띵차 수다면 내가 샤비 보고 엄마사우 디시잖아 엄마사우 머신을 와놓으려 야네 비로마 대초리야로 다디야로 자디 부리 크리안시 다디야로 크리안도 남에 가면 남에는 크리안 뭐 다디야로 크리안ဖြစ်ပါတယ်ဆိုတော့ तू ကတော့ဥဆောင်တယ်နော်ကိုယ်စိတ်ကြိုက်လို့လုပ်တဲ့လူတွေဖြစ်တယ်နော်မလုံးသားရဲ့ဗလီတော်ကမှကိုယ့်ကိုယ်အုပ်ချုပ်တော့ငါဒီလိုလုပ်မယ်ငါဒီလိုသွားမယ်ငါဒီလိုဖြစ်အောင်မြင်မယ်ငါရဲ့နောက်မှာပဲလိုက်ရမယ်ခရိယာဆိုတာလည်းပဲငါစကားပဲနားထောင်ရမယ်နော်ဘုရားသခင်နှုတ်ပတ်တော့လည်းငါလိုက်တယ်လိုက်ပဲဘုရားသခင်ကကိုကြီးပါငါဒီပဲသွားမယ်နော်ဘုရားသခင်ကျွန်တော်လမ်းပြပါမပြောဘူးငါဒီပဲသွားမယ်ဘုရားသခင်ကကိုကြီးပါဆောက်ရှောက်ပါနော်အောင်မြင်ခိုင်းပါဆိုမှဘုရားသခင်ကလည်းသူကတော့နောက်လိုက်ခိုင်းတာနော်အခုတော့လာမို့သူကတော့အနောက်မှာလိုက်ခိုင်းတာဘုရားသခင်အဲ့လိုမျိုးပေါ့ဒါလည်းသူပဲဒါကတော့ဇာတိကုတိဆိုပေမဲ့တော့ခရိယန်ရဲ့စကားတော့နားထောင်မယ်နှုတ်ကပတ်တော်မှာစကားလည်းနားထောင်တယ်လို့ပဲဒါမဲ့တော့အပေါင်းပြေကိုဘုရားခင်နဲ့ရှိတော်ဝင်ကြတော့မရှိဘူးเนาะဘုရားခင်လမ်းမှာတွားတယ်လို့ပဲသူကတော့ရိုးရိုးလေးဒီလိုဇာတိနဲ့တွေ့ကြည့်တယ်ဆိုလို့ရှိပါတယ်သူကတော့ဒီခရိယကောင်းတဲ့ခရိယလို့မြင်ဒါမဲ့သူကတော့လောကအစစ်မှာပဲဒါလည်းအမိခံပဲဒါလည်းအမိခံပဲဒါမှဒါတော့နည်းနည်းဆိုးတော့နော်ဘူးကြိုက်တယ်လို့ပဲခရိယာတော့ဒီကခဏပါလို့ကျွန်တော်ခရိယာမှာဒါပဲလောက်တာဘုရားခရိယာမဟုတ်တဲ့လူနဲ့ဒီခါနဲ့တူသွားတယ်နော်ဒါပေမဲ့ဒီမှာကျတော့နည်းနည်းကောင်းလာသူကတော့ဘုရားကြောင့်လည်းတက်တယ်ကျမ်းစာကြောင့်ကျမ်းစာလည်းဖတ်တယ်နော်အလုပ်တွေလည်းလုပ်တယ်ဒါပေမဲ့သူ့စီမှာပါလေဆိုတော့ပျော်ရွှင်မှုလည်းမရှိဘူးဖြစ်စီမှုများတယ်နော်ဒီနေ့မလုပ်နိုင်ဘူးဆိုတော့ပါလေသူကတော့မလုပ်နိုင်တော့ဘူးပါပျော်ရွှင်မှုမရှိဘူးဝမ်းသာခြင်းမရှိဘူးငြိမ်သက်ခြင်းလည်းမရှိဘူးညာဘာဖြစ်လို့ဆိုတော့သူကပြညတ်တော်အနေနဲ့လုပ်တာဇာတိကိုသိတယ်နော်ဒါဘုရားကဒီလိုပြညတ်ထားတဲ့အတွက်ကြောင့်နော်ဆိုတော့အဲဒီစုရတော့နော်စုတောင်းတဲ့ဒီတိုးတဲ့လည်းစုတော့နော်အနန္တတကူရောရှင်ဖတ်ခါရမြတ်စွာဘုရားပြည်နေတဲ့ကိုရှင်သာသမီများဒီမှာရောက်ရှိလာပြီးတော့မှသူတို့နှုတ်ဘတ်တော်ကိုပြန်တည်ယူတဲ့အခါမှာတရှိနောဝိညာဉ်တော်ဘုရားကျွန်တော်ရဲ့နှလုံးသားထဲကတော်ကောင်းအတိညာပညာများကိုပွင့်လင်းစေပြီးသဘောပေါက်နားလည်ပြီးတကလားဘုရားသခင်ရဲ့အလိုတော်အတိုင်းအသက်ရှင်ပြီးတော့မှနိုင်ငံတော်အာများစိတ်ကစားအမြဲတမ်းဝမ်းမြောက်ခြင်းပျော်ရွှင်ခြင်းငြိမ်သက်ခြင်းကျွန်တော်နှလုံးသားထဲမှာရှိတဲ့ကဲ့သို့တခြားသူတွေကိုဝင်ငါပေးနိုင်တဲ့ဘုရားသခင်ကအစစ်မြတ်ဖြစ်လာနိုင်ဖို့တမင်အစစ်မြတ်ဖြစ်လာလို့မဆာပါမြေကြောင့်ယေရှုတော်ပေါလို့ကိုချီးမွမ်းတဲ့ယေရှုနာမနဲ့ဆုတောင်းပါတယ်ဖတ်ထားပါမယ်အာမင်အဲ့တော့ကျွန်တော်တို့ဒါတွေကိုကိုယ်ကိုသိရနော်ငါကမှရှိတယ်နော်ဒါကိုယ့်ရဲ့နှလုံးသားပေါ့နော်ဒီမှာကမယုံကြည်တဲ့သူတွေဖြစ်တယ်ဆိုတော့ကျွန်တော်တို့ဂလာတိဩဝါဒခန်းကြီး9အငယ်19-20တရားဖတ်ပေးလို့ပါတယ်ရှိလားကျမ်းစာရှိလားမရှိဘူးဆိုတော့ကျွန်တော်ဖုန်းပဲရှိတယ်19နဲ့21ကြည့်ကြည့်ဇာတိပဂတိအကျင့်တို့သည်ထင်ရှားကြ၏ထိုအကျင့်တို့မူကားသူမယားကိုပြမခြင်းမတရားသောမေထုံ၌မြည်ဝဲခြင်းညဉ့်ညူးစွာကျင့်ခြင်းကိလေသာလွန်ကျူးခြင်းယုတ်တုကိုကိုးကွယ်ခြင်းသူတစ်ပါးကိုပြုစားခြင်းရန်ညိုးပွက်ခြင်းရန်တွေ့ခြင်းဂုံပြိုင်ခြင်းအမျက်ထွက်ခြင်းရင်းကုန်ခြင်းအချင်းချင်းကွဲပြားခြင်းတင်းခွဲခြင်းသူ့အကျိုးကိုယူစုခြင်းလူအသက်ကိုတတ်ခြင်းရစ်မျိုးကိုတောက်ကျူးခြင်းပွဲလုံခြင်းမှစ၍ထိုတို့သောအကျင့်ပေသည်ထိုတို့သောအကျင့်ကိုကျင့်တော်သူတို့သည်ဘုရားသခင်ရဲ့နိုင်ငံတော်ကိုအမွေမခံရကြဟုအထက်ကငါပြောနေခဲ့ပြီးဒီအတိုင်းယခုပင်လည်းငါပြောနေ၏ဆိုတော့လည်းဒီမှာပြောတဲ့စကားလုံးအကုန်လုံးကတဲ့ဇာတိကိုတည်ဖြစ်ပါတယ်ဟုတ်တယ်နော်ဒီကတော့ပါလဲဆိုတော့သူ့မယားကိုပြမခြင်းနဲ့စိတ်ရှိတယ်နော်အနည်းဆုံးတော့ဘယ်လိုနော်တကယ်တော့မဟုတ်တော့မှဘာလဲစိတ်ထဲမှာပေါ်လာတတ်တယ်မတရားသောမေထုံနဲ့မြွေဝေးခြင်းနော်ညဉ့်ညူးစွာကြင့်ခြင်းဒီမှာတော့ညဉ့်ညူးစွာကြင့်တယ်ဆိုလို့ရှိရင်သူများကိုကလေးကကြင့်လို့တာမျိုးမျိုးပေါ့အဲ့ဒီမကောင်းတဲ့ဟာတွေနော်ညဉ့်ညူးတဲ့အရာတွေကိုရင်ထဲနဲ့လည်းတခါလေစဉ်းစားမယ်တခါလေကျတော့ဗာလဲပြောမယ်မစက်တဲ့အဲ့တော့ဘယ်လိုပြောလဲဒီလိုဆိုမှအဲ့လိုမျိုးရှိတတ်တယ်နော်ဆိုတော့ဒါတွေကတဲ့စာကိုဒီစိတ်သက်ဖြစ်ပါတယ်နော်ဆို
기레가 룬주신 저 기레다 그러잖아. 저 룬주가 옛다가 묘묘 다리가 저는 뭐요지들의 아침이ဖြစ်တယ် 저는 그게 제일 시게 나는 보초 비면 들어가 나만 보초야 말래 들어리가 맞지래서 들어가 이만한 찌를 분이ဖြစ်တယ် 뭐 빨리 나와서는 말래 들어가 말래 저는 눈도 보세요ဖြစ်တယ် 다른 들어의 아침가 저는 못 주고 들어서 막아 들으면 텐션하고 있는 놈을 쉬고 서로 가다 들어가 눈도 알아서 들어오는 놈을 딱지는 딱면 가만히 있으면 들어 쪼면 잡아면 술에 새끼 들어서 마시 다 해도 뭐 어디게 나면所以ဒီလူအတူတူဖြစ်သွားတယ်နော်ဆိုတော့နံပါတ်3မှာကျတော့အဲ့ဒီလိုပါလို့ရုပ်ထုကိုကိုးကွယ်တယ်တဲ့နော်ကျွန်တော်တို့ဘုရားနဲ့တည်တဲ့ကရုပ်ထုကိုကိုးရဲဆိုတော့အကျေချဲလို့ရရတယ်ဒါတွေကရုပ်ထုဆိုကိုယ့်ရဲ့ပထမနေရာမှာပါဖြစ်တယ်လေဆိုတော့နော်သိရတယ်ဟုတ်တယ်နော်ဆိုတော့ဒါတွေကဘာလဲဆိုလို့ရှိရင်နော်ပတ်စံကိုပဲဥစားပေးသလားဒါဆိုကိုယ့်အတွက်ကရုပ်ထုကအဲ့ဒါဖြစ်သွားဘုရားသခင်နေရာမှာပါလဲပတ်စံပါသွားပြီဘုရားသခင်နေရာမှာအလုပ်ဖြစ်သွားပြီဘုရားသခင်နေရာမှာအပျော်အပါဖြစ်တာဒီခုရဲ့ရုပ်ထုပဲနော်ရုပ်ထုဘုတ်ွယ်တဲ့ဘောရဖြစ်အဲကျွန်တော်တို့ရုပ်ထုဘုတ်ွယ်တဲ့လူဆိုတာကကျွန်တော်တို့ရုပ်ထုကြီးအဲ့ဒီပါလဲဟိုဗုဒ္ဓရုပ်ထုကြီးကိုကိုးကွယ်တာပဲမြင်တတ်တယ်ဒါပေမဲ့တကယ်တမ်းကျတော့ရုပ်ထုကိုးကွယ်တယ်ဆိုတော့အသက်မရှိတဲ့အရာကိုလိုက်တာကရုပ်ထုကိုးကွယ်တာဘုရားသခင်ကိုစူတောင်းရမယ့်စတဲ့ချားနေရာတော့လည်းဒီချားလုံးပဲပြီးဘုရားသခင်ကိုလူတတ်ရမယ့်စတဲ့ချားနေရာမှာတုံးလိုက်ပြီးဒါတွေအကုန်လုံးကဘုရားသခင်ရဲ့အစတခြားနေရာမှာဦးစားပေးလိုက်တဲ့အတွက်ကြောင့်ဒါကအများရဲ့ကျွန်တော်တို့ရဲ့ရုပ်ထုဖြစ်တဲ့ဟာကိုဆိုလို့ချင်းဖြစ်တယ်ပေါ့နော်ဒါပြီးတော့ပါလဲဆိုတော့သူတစ်ပါးကိုတဲ့ပြုစားတယ်ဒါတော့ကျွန်တော်တို့ကမရှိတော့ဘူးဒါမဲ့တခြားလူတွေနော်မယုံကြည်သူတွေနော်ရှိတယ်ဒါလည်းပြုစားတယ်ဆိုတော့နော်အဲ့ဒါလေးတွေကိုကျွန်တော်တို့သိထားမှာဗါတယ်ဘယ်လိုပြုစားတယ်ဒီခုကျွန်တော်မြို့တာမြို့ဘာအမျိုးမျိုးပေါ့ပြုစားတယ်ဆိုတာတော့အတိတ်ပဲရှိတယ်အဲ့ဒါကိုကဘယ်လိုနည်းနဲ့ပြုစားတယ်နော်ဒါမှမဟုတ်အောက်ကနည်းနဲ့ပြုစားတယ်ဒါမှမဟုတ်အထက်ကနည်းနဲ့ပြုစားတယ်အမျိုးမျိုးရှိပါတယ်လို့ဒါတွေကတော့ဗါလဲဇာတိဝိရိစိတ်တက်ဖြစ်ပါတယ်ဆိုတော့နော်ပြီးတော့ဗါလဲဆိုတော့သူတစ်ပါးကိုပြုစားပြီးတော့ရံညုံဖွဲ့ခြင်းမကျေနပ်ဘူးရံဖြစ်ခြင်းသူများကိုဆဲခြင်းနဲ့ဘာလို့ရံညုံဖတ်တယ်ဆိုကြတဲ့ကလူတွေကဘာဖြစ်လဲလူကသူများနဲ့မကိုက်ဘူးပေါ့ဗျာခင်ဗျားနဲ့ကျွန်တော်နဲ့မကိုက်ဘူးဒီအကြောင်းကဘူးလို့အဲ့လိုမျိုးစိတ်ကပုစေမှာရှိတယ်နော်သူများနဲ့မဆက်ဆံချင်ဘူးလားသူများနဲ့မတွဲချင်ဘူးလားသူများနဲ့အတူတူအလုပ်မလုပ်ချင်ဘူးလားဒါတွေကစတာဒီမင်းတို့ကိုစိတ်မပြေလို့ဒါကတရားတော်ဒီတော့မတော်ချင်ဘူးဒီဆရာတော်ဒီလိုပြောတယ်ဟိုဆရာဒီလိုပြောတယ်သူငယ်ချက်ဒီလိုဖြစ်တယ်ဒါနဲ့ရံညွှန်းပေါ်တယ်အပိုင်းမှာပါတော့အဲ့လိုဖြစ်တာကဘာဖြစ်လဲဇာတိပရိရဲ့လုပ်ငန်းတွေကိုယ်စီထဲမှာရှိရဲဆိုတာကိုကျွန်တော်တို့သိရတာဖြစ်တယ်နော်ပြီးတော့မှပါလေလေရံတွေ့ချင်းရံညွှန်းပေါ်တယ်ရံတွေ့ချင်းတော့အတူတူပဲတော့တိတ်မပြောတော့ဘူးနော်ကိုယ်ပြန်ချင်းဟာကျွန်တော်တို့ကားကျွန်တော်အဲ့ဒီကားတော့ဆိုအဲ့ဒီစက်ကလေးကသူ့ကိုဖြည့်ဆည်းပဲလားပတ်စံကလည်းမရှိတော့ဘူးကားကလည်းကောင်းရချင်းဆိုဖြည့်ဆည်းမှုရှိအဲ့ဒါလည်းစာကြည့်ပြီးစိတ်တည်းဖြစ်ပါတယ်တဲ့အမျက်ထွက်တာနော်လူတွေများတော့အမျက်ထွက်တယ်နော်နည်းနည်းဆိုတာတအားစိတ်ဆိုးချင်တဲ့စိတ်ကြီးရှိတယ်ဒါဒီပုံလုံးကပါစိတ်တယ်လဲဆိုတော့စာကြည့်ကိုသိစံတာတဲ့အကျင့်စာရိတ်ကဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့သိထားမှာဖြစ်တယ်နော်အဲ့ဒါလည်းကျွန်တော်ရံပြချင်တဲ့အခါမှာဖြစ်ကိုပြန်ချင်တဲ့အခါမှာဖြစ်အမျက်ထွက်ချင်တဲ့အမျက်ထွက်လို့ဆိုစိတ်ဆိုးတော့ဘယ်လိုစိတ်တူတာပေါ့နော်အဲ့လိုချင်းတဲ့အမျက်တတိယအာနာစာတိကိုဒီလိုမှဒါတိကိုဒီရဲ့စိတ်တပါလားအကျင့်ဆိုတာဘာလားဆိုတော့ကျွန်တော်တို့ကသိရမှာဖြစ်တယ်နော်ပြီးတော့မှပါလေလေညင်းကုန်ကြတယ်နော်ဟုတ်တယ်ဟိုလိုဖြစ်တယ်ဒီလိုဖြစ်တယ်ဆိုတာညင်းကုန်တဲ့စိတ်ကျွန်တော်မှရှိတယ်ဘယ်လိုဆိုရှိတယ်တကယ်တော့ကြီးထွားတဲ့ဝိညာဉ်ရဲ့မှာကြီးတော့ကြီးညင်းကုန်စားမလို့ကိုသိပြီးတာပဲအော်ဒါသူမြင်တယ်သူညင်းတယ်လူတွေကဘယ်လိုဖြစ်လို့ညင်းတယ်ဆိုကိုကိုနားနေတယ်ဒါမဲ့နားမလဲဘူးဇာတိဝိရိရှိတယ်ဆိုညင်းချင်တာနော်သူတို့ရံဖြစ်ကြမျိုးမျိုးအဲ့လိုမျိုးညင်းကုန်တဲ့စိတ်ကတည်းကကျွန်တော်တို့မှာရှိတာခင်ဗျားစမှာရှိတယ်လားဆိုတော့အမြဲတမ်းပါလေကျွန်တော်စစ်ဆေးရမှာဖြစ်ပါတယ်တဲ့ပြီးတော့မှတင်းခွဲတယ်တဲ့အချင်းချင်းတဲ့ခွဲပြားချင်းဖြစ်တယ်အဲ့ဒါကြောင့်ကျွန်တော်တို့ကအမြဲတမ်းပါလေကျွန်တော်တို့ရဲ့ဝဲပြားခြင်းနဲ့စိတ်ရှိတယ်လားဒါတွေကတော့
စာတိဂုတိဆရာစက်တဲ့ဒီဖြစ်တယ်မှာရှင်းရှင်းလေးနဲ့တော့ကလာတဲ့ကံကြီးကရေးထားတယ်နော်ဆိုတော့ကျွန်တော်တို့နှလုံးသားထဲမှာကအမြဲတမ်းအတူတူကပေါင်းပြီးမယ်အတူတူဘုံတော်ထင်ရှားလို့မယ်အတူတူကနေမယ်ဆိုတဲ့ဟာကအင်မတန်မှအရေးကြီးတဲ့အရာဖြစ်တယ်။တင်းပွဲတဲ့လူကတော့ခင်ဗျာမပြောနဲ့ဘလူပဲဖြစ်သူမှာအားနဲ့ချက်ရှိပြီးသားပဲ။ပွဲတော်လို့ရှိရင်ဒီကူပြလာရင်ပြလာမယ်ဟုတ်တယ်မဒီနေကဒီပွဲတော်လို့ရှိရင်ဆိုတော့ဒါတွေကတော့စာကြည့်ပလိစီရဲ့ဘွားမို့မှုကြောင့်ကျွန်တော်တို့အဲ့ဒါကိုအနိုင်ပေးလိုက်တဲ့အခါမှာကျွန်တော်တို့နှလုံးသားထဲမှာလည်းပဲအဲ့ဒါလိုရှိလာမယ်အဲ့ဒါကိုမပေါ့ချက်စင်းနိုင်ဘူးပြီးတော့မှကျွန်တော်လည်းအဲ့နောက်လိုက်တော့ခက်ခက်ရောင်းလဲလဲဖြစ်ကုန်မှာဖြစ်တယ်ဆိုတော့ကိုကျွန်တော်သိရပါတယ်အဲ့ဒါကြောင့်ကျွန်တော်တို့ကသင်ပွဲချင်းလည်းပဲစာကြည့်ပလိလာတဲ့အတွက်ကြောင့်ဟိုနဲ့ကျွန်တော်တို့ကအဲ့ဒါကိုပြစ်ထားရမယ်နော်စာကြည့်ပလိဆိုတော့ကျွန်တော်အသက်မရှိရတယ်ဖြစ်တယ်ဘုရားသခင်ဖြစ်တော်ကလက်ဝါးကတည်းကအတိတ်ခဲ့တဲ့စိတ်ဓာတ်တွေဖြစ်နေတာလေအကျင့်တွေဖြစ်နေနော်အဲ့ဒါကြတော့ဒီစိတ်ဓာတ်တွေကိုဒီအဖို့တွေလည်းရှိပြီးသားပဲเนาะကိုယ်စိတ်တွေကိုသွားတယ်เนาะဘုရားသခင်ခရိယန်တော်ကအခါဆောင်တဲ့ခရိယန်တွေရှိတဲ့အခါမှာအဲ့လိုမျိုးတွေအမြဲတမ်းသူများကိုညူဆိုတာတွေဒီမှာ27မှာကျတော့เนาะသူ့အကျိုးကလည်းညူဆိုတာမနာလိုတဲ့စိတ်ကြောင့်ညူဆိုတာဖြစ်လာတယ်အဲ့လိုမျိုးတွေဟုတ်လားစိတ်စာရိတ်ကဗျာစာတိကိုဖြစ်ပါလေဆိုတော့ပြီးခန်းစီကျွန်တော်ဒီမှာပြောချင်တယ်လူအသက်ကိုတတ်တယ်ဒါကြတဲ့လူအသက်ကိုတတ်တယ်ဆိုတော့လူများကိုတတ်ချင်တဲ့စိတ်ကြောင့်ကြားတဲ့မှာပြောတော့တများအဲ့လိုပြောချင်စိတ်ကိုချင်းအင်တာမအဲ့လိုလို့ချင်းတဲ့ကတည်းကလူတတ်လိုက်တဲ့စိတ်ဘာလို့လဲလို့ပြောလို့လဲဆိုတော့တတ်လည်းမတတ်ဘာလို့လဲမတတ်ဘူးဆိုတာကတရားပြင်ဆက်လာတဲ့စိတ်ကမျက်စံမှာရှိတဲ့ကြောင့်ကိုတိုင်ပါတော့မှအဲ့ဒီစိတ်နဲ့ဖြစ်စီခိုင်လာပြီးတော့မှနောက်ဆုံးကြတော့ဒီခါတည်းကအကွေးရတက်ချင်တတ်သွားနိုင်တဲ့အကြောင်းရှိအဲ့ဒါကြောင့်ကျွန်တော်တို့ကအဲ့ဒါလိုမျိုးလေးတွေကိုကိုယ့်ရင်ထဲမှာတခင်ရှိခဲ့လို့ရှိရင်သူများကိုမကြည်နဲ့တာသူများခဲမကြည်တာသူများကိုဗလဲတပ်ပြလိုက်မှလို့ဆိုတဲ့စိတ်တွေကအမှန်တကယ်ကျတော့အဲ့လိုမျိုးပါဇက်ကထွက်လာပြီဆိုလို့ရှိရင်ဗလဲကျွန်တော်တတိထားမှဖြစ်တယ်လုံးသားထဲမှာရတကယ်ချစ်ချင်းမိတာဆက်တာတဲ့ဒီပြည့်ဖို့နေမဟုတ်ဘူးဆိုတော့တတိပြုရမှာဖြစ်တယ်နော်ပြီးတော့မှဗလဲရစ်မျိုးကိုတောက်ကျူးခြင်းတောက်ခြင်းလို့မပြောဘူးလားနော်တောက်မှကျူးတယ်ဆိုလို့ရှိရင်ဘယ်လိုမူးတာကိုပြောပါစနော်အမူးယူပြီးမှပြီးတော့မှတနေရာမှာပြောတာလည်းအကောရီလို့မပါလို့နော်ပွဲလို့ဒီမှာအောက်မှာရေးထားမယ်ကြည့်နော်ပွဲလို့တယ်ဆိုလို့ရှိရင်ဘယ်လိုလဲအရက်ကိုတောက်ပြီးတော့ပါလို့ဝါပြီးတော့အဲ့ဒါတွေကစာတိပိစိတ်တယ်နော်တကယ်လို့များအဲ့ဒါကြောင့်ကျွန်တော်တို့ကအဲ့ဒါပြီးထားမှာအမူကျွန်တော်တို့ဟိုမှာဘယ်လိုလဲထိုင်းနိုင်ငံမှာပြောတဲ့အခါမှာကျွန်တော်တို့ကျွန်တော်တို့ကအမွေးနေဖြစ်လာပြီဆိုတော့ပြောမယ်ပါမယ်နော်ဟိုပါလေဒီယာဒီကိုကာရထထထလောက်တာပြီးတော့မွေးနေဖြစ်တိုင်းဘုရားသခင်ကိုတော့ချီးမွမ်းမယ်ကြီးစုလို့ချီးမွမ်းမယ်အစားပါလေတကယ်ချင်းတို့ခေါ်အရက်တွေတောက်ဒီယာဒီမူကျွတ်တာပါလေနောက်ဆုံးကျတော့ပြန်လည်းမပြန်နိုင်တော့ပြန်တယ်လည်းဒီခါလေးကျတော့အရက်မူလို့ကာမတက်ပေပဲပါလေဘာလို့ပမာပြစ်ပြစ်တက်တော့ဒီသွားတဲ့လူရှိတယ်နော်အဲ့ဒါကြတော့မူယူလို့ကျူးလို့ဆိုတော့အဲ့ဒါကိုသိထားအောင်ဖြစ်တယ်ကျွန်တော်အဲ့ဒီစိတ်ကဘာဖြစ်တယ်လဲဇာတိဘုဒ္ဓဖြစ်ပါတယ်ဇာတိဘုဒ္ဓဆိုတော့ဘုရားခင်ကခရစ်တော်ကိုတိုင်ကတတ်ခဲ့တဲ့လက်ဝါးကတည်းကဘယ်လိုပြောမလဲချိန်ဆွဲထားပြီးတော့မှဒီဘာလဲကြောက်ထူထဲမှာပေါ့နော်ဒီမြုပ်လိုက်တဲ့အကျင့်စာတွေကဒါကပြန်ပေါ်တော့ကျွန်တော်တို့ကပြန်ပြီးတော့မှဗာလဲသုံးနေမယ်ဆိုရင်အဲ့ဒါအနတ်ဆိုးတဲ့အနတ်ပဲနန်တဲ့အားဖြစ်တယ်အဲ့ဒါကြောင့်ကျွန်တော်တို့ကမလို့ပြစ်ဘူးဆိုတာကိုသိထားမှာဖြစ်တယ်အဲ့ဒီလမ်းကကျွန်တော်တို့ရဲ့ခရိယာတွေရဲ့သဘောတရားမဟုတ်ဘူးဆိုတာကိုကျွန်တော်တို့သိထားရမှာဖြစ်တယ်ဘောနော်ပြီးတော့မှကျွန်တော်ပွဲလုပ်ခြင်းဒီမှာရေးလာနော်ပွဲလုပ်ခြင်းမှာစ၍ထို့သို့ကျွန်တော်တို့ပွဲလုပ်တဲ့ဇာတ်ကုန်းကကျွန်တော်တို့ဘုရားမိန်ကုန်းတော်ကိုချီးမွမ်းပွဲကျေးဇူးတော်ချီးမွမ်းပွဲအဲ့ဒါတွေလုပ်တော့ပြောချင်ပေါ့ခုနပြောပြီးအရက်တွေတောက်ပြီးတော့ကိုယ့်ကိုပြောပါအောင်ဒီလိုစုပြီးတော့မှနေတာကိုပွဲလုပ်တယ်လို့ပြောတယ်အဲ့ဒါကျွန်တော်တို့တခါကျအဲ့ဒါတွေသိမထားဘူးကျွန်တော်ယုံကြည်တယ်နော်ပွဲလုပ်တယ်ဆိုတာအားပြောပါမယ်တကယ်တော့ပွဲလုပ်တယ်ဆိုတာအကုန်လုံးကတော့ဘုရားရှင်ကိုယ်တော်ချီးမွမ်းပြီဆိုတာတော့အဲ့ဒါတော့ကောင်းတဲ့အရာဒါပေမဲ့ပွဲလို့တဲ့တချို့ကလည်းကိုယ့်ကိုပြောမယ်အချင်းဆိုတဲ့လူတချင်းပြောမယ်ဒါလည်း stage show ပဲလုပ်ပဲအဲ့ဒါလည်းဘုရားသခင်ကိုယ်တော်ချီးမွမ်းတာမဟုတ်ပဲနဲ့ဒီလောကီအစစ်နောက်မှာပဲပြောပါတယ်ဆိုလို့ရှိရင်အဲ့ဒါလည်းပွဲလို့တဲ့နေရာမှာဘုရားသခင်နဲ့အလိုတော်နဲ့မကိုက်ရတဲ့ဟာရှိကောင်းရှိဘူးเนาะအဲ့ဒါကျွန်တော်တို့က
바벨로 디코리로 바타마사 칸지 에세 게동데 디만데 바벨로 사라 따다도 막말래 그야들이 봉로 치샤고 치바시လို့ပြောတာအဲ့ဒါကြောင့်ဒါတွေကကျွန်တော်တို့မှာတိခါရမှာအဲ့လိုပွဲလောက်တာတော့မှဘုရားသခင်ကိုကျွန်တော်ချီးမွမ်းတာဒါမှမဟုတ်အဲ့ဒါကြောင့်ပြောနေလားကိုဒီအတ္တတာမှာပျော်ဘူးပဲလားအဲ့ဒါတိခါဘာသာမို့ဘုရားသခင်ကိုမြင်ပြီးမှဘုရားသခင်ကြီးဆိုတော့အများကြီးကြီးပါတယ်ဆိုမှကိုယ်တော့ဝမ်းမြောက်နေတယ်ဆိုအဲ့ဒါဘုရားသခင်ကိုဒါပေမဲ့ကိုယ်စိတ်ကဒီလောကကြီးရှိတဲ့ဟာတွေကိုပဲကြည့်ပြီးတော့မှဝမ်းမြောက်နေပြီဆိုလို့အဲ့ဒါကတော့တစ်စစ်ကြလာတဲ့သဘောမှရှိတယ်နော်လောကီတိုက်တာမှာစာတိပတိရဲ့ဝမ်းမြောက်ခြင်းပဲဖြစ်တယ်အဲ့ဒါခိုင်မာတဲ့ခံရရဲ့ဝမ်းမြောက်ခြင်းမဟုတ်ဘူးဒါပေမဲ့ခရစ်တော်အားဖြင့်ခိုင်မာတဲ့ပျော်ရွှင်ခြင်းကနှလုံးသားထဲမှာယင်ထဲမှာတန်ရှင်းတော်ပြီးပြောတယ်ရှိတဲ့အရာဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့မြင်ရတယ်သိရပါတယ်ဆိုတော့ကျွန်တော်အဲ့ဒါလို့ဆိုရင်ဒီအခွင့်တွေနော်ဒီဟာတွေယုံကြည်လို့ပဲဖြစ်ရမယ်ဒါပေမဲ့အလုံးလုံးတာပါနေလို့နေတယ်စာတိပတိနဲ့လို့အလုံးငါးနေပဲသူမြင်ရလေကျွန်တော်တို့မြင်ကိုမြင်ရတယ်လားနော်အဲ့ဆိုကျွန်တော်တို့ဒီဘောဒါစာတိပတိဖြစ်ရမယ်ဟုတ်တယ်နော်ဘာလို့သူမှာကြည့်တာတွေကပါလဲစဉ်းစားတာတွေပြောဆိုတာတွေအကုန်လုံးပါလဲစာတိပတိကလာတဲ့အကျင့်တွေပဲရှိတာဟုတ်တယ်မလားဒါလည်းဖြစ်ရမယ်အဲ့ဒါကြောင့်ဒါတွေကိုတော့ကျွန်တော်တို့ကအမခံလို့လည်းမရဘူးအမခံကျွန်တော်တို့ကအမခံပေးနိုင်တာကတန်ရှင်းတော်ဝင်ကျွန်တော်ဖြစ်တယ်ခင်ဗျားစင်မှာတန်ရှင်းတော်ဝင်ကျွန်တော်ဖြစ်ပါလေထာဝရအသက်ရဟုတ်တယ်မလားငါကြည်သားဒီနေ့တမန်တရားတွေအသက်နဲ့ဖြစ်တယ်အဲ့ဒါကြောင့်ခရစ်တော်ကကျွန်တော်တို့ကိုနှလုံးသားထဲမှာတန်ရှင်းတော်ဝင်ကျွန်တော်ရှိပြီဆိုလို့ရှိရင်သူကတော့အမခံရှိပြီခင်ဗျားပါပဲပေါင်းမိနိုင်ငံသားဖြစ်သွားတယ်နော်အဲ့ဒါကြောင့်ဒီမှာခဏဘလောက်ပဲကြိုးစားတော့ခရိယာဒီကဇာတိပတိခရိယာဆိုတော့ဗျာဒီမှာကျတော့လေရိုးပေါ့နော်ခရိယာမဖြစ်ခရိယာတော့သူ့အမိခံတော့ဒါအမိခံဒါတော့ဇာတိပတိခရိယာဘာလို့ဒီလိုပြောတယ်လဲဆိုရှင်ဇာတိပတိဆိုသူကခရိယာဒီမှာနဲ့ဒီကျမ်းစာတဲ့ဖတ်ဒါပေမဲ့သူ့နှလုံးသားကဘုရားသခင်စီမရောက်သေးဘူးနော်ဒါကြောင့်မို့ဇာတိပတိအချင်းချင်းရှိမယ်ဒါပေမဲ့ဘုရားကြောင့်တက်မယ်စာအကျမ်းစာနားထောင်မယ်ဘုရားကျမ်းစာလည်းဖတ်မယ်ဒါပေမဲ့တကယ်တော့အရေးကြီးတာလည်းကအဲ့ဒီဟာကိုအတိကမထားဘူးကသူ့ရဲ့ idea ကကောင်းတယ်နော်အကြံဒီဘက်မှာငါပြောတာပဲမှန်လိမ့်မယ်ဆိုတော့အဲ့လိုမျိုးလေးတွေပေါ့နော်ကိုပဲပါလေအတိကထားတယ်နော်ဒါပေမဲ့ဒီဘုရားသခင်ကမိမထားတဲ့အရာတချို့တွေကိုသူလုပ်တယ်နော်ဒါပေမဲ့သူလုပ်တဲ့အခါမှာတကယ်လို့မှဒီကျမ်းစာကောင်းတက်တယ်ဆိုတာမတက်မရဆရာအားနာတယ်အတိတ်လူကြီးတွေကိုအားနာတက်ရမှာကွာဒါပေမဲ့သူတကယ်တော့တက်ချင်တာဟုတ်တယ်မလားမတက်ချင်နဲ့တက်တယ်ဆိုတာဒါတော့ခရိယာဒါဇာတိပရိဖြစ်တယ်နော်သူ့စီမှာမှဝမ်းမြောက်ဝမ်းသာခြင်းမရှိဘူးယုံကြည်သူရောက်တိုင်းကပါလေညီတဲ့ချင်းပြောရှိခြင်းရှိကိုရှိတယ်ဘုရားလာတယ်ဆိုညီတဲ့ချင်းဘုရားတကိစ္စခရစ်တော်ဘုရားမှာပြောစတော့ငါပြီးတဲ့ညီတဲ့ချင်းဟာလောကကပြီးတဲ့ရတဲ့ညီတဲ့ချင်းနဲ့ဆိုတော့ဒီဟာလေဒီလောက်မှာဆိုတော့ဗာလေလောကဆရာရတဲ့ညီတဲ့ချင်းတော့ပဲနော်လူရရင်ပြောမယ်လူကြားရင်ပြောမယ်မန္တအစာလေးတွေတွေ့ရင်ပြောမယ်ဒါပေမဲ့နှလုံးသားထဲအမြဲတမ်းပြည့်စုံမှုရှိတယ်နော်ပြည့်စုံမှုရှိတယ်အဲ့ဒါမို့ဇာတိကိုသိခရဆိုအဲ့ဒါပြောရှိတယ်နော်ဆိုတော့ကျွန်တော်ကလည်းခန်းပြီးငါ20နှစ်ကနေ25နှစ်ကျော်ဖောက်ပြီးပါဝိညာဉ်ပဂတိအထုံးမူကားချစ်ခြင်းဝမ်းမြောက်ခြင်းငြိမ်သက်ခြင်းစိတ်ရှိခြင်းယေရှုပြုခြင်းကောင်းမြတ်ခြင်းတစ္ဆာဆောက်ခြင်းလူညံ့တင်မွေ့ခြင်းကာမဂုဏ်ချုပ်တီးခြင်းပေ၏ထို့သောအကျင့်ကိုဘယ်တရားမျှမမြစ်တာအဲ့ဒါဆိုလည်းရနော်ဆိုတော့ကျတော့ကျွန်တော်တို့ဒီလိုမျိုးယုံကြည်သူရောဖြစ်ပြီဆိုတာလည်းခရစ်တော်ကိုယုံကြည်တယ်ဆိုတော့ယုံကြည်တယ်ဆိုတော့ခိုင်းလို့ဆိုလွယ်တယ်နော်ယုံကြည်တယ်ဆိုတော့ယုံတာနဲ့နားလေတယ်နားလေပြီးလိုက်ရှောင်နော်ဆိုတော့ကိုအားနဲ့သွားတာမဟုတ်ဘူးသူတို့တွေကနော်ဘာလို့သူမှဘုရားသခင်ကိုယ်တော်တိုင်းပါလေတက်ရှိနေတဲ့အတွက်ကြောင့်ဘုရားသခင်ကိုအားတော့သူကတော့နောက်ကိုလည်းယူပဲဘာမှလုပ်ဆရာတော့မလုပ်ဘူးပေါ့နော်ဘုရားသခင်ကလို့လိုက်ရှောင်ခိုင်းတယ်ကျွန်တော်တို့ဘယ်လိုသွားခိုင်းတယ်ဆိုတာကိုပဲသူကလေ့လာပြီးတော့မှလိုက်ရှောင်တဲ့အခါမှာခုနပြောတယ်ပါလေချစ်ချင်းနော်ချစ်တတ်တာဒီများတွေနော်ဒီများတို့ချစ်တတ်တယ်အဲ့လိုကိုစစ်စားငါတကယ်ချစ်တတ်တယ်ချစ်တတ်တဲ့အချစ်ကဘယ်လိုချစ်လဲဆိုတော့စစ်ဆေးရတယ်နော်တချို့ကမချစ်တော့ဆိုဘာလို့မချစ်တယ်လဲဘယ်လိုမချစ်တာလဲ
고고고 신사 까대가 야 니기다 두시야 다시마 원인도 시야나데 야 됩니다 시마베 누리고 말에 시다다 နော်ဆိုတော့ကျတော့ပြီးတော့မှပါတယ်လေဆိုတော့ဝမ်းမြောက်တယ်တဲ့နော်ဝမ်းမြောက်တယ်အမြဲတမ်းသူလောကီအရာနဲ့မှသူမရှိဘူးเนาะအမြဲတမ်းဘယ်လိုပဲဖြစ်ဖြစ်ဒါသူသိပြီးတာကလောကီအရာမြင်ရနေတာဒါပေမဲ့သူအမြဲတမ်းဝမ်းမြောက်တယ်ဘာဖြစ်လို့သူနှလုံးသားထဲမှာတန်ရှင်းသောဝိညာဉ်တော်ရှိတဲ့အခါမှာအမြဲတမ်းမလဲဝမ်းမြောက်ခြင်းရှိပါတယ်အဲ့တော့ကျွန်တော်တို့သိရကျွန်တော်ဝမ်းမြောက်တာနည်းနည်းလေးအခက်အခဲရှိလို့ရှိရင်ဝမ်းနေသလားမမြဲလေးတခုခုဖြစ်လာလို့ရှိရင်သူများအပြစ်တင်တဲ့စကားပဲပြောသလားအပြစ်တင်ခြင်းနဲ့စိတ်ရှိသလားဒါမှမဟုတ်အပြစ်တင်နေသလားဆိုတာကိုကျွန်တော်တို့ကသိရမယ်အဲ့ကကြမှာကျွန်တော်ဝမ်းမြောက်ခြင်းဝမ်းနေခြင်းဆိုသဘောပေါက်လာတယ်စိတ်ကြည်ခြင်းဆိုတာကကျွန်တော်တို့ရဲ့တန်ရှင်းသောဝိညာဉ်ဆိုမှလားနော်စိတ်ကြည်ခြင်းဆိုတာကပြည်စည်းခြင်းတခုဖြစ်တယ်နော်အဲ့ဒါကြောင့်ကျွန်တော်တန်ရှင်းသောဝိညာဉ်တော့ဟုတ်ဘူးဆိုတာအဲ့ဒါကမှဝမ်းမြောက်ခြင်းရှိပါတယ်တဲ့နော်ငြိမ်သက်ခြင်းလည်းရှိတယ်ခုနကပြောပြီးနော်စိတ်ရှိတယ်နော်များသောပဲလူတွေစိတ်မရှိကြဘူးနော်ကျွန်တော်တို့လည်းငယ်တော့စိတ်မရှိဘူးဒါပေမဲ့စမ်းသပ်တဲ့မှာဖတ်တာတဲ့အခါမှာကျွန်တော်တို့စိတ်ရှိရမယ်ဆိုတော့ဘယ်လိုစိတ်ရှိဆိုတော့ဘာလဲတကယ်တော့ကျွန်တော်စိတ်ရှိလို့ရှင်းရှင်းနေတာရဲ့ဘာလဲအတိအကျအများကိုချစ်တယ်ဆိုရင်စိတ်ရှည်ရမှာပဲသူဘယ်လိုဆိုဘာလဲလို့ဘယ်လိုပြောဘယ်တော့သူချစ်တယ်ဆိုတော့စိတ်ရှည်လို့ဆိုတာနဲ့သူကတော့လက်ခံပြီးတော့သူနားလေတာကမှကျွန်တော်တို့ကလည်းကျွန်တော်တို့ချစ်တာနဲ့တခါလေဘုံလုံးချစ်လာတယ်ဘာဖြစ်လို့ဆိုရင်ဘုရားရှင်ချစ်ချင်းမြတ်တာဟာသူ့ရှင်မှာလည်းဝေမျှအဲ့လိုလုပ်ချင်တာဖြစ်ပဲကျွန်တော်တို့ရဲ့ဘုရားရှင်ချစ်ချင်းမြတ်တာကိုသူများကိုဝေမျှလို့ရတယ်နော်ဒါနဲ့လူတွေအဲ့လိုမလုပ်တော့ဟာဒီလိုဖြစ်တဲ့အခက်အခဲရှိတာဆိုတော့ချစ်ချင်းကမရှိတာတဲ့ကမှာစိတ်ရှည်ခြင်းလည်းမရှိတော့မချစ်ချင်တော့ဘူးလေဘယ်လိုစိတ်ရှည်မလဲဟုတ်လားသူ့မှာမှအချစ်မှမရှိအခါကျတော့အဲ့လိုမျိုးစိတ်ချစ်ချင်းမရှိလို့ရှိရင်စိတ်ရှည်ခြင်းအပြီးတော့ဘယ်လိုမှမသိနိုင်ဘူးအဲ့ဒါကျွန်တော်တို့စိတ်ရှည်ရတယ်ဆိုတဲ့သဘောတရားကပါလေချစ်ချင်းမြတ်တာရဲ့အပြည့်ကိုဖြစ်ပါတယ်ဆိုတော့အဲ့ဒါကျွန်တော်တို့များသောပြီးတော့နော်ဒါတွေကိုတတိခါမှာဖြစ်တယ်ဆိုတာကိုမြင်ရတာဖြစ်တယ်နော်ပြီးတော့ဒီကချစ်စိတ်ရှိခြင်းဂျေဇုပြုတယ်သူများကိုလည်းကူညီခြင်းနဲ့နော်မျိုးပေါ့နော်သူများကိုကူညီခြင်းနဲ့စိတ်ရှိသလားဒါပေမဲ့ကူညီတဲ့နေရာမှာဟိုတည်းနဲ့ပြောလို့ဒီခါကျကျွန်တော်တို့ကကူညီခြင်းတော့ပဲကူညီတဲ့ဘယ်လိုဖြစ်သွားတယ်ဆိုတော့မသိဘူးနော်အကြောင်းဆုံးသိရမယ်နော်လူပြောက်ကူညီစံဒီလိုတကယ်လိုအပ်တယ်လားဘယ်လိုအပ်ဘူးလားဆိုတာကြည့်ကြည့်ရမယ်နော်တကယ်လိုအပ်တဲ့နေရာမှာဘယ်လိုအကျိုးရှိလို့ဆိုအဲ့ဒါပေးရမှာနော်အဲ့ဒါကြောင့်ကျွန်တော်တို့ကကူညီရမယ်ဆိုတကယ်လိုအပ်တဲ့ဟာကိုကူညီခြင်းဟာကျွန်တော်တို့ချစ်ချင်းမြတ်တာတတ်တယ်။တခါကျရင်ကျွန်တော်မလိုအပ်တဲ့အရာတွေကိုမလိုတဲ့အရာတွေကိုဖတ်ပေးလို့ကျသူ့အတွက်လည်းဗာလဲအကျိုးမရှိတော့ဘူး။ကိုယ့်အတွက်လည်းပတ်စံပို့ပါ။ဘောကတော့အဲ့လိုမျိုးဖြစ်တဲ့ကြောင့်ဘယ်လိုအကျိုးရှိတယ်ဆိုတာဒီကောသဘောပေါက်နားလဲ။အဲ့ဒီလူတွေကတန်ရှင်းတော့ဝင်နေတဲ့ဥဆောင်မှုကြောင့်ဒီနားတယ်။ကျွန်တော်ဟိုတည်းနဲ့ပြောပြီးပြီကျွန်တော်တကယ်ချင်းသူကအဲ့လိုနားတယ်ကကျွန်တော်မြင်တဲ့အရာစီးရတယ်လို့တောင်းစားပြီးရှိတယ်နော်။အဲ့ဒီလူတွေကိုလည်းဗာလဲပြောပြီးတယ်ဒါပေမဲ့သူပေးတဲ့ပတ်စံကဘာဖြစ်လဲအရက်တော့တော့အရက်တော့ဘူးနော်ဒါပေမဲ့ကျွန်တော်တို့အရင်တော့ကျွန်တော်တို့တောင်းစားတနာစာကောင်းလို့ကျွန်တော်တောင်းစားတဲ့ငွေချင်းဖြစ်တယ်ရှိတဲ့ကကျွန်တော် AV ကလေးလုပ်တဲ့ကသူတို့ပြောင်းလဲလာတဲ့လူရှိတယ်အဲ့ဒီကမှပါတဲ့ဆိုသူတို့ကျွန်တော်တို့အလုပ်လုပ်ရတယ်ပူရတယ်တစ်ပတ်စားကကျွန်တော်တို့ဒီမှာအများဆုံးဟောတရားနေရဟောနော်အဲ့လိုမှအရင်တော့ပေါ့နော်ကြာဆိုကကြတော့ဒါမှမဟုတ်နေရ300ပေါ့နော်ကြာလို့သူရတာတရက်ကိုတောင်းတဲ့ခါမှာ400 500 600 1000ကျွန်တော်တို့တက်ရလားမရလားအများကြီးရနော်ဒါပေမဲ့သူကတော့သူ့အလုပ်ကတော့တောင်းစားလို့ပဲသူများတွေကတော့တနာတာဒါတကယ်ကျတော့ပတ်စံရတာကျွန်တော်တို့လည်း3စားတော့မရဘူး5စားတော့ဆိုတော့အဲ့လိုမျိုးပေါ့လေနော်ဆိုတော့ကျွန်တော်တို့အဲ့ဒါတွေလည်းတောင်းစားတွေကိုကျွန်တော်လက်ချတဲ့စိတ်ပဲရှိရမယ်ခုနပြောလို့ပေါ့အဲ့ဒီခါတောင်းစားတွေကိုကျွန်တော်တို့အိမ်ဝင်ကလေးလုပ်တယ်သူလည်းကျွန်တော်တို့အစစ်တမ်းသူတရားကြီးတာသမီဖြစ်အောင်လုပ်လို့ရတဲ့ယုံကြည်သူတဲ့တာကိုဖြစ်ပါနော်အဲ့ဒါကြောင့်ကျွန်တော်တို့ကအဲ့လိုမျိုးအလုပ်နဲ့စူးစမ်းရမှာဖြစ်ပါတယ်နော်အဲ့ဒါကြောင့်ဘိုးတဲ့နော်လူနဲ့တိမ်ဝင်ခြင်းနော်ကောင်းတယ်တယ်နဲ့ကောင်းတဲ့ချင်းသစ္စာဆောင်ခြင်းနော်ကောင်းတယ်ဆိုတာဘာဖြစ်လဲကျွန်တော်တို့ကသူများတို့ဘယ်တော့မှခရစ်တော်ကပြောတာခိုးကလေးလို့နော်ဘာလဲဂျိုးခက်ကလေးလားကလေးလို့စိတ်နူးညက်တိမ်ပြီးမှတဲ့နော်။ဒါနဲ့လည်းမွေးလို့ကျွန်တော်တို့က
빠나야 레이마 빠나야 에라디가 장사대마 시루 저러로 레이마 빠나서는 두냐들에 아주 시대 하루야매 두냐들 아주 욕대 하고 저는 뭐라고 알아 저러로가 고글레로 두냐를 아세다 못이야 고글레야 그러면 두냐고 아니요 아세 미시구나 아니요 저러로 누냐 때문에 소리내야 말래 레이마 빠나래 시야매 저러고 소로지만 나 자고 저러로가 알아 묘리고 조사 비로마 랑브라 먹으면서 그래서 저는 알아 묘리고 조사 필요해 그거 세세야 야가 비 저는 장사 받을 가면 어디 너 아파 비비서 왔다 그게는 장사 받아 또 잡아서 장사고 가래 펴는 것도 알아 비로마 많이 이지에서 내내 지다 비로마 다가 봐줘라 누가ပြောတယ်ဘသူ့ကိုပြောတာလဲဘယ်နေရာမှာပြောတာလဲဘာဖြစ်လို့ပြောတာလဲဆိုတော့မင်းကိုလည်းကိုယ့်ကိုမေးတဲ့အခါအဲ့ဒါကို observation လို့ပြောတာအဲ့လိုမေးတဲ့အခါမှာဒါကဖြစ်တော့ပြောတာဖြစ်တယ်ဒါကကလတိကပေါ်လို့ပြောတာဖြစ်ဟုတ်တယ်မလားဘသူ့ကိုပြောတာကလတိကအတင်းတော်ကလူကဘာဖြစ်လို့ပြောဆိုအဲ့ဒီခါမှာသူတို့ကခရိယာဖြစ်ပေမဲ့ပါလေအဲ့လိုမျိုးပေါ့ကိုလို့ချင်တာလုပ်တယ်ကိုသွားချင်တယ်လို့ကိုပြောချင်တယ်ပြောတယ်သူများကလည်းအားမနာအားနာဆက်လည်းမရှိဘူးသူပြောအဲ့လိုကိုတင်းတော်တဲ့မှာဘာပဲဘာဖြစ်တယ်လဲဆိုတော့ကိုနဲ့ပဲနိုင်ပြီးတော့သူများကိုလည်းညင်းနေအဲ့ဒါရှိတဲ့အတွက်ကြောင့်ဒီကလတိတင်းတော်ကဒီလိုမျိုးကိုမလုပ်ပါနဲ့ဒါတွေကတကယ်စစ်မှန်တဲ့ခရိယာမဟုတ်ပါဘူးဇာတိဝိနည်းနဲ့အသက်ရှင်တဲ့လူတွေကတော့အဲ့တော့ကိုတကယ်မရသေးတာဖြစ်တယ်ဒါလည်းဇာတိဝိနည်းဆိုကြတဲ့ကိုတော့ခရိယာတော့ခရိယာနဲ့ဒါမှသူတို့အသက်ရှင်နေတာခရိယာအကျင့်ကိုကျင့်နေတာကိုဇာတိဝိနည်းခရိယာလို့သူတို့ကျင့်တာကဇာတိဝိနည်းကဖတ်သွားတဲ့ဒီခါဖြစ်တယ်ဒါပေမဲ့ယုံကြည်သူတွေကြတော့တန်ရှင်တော်ဝိညာဉ်တော်နော်ဒီမှာကြည့်ဒီမှာကျတော့ဒီခါလေးခရိယာနေလို့တဲ့အကျင့်ကိုလုပ်လို့ဒီမှာပါလာတယ်ဒါမဲ့ဒီမှာကျတော့သူ့နောက်လိုက်တယ်ဒါမဲ့သူကနှလုံးသားထဲမှာတန်ရှင်တော်ဝိညာဉ်တော်နဲ့ဘုရားသခင်ရဲ့ဂေဒီကြီးကိုရရှိသွားတဲ့ကြောင့်ခရစ်တော်ရဲ့ဂေဒီကြီးကိုရရှိသွားတဲ့ကြောင့်သူတို့ကခရစ်တော်နောက်လိုက်တာဖြစ်နော်အဲ့ဒါကြောင့်မို့ကျွန်တော်ဒီနေ့ကဒါတွေကိုသဘောပေါက်ပြန်မှနေရာမှာအရေးကြီးပါတယ်လို့နော်အဲ့ဒါကြောင့်မို့ကျွန်တော်စမ်းစာဖတ်တဲ့ကောင်ကတော့ဖတ်လို့လည်းမရဘူးနော်ဒီကတော့ပြောတယ်သူကပြောတယ်ဘယ်အချိန်မှာပြောတယ်ဘာအကြောင်းပြောတယ်ဘာဖြစ်လို့ပြောတာနော်ဆိုတဲ့ဟာကိုလေ့လာအားပြီးတော့သိရှိတဲ့အခါမှာအဲ့ဒါလို့အဲ့ကျွန်တော်စီမအောင်ကျွန်တော်လုပ်ပြီးပြီလားဒီမှာရေးထားရတယ်နော်စိတ်ရှည်ပြီးပါကျွန်တော်စိတ်ရှည်နေတယ်ကိုအဲ့ဒါကျတော့ဆက်လို့ရမယ်ကိုနဲ့အဝေးဝင်ကြအောင်ကျမ်းစာနဲ့နေတတ်ပြီဆိုတဲ့ဟာကိုလည်းအဲ့ဒါကိုဆောင်ရွက်ပြီးတော့မှနေတဲ့အခါမှာဘာဖြစ်လဲကျွန်တော်တို့ကတကယ်ကြီးထွားဝိနည်းရဲ့မှာကြီးထွားလာတဲ့လူကြောင့်ဖြစ်လာတယ်။ဘာသာပဲတက်ကျမ်းစာအကြောင်းအစင်းပြတဲ့ဟိုဘလောက်ကြီးကျမ်းစာကြောင်တက်တာလေကျမ်းစာမတက်လို့မလိုက်ချနိုင်ဘူးဆိုကြအဲ့ဒီတော့အစင်းပြေမလားကျွန်တော်တို့ ਨੇ အစင်းမပြေဘူးနော်အဲ့တော့အစင်းပြေဖို့ရန်တော့ကျွန်တော်တို့အရောက်တိုင်းကျမ်းစာကြောင်တက်ပြီးသားလူဖြစ်ဖြစ်မတက်တဲ့လူဖြစ်ဖြစ်အကုန်လုံးဘုရားရှင်ခရစ်တော်ရဲ့နှုတ်ကပတ်တော်တဲ့မှာလမ်းလျှောက်တဲ့အခါမှာပဲကျွန်တော်တို့ကဗါလေအစင်းပြေလေးမှာဖြစ်အစင်းပြေလာမှာဖြစ်အဲ့ဒါကြောင့်လည်းဘုရားရှင်ဘုရားဖြေရှားလာမှာဖြစ်ဟောအဲ့ဒါကြတော့ကျွန်တော်တို့ကဒီဟာလေးကိုသိထားရမှာဖြစ်ပါတယ်လို့နော်အဲ့ဒါကျွန်တော်တို့ကအဲ့လိုမျိုးဘုရားမစစ်စေဘူးအဲ့ဒါတော့တရက်မတောက်ဘူးအဲ့ဒါပဲဒီတော့ဒီလိုတောက်တာဘယ်လိုတောက်တာလဲတောက်လို့ရှိရင်အကောင်းသလားမကောင်းဘူးလားနော်အခုစဉ်းစားပြီဆိုကြတော့တကယ်အဲ့ဒါကဟိုလဲexpository နော်တမန်ကျမ်းစာနှုတ်ဘက်ကိုဖွင့်ထားတဲ့အရာအဲ့ဒီအကောင်းဆုံးပဲကျွန်တော်တို့ဒီဆရာကလည်းမနေ့ကကျွန်တော်တို့ဆရာတွေရှိလို့ကြောင့်ဘလို့လာတဲ့အိမ်ကောင်းတဲ့ဒီဥစ္စာကိုဆက်လက်ပြီးတော့မှတော့ကျွန်တော်တို့ဒီမှာရှိတဲ့အသင်းတော်တွေအော်စတြေးလျမှာရှိတဲ့အသင်းတော်တွေကိုအရောက်တိုင်းစီမှာဒီလိုမျိုးကောင်းမွန်တဲ့တိကျမှန်ကန်တဲ့နှုတ်ကပတ်တော်ကိုလိုက်တင်ပြပေးဖို့ရတဲ့တင်သားတို့ပေါ့နော်အဲ့ဒီလိုအဲ့ဒါကိုfacility လို့ခေါ်တယ်နော်အဲ့ဒါဘောင်းဆောင်ပေါ့ဆရာပေါ့ပြောမှဆိုလို့အဲ့ဒီလူတွေကိုကျွန်တော်တို့တင်ပေးချင်ပါတယ်လို့ပြောချင်တယ်နော်အဲ့ဒါကျွန်တော်တို့အဲ့ဒါလေးပေါ့ကိုတင်တဲ့အခါမှာဖတ်တဲ့အခါမှာလည်းအရေးကြီးဆုံးအဲ့ဒါဖြစ်တယ်နော်ဘလောက်ခါဘလောက်တော်ဘုရားလည်းတစ်ခုမှမလုပ်ဘူးဆိုတော့အဲ့ဒါကျတော့ဘယ်သူမှလည်းလက်ခံခြင်းဆရာအကြောင်းမရှိဘူးအဲ့ဒါကြောင့်မို့အရေးကြီးဆုံးနှုတ်ကပတ်တော်ကိုကျွန်တော်ဖတ်ရှုတဲ့အခါမှာအဲ့ဒါမျိုးလေးဒီအကြည့်နဲ့ရှိပြီလားဟုတ်နော်လောက်တတ်ပြီလားလိမ့်ချတတ်ပြီလား
သူများစမှာပြောတာကိုပဲအကျွားအောင်ပြောနေတယ်နော်ဒါမှမဟုတ်တော့အမှန်တကယ်သဘောပေါက်နားနေတယ်နော်ကျွန်တော်မနေ့ကတော့ပြောပြလာတော့မသိတော့နော်ဒီအချက်အခုချိန်မှာတော့ online မှာလုပ်တဲ့ဆရာတွေများရှိတယ်နော်စကားပြောတော့အရာမှကောင်းတယ်အဲချို့ရအဲ့ဒီမှာအဲ့ဒီလူတွေကိုအပြစ်တင်တဲ့လူတွေရှိတယ်နော်ပါသွားတဲ့လူတွေရှိတယ်နော်အဲ့ဒါတွေကိုကျွန်တော်တို့ဘယ်လိုသိရမလဲဆိုတော့ကျွန်တော်တို့ကမကြည့်ထားသေးဘူးဆိုလို့ရှိရင်ဝိညာဉ်ရေးရမှာမကြည့်ထားသေးဘူးဆိုလို့ရှိရင်ကဏ္ဍပိုင်ပါတော့မယ်ဟိုဆရာခေါ်တာကောင်းတယ်လားဒီဆရာကောင်းတယ်ဆိုမှအဲ့ဒီစိတ်ပဲရှိတော့ကိုကဘယ်နေရာမှာနေတယ်ဆိုလို့မသိတော့သူများရဲ့စကားဟိုဆရာပြောတာဆရာပြောတဲ့ဟာအရေးမကြီးဘူးနှုတ်ကပတ်မှာဗာလဲနှုတ်ကပတ်တော့ပြောတဲ့ဟာပုံပြီးမှလည်းအရေးကြီးတာဖြစ်တယ်ဆိုလို့ပြအဲ့ဒါကြီးထွားမလို့လုပ်မလဲဆိုလို့ရှိရင်နှုတ်ကပတ်တော့ခုနကလေ့လာရမယ်သိရှိရမယ်တကယ်သိရှိလာတဲ့အခါမှာဘာဖြစ်လဲဆိုတော့အဲ့ဒီနှုတ်ကပတ်တော့မှရှိတဲ့ကျွန်တော်အသက်ရှင်နေတဲ့အဲ့ဒါကြီးထွားတယ်ဆိုတော့ကလေးလေးပေါ့နော်ကျွန်တော်တို့ငယ်ငယ်လေးတွေကိုကျွန်တော်ငါးဟင်းနေတော့တခြားနိုင်ငံမှာကျတော့သိတယ်နော်အမေရိကန်တို့ကတော့သူတို့စားတဲ့ကမှာဟိုအယိုးမပါတဲ့ဟာပဲလုပ်ပြီးမှစားတာရှိတယ်ဒါပေမဲ့တကယ်လို့ကျွန်တော်ရိုးဆိုတော့ငါးဟင်းဆိုတော့ဗာလဲငါးရိုးရှိလားမရှိလားရှိတယ်နော်စက်သားဟင်းဆိုတော့ကျွန်တော်စက်သားကိုကောင်းစုစီတန်းနဲ့အောင်လုပ်ထားပြီးတော့မှလည်းပဲဗာရှိလေအယိုးတော့ပါပြီလားဟုတ်တယ်မလားဒါပေမဲ့အဲ့ဒီငါးဟင်းတို့စက်သားဟင်းတို့ကလေးလေးကိုတခါလဲခါမှမစားဘူးလို့ဖြစ်မြဲဒါမှမစားတဲ့လောကကလေးလေးဖြစ်တော့အယိုးပါမှမသိနော်ဘာမှမဖြစ်ခါလဲစားလို့ဘာဖြစ်မလဲအယိုးစူးသွားပါပဲဒါအယိုးရဟာမာနေတယ်ဆိုသူရဲ့လေဘီနေညွန့်ဖြစ်လာတယ်တကယ်လို့ဟိုထဲမှာကြာတော့တော့မှကျက်ယိုးကအမတာမတမ်းမာတယ်လို့ပြောတယ်နော်အဲ့ဒါဆိုတော့ပိုက်ဒီကွဲပဲအယိုးတွေဘယ်လိုမျိုးပဲဟိုကတော့နောက်ဆုံးကြတာပါလေစားလို့မကောင်းလို့မလို့စားလို့တော့ကောင်းတယ်ဒါပေမဲ့ပါလေတီးသွားနိုင်တယ်ဒါပေမဲ့သူကြီးထွားတဲ့ဆာမဒါစက်တာဟင်းတာအကောင်းတယ်စားမှာပဲကျွန်တော်လည်းစားတာပဲနော်ဒါပေမဲ့အဲ့ဒီစက်တာဟင်းတာပါလေအယိုးကိုကြတော့ပါလေဖဲရမှာပေါ့နော်အဲ့ဒီအယိုးကိုဖဲတဲ့ဘာလဲစားကောင်းတယ်ကြားဆိုမှတော့ဆိုတော့ပြောက်သွားတယ်အခက်သွားတက်တာပေါ့နော်ဝိညာဉ်ရေးရမှာစမ်းမရေးပါလေထို့သေးသွားတယ်ဆိုတော့အဲ့ဒီရွေးချယ်နိုင်တဲ့အချက်ကိုကျွန်တော်တို့ကတမန်ကျမ်းစာကိုလေ့လာရမှာဖြစ်တယ်တမန်ကျမ်းစာကိုအတိတော်ထဲမှာဆိုတော့ကျမ်းစာထဲမှာပြောစမ်းဆရာတရားဆိုလို့ရှိရင်တမန်ကျမ်းစာသင်ပေးပြီးတော့မှstory ကိုကောင်းကောင်းထိန်းချောင်းနေတဲ့ဆရာကိုနှစ်ဆတော့မှလေးစားရမယ်နော်တို့ရေးထားလားရေးထားတယ်အဲ့တော့ကျွန်တော်တို့ကအသင်းတော်တိုင်းမှာတမန်ကျမ်းစာသင်ဖို့တောင်းကကျွန်တော်တို့အသင်းတော်လူကြီးတွေနဲ့တို့ကအသင်းတော်လူကြီးကြီးအသင်းတော်ဆရာတွေကကျွန်တော်တောင်းရှိတယ်ပြီးတော့မှအဲ့ဒီခါမှပဲသူတို့ကကြီးထွားလာမယ်ကျွန်တော်ဘာဟိဘသူလာအော်တော့ဘယ်ဟောဘာမှကြောက်စရာမရှိတော့ဘူးနော်ကျွန်တော်တို့လည်းကြောက်စရာမလိုတော့ဘူးကိုတိုင်လည်းကိုဘယ်နေရာရက်တယ်ဆိုတော့သိရအဲ့တော့ကျွန်တော်တို့ယုံကြည်သူဆိုကြတဲ့ကကျွန်တော်တို့ကဒီနှုတ်ကပတ်တော်ထဲမှာပဲရက်တည်ပြီးတော့စကားပြောလူများတွေဟိုတို့ပြောဒီဆရာပြောတရားတွေရက်တည်ဆောင်လို့အဲ့ဒါကိုကြားတယ်မှာတကယ်တမ်းနှုတ်ကပတ်တော်မရှိတာနော်အဲ့လိုပြောတာဘာမှရှိတယ်ဘယ်ကြားချက်မှရှိတယ်ကိုဖတ်နော်တွေ့အဖမတွေ့လည်းနောက်တစ်ခါပါဆယ်ခေါက်တော့တက်လုံးကျွန်တော်တို့ကပတ်တော်ကပါလေကျွန်တော်တို့ရဲ့ဘူးကြီးအစားအစာဖြစ်တဲ့လို့ကျွန်တော်တက်လုံးဖတ်ရမှာဖြစ်နော်အဲ့တော့အဲ့လိုမျိုးလုပ်တဲ့အခါမှာပဲကျွန်တော်တို့ကကြီးထွားလာဖြစ်ပါတယ်လို့အဲ့ဒါကျွန်တော်တို့ကအဲ့ဒါကြတော့ရိုးတွေကိုဖယ်ပြီးမှစားမယ်စားလို့ပေါင်းပြီးပိုက်လည်းမနာတော့ဘူးနော်အဲ့ဒါကြပါလေပျော်လဲမပြောဘူးလားပျော်တယ်အဲ့တော့သူစဉ်းစားတတ်တယ်အယုပဲဟာဟုတ်လို့သူကမှတ်မိတယ်သိတယ်ဆိုတော့တခါကျမသိလို့စားတဲ့တခါကျစူးတာမရှိလားရှိတတ်တယ်အဲ့ဒါကမှကျွန်တော်တို့အဲ့ဒီစူးလေးကိုပြန်ယူလို့ရတယ်ဆိုတော့လို့လို့ရတယ်အဲ့ဒါကြောင့်မို့ကျွန်တော်အရေးကြီးတာကအတင်းတော်ထဲမှာနှုတ်ကပတ်တော်နားလေစွာကိုလည်းလေးလာရတယ်လို့အတင်းသားတဲ့ကုံလုံးတဲ့အတင်းနောက်ဆရာတွေလည်းကျွန်တော်တို့စီစဉ်နေလို့ရမယ်နော်ကျွန်တော်တို့အဲ့ဒါလေးတွေပါအဲ့တော့ကျွန်တော်ဒီဥစ္စာကျွန်တော်ဒါတော့နမူနာပေါ့လေကိုစမ်းစစ်သိရအောင်ကျွန်တော်ပြောတာဖြစ်တယ်မယုံကြည်တဲ့သူတွေစိတ်နှလုံးထဲမှာဒီဟာနဲ့အပြည့်ပဲเนาะကျွန်တော်စာတော့မရေးတော့ဒီမှာဒါပေမဲ့ကျွန်တော်တို့ဖတ်เนาะဗလာဒီဩဝါဒအခန်းကြီးကအငယ်၁၉ကနေ21ထဲမှာရှိတဲ့ခါတွေကမယုံကြည်သူတွေအချင်းဖြစ်ပါတယ်เนาะနံပါတ်2ပါကျတော့ဒီစိတ်တက်ကခရိယာမဲ့တာမဲ့ဟန်ဆောင်ခရိယာနေဖြစ်တယ်เนาะနှလုံးသားထဲမှာသူစိတ်တက်လို့တာเนาะဇာနဲ့သူစားမယ်တောင်းနဲ့သူစားမယ်ဘာမှမဆိုမယုံကြည်တဲ့သူတွေလည်းပဲသူကတော့သူစိတ်တက်လို့တယ်လို့ဘာသာတိပုရိစိတ်ရှိတယ်အဲ့ဒါလိုပဲဒီမှာတော့တစ်ခါလေကျမှစာတိပုရိရှိပြီမဲ့
လူလည်းပဲရှောက်တယ်လို့ပါပဲမှန်တယ်လို့ပဲသူရဲ့အသက်တာဒါပေမဲ့တကယ်တော့သူမှာဝိညာဉ်ရဲ့ခေါ်ဆောင်ခြင်းကိုမသွားဘူးသူပြောတဲ့အတိုင်းနှိုးဆော်တဲ့မသွားဘူးကိုပြီးကတော့ပဲသွားတာဟိုဆရာအဲ့လိုပြောတယ်ဒီဆရာအဲ့လိုပြောကျမ်းစာထဲမှာတော့မကြည့်တော့ကျမ်းစာမှာတကယ်ပြောတာဘယ်နေရာပြောတယ်မကြည့်တော့ဘူးတော့စာအဲ့လိုပြောအဲ့တော့ရှင်ဘောလူကတမန်တော်ဘောလူကဘာလို့ဆိုတော့ပေရီတီတယ်ဆိုတော့ဆိုတော့အဖွဲတွေကဘာပြောတာသူဟောတယ်နားထောင်တယ်အိမ်မှာရောက်ခါချမ်းစာကြည့်ဟောပြောတာမှန်လားနော်ပေရီတာပြောတယ်ဘာမှလို့ပြောတယ်ပေရီနော်အဲ့ဒီနေရာကသွားပြီးတော့အဲ့ဒီကတရားဘာလို့ပြောတာမှန်ပါတယ်တဲ့နော်ဆိုတော့သူတို့ပို့ပြီးတော့ခုအားရှိအဲ့ဒီလိုမျိုးအားရှိတဲ့အတိတော်လူကကိုအိမ်ထဲမှာဖြစ်ဖြစ်တမန်ကျမ်းစာထဲမှာပို့ထားရမှာဆိုတဲ့ဟာကိုအားပေးကြည့်ပါလေလို့ပြောအဲ့ဒါကိုတော့အားပေးတာဒီမှာနေလုံနေနေဆိုတာလည်းပဲသူများတော့ကိုလုပ်တယ်လို့ထင်ဒါမဲ့တကယ်တော့တန်ရှင်းတော့ဝိညာဉ်ဘုရားရဲ့ခေါ်ဆောင်မှုတော့အောဘုရားကိုအားရရှိပြီးမှဘုရားကတည်းကပို့ဆောင်ဖြစ်ကိုနားလေဒီလူတွေကဒါပေမဲ့ဒီလူတွေကမနာမလို့ဟာငါတော်လို့လုပ်တယ်အဲ့လိုပဲကြည့်တယ်ငါမှတ်တယ်ကွာငါမလို့ဒီအတိတော်မှာဖြစ်နိုင်ဘူးငါတော့မှဖြစ်မယ်အဲ့ဒီစိတ်ရှိသွားဒီလူတွေကဘာလို့ဆိုတော့ယိုးယုံကြည်သူတော့ယုံကြည်သူပဲဒါမဲ့ခုနပြောပြီနော်ယင်ထဲမှာသူ့ကိုဘုရားကြီးရဲ့ဇာတိဘာလဲပြည့်တဲ့တော်အဲမှာမလုပ်ကနေရတဲ့အလုပ်တွေလုပ်တာလေသူကအားချမ်းဆရာဆိုတော့ဘုရားကြောင့်တက်ရမယ်နော်ဆရာဆိုတော့ဒီလိုလုပ်ရမယ်တင်းတော့လူကြီးဆိုရင်ဒီလိုလုပ်ရမယ်တဲ့ဒီလိုလုပ်တဲ့ဆိုတာလည်းပဲလုပ်တဲ့အခါမှာအခုလည်းမလုပ်တာတဲ့မှာဝမ်းမြောက်မှုမရှိတော့နော်ဘာလို့အဲ့ဒီဟာဖြစ်စမလုပ်မဲ့မရဘူးကွာတောင်းမရှိနေပြီဒါပေမဲ့ဒီလူတွေအဲ့လိုပုံဘုရားတကယ်ကူညီတယ်ဘုရားတကယ်တော့အားပေးဘုရားတကယ်လုပ်တယ်ကြီးစုလို့ချီးမွမ်းတယ်လုပ်ရတာကိုကဘာလဲကွာကြီးစုလို့ချီးမွမ်းဘူးဝမ်းနဲ့ဝမ်းသာရှိပါနော်ဒါပေမဲ့ဒီလူတွေအဲ့လိုပေါ့လုပ်ရတယ်ပဲညီးတယ်ဟာဘူးမှမလာဘူးဒီနေ့ဘာမှလည်းဘူးမှမလုပ်ဘူးငါမလုပ်နေရတာဟုတ်တယ်မလားဘာလို့လုပ်နေရလဲဆိုတော့ဒီကတော့ဖြစ်စီမှုရှိတယ်နော်အဲ့ဒါကြောင့်ကျွန်တော်တို့ကအသက်တာကဒီအသက်တာမဖြစ်ရမယ်ဆိုတော့ကိုသဘောပေါက်နားလည်ခံစေချင်ပါတယ်ခရိယန်ဆိုတဲ့သဘောတရားယုံကြည်တဲ့သူကတန်ရှင်းတော်ဝိညာဉ်တော်ရဲ့ခေါ်ဆောင်မှုထဲမှာရှိလို့ရှိရင်နံပါတ်1ရရှိတာခေါ်ရတဲ့နံပါတ်2နဲ့လောကမှာလွတ်လပ်စွာတာယာပြောရှိတယ်ငြိမ်သက်ခြင်းရဖြစ်ဆိုတော့ကိုအဲ့လိုရှိတဲ့ကမှဒီပလာတိမှာပြောတဲ့အကျင့်စာရဲ့သူ့ဟာနဲ့သူယေရှုခရစ်ရဲ့တန်ရှင်းတော်ဝိညာဉ်ခေါ်ဆောင်မှုနဲ့ပတ်သက်ရုံပဲဘာမှမကဲဘူးဒါပေမဲ့ကိုကြိုးစားမှလည်းဒီအစ်စ်မှမရှိဘူးအဲ့ဒါမှဖြစ်လို့ရတော့ဖြစ်စီအဲ့လိုရှိတယ်ဆိုတာကိုဒီနှလုံးသားကိုcheck လုပ်ဖို့နော်ဆန်းစစ်ဖို့နော်ဘယ်နေရာမှာရှိတယ်ငါဒီနေရာတော့ဘယ်သူမှရှိမှာဒါဆိုအကုန်လုံးရုပ်ကြည့်လို့ဖြစ်တယ်နော်ဒီနေရာမှာရှိကောင်းရှိတယ်တချို့တည်းဒီနေရာမှာတချို့တွေရှိကောင်းရှိတယ်ဒီနေရာမှာလည်းရှိကောင်းရှိတယ်ဒါပေမဲ့ဒီနေရာမှာရှိတဲ့ကိုလည်းဒီနေရာကိုရောက်အောင်ဘုရားကအာကိုပြေမျော်လင့်ခြင်းနဲ့ယုံကြည်ခြင်းနဲ့အသက်ရှင်တဲ့အခါမှာကျွန်တော်အသက်တာကောင်းခြင်းတွေခံစားရတဲ့သာသမီတွေဖြစ်လာမှာဖြစ်တယ်ဆိုတော့ပထမအနေနဲ့ကျွန်တော်ပြောချင်တယ်အခုတော့ဟိုတင်ခန်းစာတော့ငါတင်ခန်းစာမဟုတ်သေးဘူးနော်ဆိုတော့ကကျတော့တင်ခန်းစာဆိုတာကတော့ဒီမှာနော်အဲ့ဒါလည်းအချိန်လည်းသိမရှိတော့မြန်လေးသွားနော်သဘောပေါက်တယ်ကျွန်တော်ပြောတာသဘောပေါက်နိုင်ကြတယ်နော်အခါကျတော့ဒီမှာကျွန်တော်တို့ CCI ဆိုတဲ့သဘောတရားဒါတွေကတော့ CCI ဆရာလာတဲ့ခါတွေဖြစ်တယ် CCI ဆိုတာကတော့ Crossing Cultural International Crossing Culture ဆိုတော့ရိုးရာမျိုးပေါ့ကမ္ဘာလောကကျတော့အများကြီးစေဒါတော့ကျွန်တော်တို့ခြေကချီနဲ့ကချီနေရင်းနေပဲရှိလို့မချစ်တာနော်အကောင်လုံးကမ္ဘာလောကအများကြီးဒါပေမဲ့အဲ့လိုရိုးရာအထက်မှာတဲ့ခရစ်တော်ရဲ့နှုတ်ကပတ်တော်ရောက်ရှိပြီးတော့မှအဲ့ဒီနှုတ်ကပတ်တော်နဲ့သူတို့ကပါလေအသက်ရှင်တဲ့အခါမှာပါလေခရစ်တော်ထဲမှာကျွန်တော်တို့အကုန်လုံးပါလေညီကိုမောင်နှမတွေဖြစ်လာအောင်လုပ်တဲ့မစ်ရှင်ဖြစ်တယ်နော်ဆိုတော့ကအဲ့ဒါကိုအရင်ဆုံးပြောချင်ပါတယ်ဆိုတော့ဒီဥစ္စာကကျွန်တော်တို့ကအဲ့ဒီအဖွဲ့အစည်းကလာတယ်ပြီးတော့မှကျွန်တော်တို့ဒီ CCI ကဘယ်သူကငါတို့ဒီတော့ဟုတ်တယ်ဆိုမှမဟုတ်ဘူးကျွန်တော်တို့ပြည်လာကပါလေအတင်းတော်သူဒီတော့တိုင်းကတော့ခရစ်တော်ရဲ့ပါလေ
လူဖြစ်ပါတယ်ခရစ်တော်ကိုယုံကြည်တဲ့ခရစ်တော်ရဲ့လူဖြစ်တဲ့ခရစ်တော်ရဲ့အသင်းတော်ဖြစ်တယ်အေဂျီပဲဖြစ်ဖြစ်နိချင်းပဲဖြစ်ဖြစ်နော်တခြားဘာပဲဖြစ်ဖြစ်ခရစ်တော်နှလုံးသားထဲမှာဒီလိုရှိတဲ့လူတွေအကုန်လုံးကပါလေခရစ်တော်ရဲ့အသင်းတော်ဖြစ်တယ်ခရစ်တော်ရဲ့ကိုယ်ခန္ဓာဖြစ်တယ်ခရစ်တော်ဆက်လာတဲ့အလုပ်လုပ်ရမယ်ကျွန်တော်တို့ကိုကျွန်တော်တို့တိုင်ရမယ်အင်္ဂါရက်တွေဖြစ်တယ်ဆိုတဲ့တော့ကျွန်တော်တို့ကကိုယ့်အသင်းမှာလာခဲ့ပါတယ်မပြောဘူးဒါပေမဲ့အရေးကြီးတာကိုယ့်အသင်းတော်မှာရှိတဲ့နေရာတိုင်းမှာရှိတဲ့အသင်းတော်တွေထဲမှာတန်ရှင်းတော်ဝင်တော့ခေါ်ဆောင်တဲ့ခံရပြီးတော့မှပါလေသူတို့ကကြိုးစားလာပြီးမှဘုရားတကယ်ဘုန်းတော်ထင်ရှားလုပ်တယ်ပြီးမှကြီးထွားလာတယ်လို့ဒါလည်းရွှေဆက်ကြီးဖြစ်နော်ဆိုတော့အဲ့ဒါဖြစ်ပါလေဆိုတော့ဒီနေ့ကျွန်တော်တို့ဟိုကျတော့ခိုင်းလို့လုပ်ထားတဲ့ဒီတော့နားလည်မှာမဟုတ်လားဟိုတော့လုပ်ခဲ့တဲ့တခါကြီးအဲ့ဒီတက်လိုက်ပေါ့ဆိုတော့ကျွန်တော်တို့ကဒီမှာဘာဖြစ်တယ်လဲဆိုတော့လူတွေကအများသောပဲဘာလုပ်ကြလဲဆိုတော့ပတ်စံအိတ်နဲ့တန်းတာပြောတယ်ကျွန်တော်ကပတ်စံတန်းတာဘယ်လိုပြောတယ်ဆိုတော့နားမလဲကစကားပြောတာငါစီးပွားကိုလုပ်မယ်ငါလည်းပဲဆက်တယ်ငါကြိုးစားလို့ရတာဖြစ်တယ်ပတ်စံတွေလည်းရတာဖြစ်တယ်အဲ့လိုပြင်ကြတယ်ဒါပေမဲ့တကယ်တမ်းကျတော့ကျွန်တော်တို့လောကမှာရှိသမျှအကုန်လုံးကဘုရားသခင်ဖန်ဆင်းတဲ့နေရာဟုတ်လားမဟုတ်လားဟုတ်တယ်အဲ့ဒါကြောင့်ဘုရားသခင်ကလာတဲ့အရာတွေဖြစ်တဲ့ကြောင့်တကယ်တမ်းဘုရားသခင်ရဲ့ပိုင်ရှင်အရေးကဘယ်လိုလဲဘုရားသခင်ဖြစ်တယ်ဆိုတော့ကိုသိတာဆိုတော့အဲ့ဆိုတော့ကျွန်တော်တို့ဘာလို့သက်ဆိုခုနလည်းတစ်ခေါက်ပြပြအသေးငယ်သုံးတော့အရာကိုသစ္စာရှိတဲ့လို့အကြီးဆုံးတော့ရမှာလေသစ္စာရှိလိမ့်မယ်ပြောသလိုပဲကျွန်တော်တို့ဘုရားသခင်ကကျွန်တော်တို့ကိုပေးထားတဲ့တာဝန်ပေါ့နော်ဗန္ဒာထိန်ဖြစ်တယ်ဆိုတော့ကိုယ်ဦးသိရဒါလည်းဖျားပြဖြစ်တယ်ဆိုတော့များသောပဲကျွန်တော်တို့ဒီမှာနောက်ဆုံးမှရှိတယ်နော်ဆိုတော့ဒါကတော့ကျွန်တော်တို့အဲ့လိုစမ်းစာထဲမှာရှိရအောင်ကျွန်တော်တို့သဘောပေါက်နားလေကိုစမ်းစာထဲမှာဘာရေးထားတယ်ဆိုတာလည်းကျွန်တော်နောက်မှဖတ်ဖို့ဖြစ်ပါနော်ဆက်မကျောင်းလည်းပါဘူးပတ်စာအိတ်ဆိုတာလည်းပဲဒါဆိုတော့ကျွန်တော်တို့ကပတ်စာအိတ်ကိုဒေချာလေးဒီလိုမျိုးလုပ်ပြီးတော့မှဘာအတွက်လုပ်ရမလဲဆိုတော့မသိပဲနဲ့ကိုဟာနဲ့ကိုကြိုက်တယ်လို့လုပ်လို့ရှင်ကိုလည်းပဲချမ်းသာနိုင်မှာမဟုတ်ဘူးကိုလည်းပဲအဆင်ပြေလာနိုင်မှာမဟုတ်ဒီမှာနေတဲ့ကြောင့်တနေ့လေးတော့ဟိုတော့သူတို့ရဲ့ systematic system လုပ်ထားတဲ့တော့အမှအဆင်ပြေတာဖြစ်တယ်ဒါပေမဲ့ရိုးရိုးကျွန်တော်တို့ဗမာပြည်လို့ဆိုတော့တကယ်တမ်းဒီလိုမျိုး system အရာမလို့လို့ရှိပါလေအသက်သိသွားတဲ့တခါကျပတ်စံမရှိတဲ့လူတွေအဲ့ဒါလိုပဲတဲ့ပတ်စံဆိုတာကိုလူတွေကအဲ့လိုမျိုးပစ္စည်းကြီးတဲ့အတန်ဖိုးထားတာရှိတယ်နော်ပစ္စည်းတွေမပေါ်ဟောဒီလိုချင်းနဲ့ဒါတွေကပတ်စံနဲ့ပြရဆိုရင်အဲ့ဒီဟာရဖို့ရပဲဖြစ်တယ်အဲ့လိုထင်ကြတဲ့လူတွေရှိပါတယ်အဲ့ဒါကြောင့်ကျွန်တော်တို့ကအဲ့လိုမပြောအောင်စမ်းသပ်တယ်မှာပြောလို့ဆိုဆက်ပြီးမှကြည့်အောင်ဆက်ပြီးမှသွားရပါအဲ့လိုပါအဲ့ဒါကြောင့်လူတွေကတော့ဘုရားရှိခိုးဒီလိုမျိုးပေါ့နော်လူတွေကိုယ့်ရဲ့ယုံကြည်ခြင်းပေါ်မှာအရေးကြီးတယ်နော်လူတွေဟိုဟာလေးတွေကသူ့ဆောင်ဆိုအမှဘုရားဖတ်ရှိကိုပြီးတော့မှလည်းလိုချင်တဲ့ဟာတွေစုတောင်းနော်သူတို့တွေအဲ့လိုမျိုးလုပ်ပြပါတယ်အဲ့ဒါကျွန်တော်တို့လည်းကိုယ်စိတ်ထဲမှာဘယ်လိုရှိလဲဒီကဘုရားသခင်ပေးထားတဲ့အရာဖြစ်သလားဘုရားသခင်ကျွန်တော်တို့ဗန္ဒာထင်းအနေနဲ့ကျွန်တော်တို့ကိုပေးထားတာဖြစ်သလားဆိုတော့ကိုအရင်ကြည့်ရှုရအောင်အဲ့ဒါကြောင့်ဒီမှာကဘာဖြစ်လဲဆိုတော့သူကကောင်းဆက်ပါတယ်လေဘုရားသခင်ငွေလေးဆိုင်နေရမှာကျွန်တော်တို့ကိုဘုရားသခင်ကောင်းကြီးပေးရတဲ့နေရာဖြစ်ပါတယ်ဆိုတဲ့ဟောပထမအုပ်ဆုံးမှာကျွန်တော်တို့ကသိရမှာဖြစ်တယ်နော်ဆိုတော့တော်လည်းကောင်းဆက်ပြီးတော့ပါနော်အားကြောင့်မို့တကယ်တမ်းကျတော့ကျွန်တော်တို့ကဘုရားသခင်ဒီမှာပြောလို့ဆိုတော့လူတွေကတက်လည်းကောင်းအနမှာယုံကြည်ခြင်းနဲ့လောကပတ်တော်နဲ့စံစာအဲ့ဒါမှာကျွန်တော်ရဲ့ဘာလို့ခေါ်လဲအဲ့ဒီဘုရားသခင်ပေါ်မှာသစ္စာဘယ်လောက်ရှိတယ်လဲဆိုရင်ကိုယ့်ရဲ့ပတ်စံအိတ်ထဲကနေဘုရားသခင်ရဲ့အပန်းကိုခွဲခြားတတ်ဆိုတာကကျွန်တော်တို့ယုံကြည်ရှိသူကတိုက်တာဖြစ်ပါလေဟောတချို့တွေကတော့ဘူးမသိဘူးလေကိုအဲ့ပတ်စံဘယ်လောက်ရဆိုဘူးမသိဘူးနော်အဲ့ဒါဆိုဆယ်ဖို့တခုလေကျွန်တော်တို့ကအများကြီးကြီးကားလို့ပါဆိုတော့ကိုယ့်ရဲ့စာကိုပါလေသူစားပြီးတော့မှဟိုဘုရားသခင်ဟာပါလေခိုးလိုက်တယ်။အဲ့ဒါပြိမာသာကကြောင့်ဘုရားတို့ကိုပါတယ်လို့ပြောတယ်။အဲ့ဒါအဲ့လိုမဖြစ်အောင်လေသစ္စာရှိသလားမရှိဘူးလားဆိုတာကဘုရားသခင်စီကကျွန်တော်တို့တိခုနားလေပြပြီးတော့အ
ရေးကြီးပါတယ်တဲ့နော်ဆိုတော့နောက်ဆုံးပါတယ်တော့ခုပြောပြလိုက်နော်ဆိုတော့ကျွန်တော်တို့ဒီနီးနားကဘယ်နဲ့လာလဲဆိုတော့ဒီ Israel လူမျိုးတွေရဲ့အထင်းကြီးကျင့်သုံးခဲ့တဲ့အချက်တွေဖြစ်နော်ဒီဘာသာကိုဘယ်လိုထိုင်တယ်လဲဆိုတော့ဘယ်လိုလုပ်တယ်ဆိုတော့ငါးဘုံနော်ငါးဘုံနော်ငါးချောင်းဆိုတော့လက်ချောင်းကြီးငါးဘုံတိကတော့ကိုယ့်ရဲ့ဗီတာစုအတွက်90ရာနော်ပတ်တာတဲ့မှာဘာလို့ပတ်တာလဲအဲ့ဒါတိကတော့ကိုယ့်ရဲ့ဗီတာစုအတွက်တပင်းစားမယ်တောက်မယ်မိကရေကနေအခန်းကကိုတော့90ရာခိုင်နှုန်းနဲ့တောက်ပါတယ်တဲ့အစ္စရေးလူမျိုးတွေနော်ဆိုတော့ဥမာ9000ရတယ်လို့ဗာလဲ2500ပဲအင်းလို့တော့ဥမာ1000မရတော့ဗာလဲ9000ပဲအင်းလို့တော့ဖြစ်နော်ဆိုတော့အဲ့လိုမျိုး90ရာခိုင်နှုန်းပဲတောက်ပါတယ်ပြီးတော့မှနောက်တဲ့10ရာခိုင်နှုန်းတော့လေဘုရားအေးဟာဆိုတော့8ငါးခုလို့ရအောင်နော်ဒါမှမဟုတ်ဘာပဲပြောဒါမှမဟုတ်မလို့လေရတယ်ဆိုတော့90ရာခိုင်နှုန်းဘုရားကေလို့ဆုထားချက်ချင်းဆုထားဒီနေငါတော့တခါတည်းပို့လဲလို့ရအောင်ရတယ်နော်ဆိုတော့အဲ့ဒီ10ရာခိုင်နှုန်းကိုဆုထားပါတယ်နောက်ထပ်10ရာခိုင်နှုန်းပါလဲဆိုတော့ဒီကအလူဝင်တဲ့နော်ဒီနေ့တည်းမသွားဘူးလားကျွန်တော်တို့သွားလို့ဆိုတော့ဘုရားကေတန်းတော့အလူဝင်တဲ့လည်းဘုရားကြီးကိုကိုယ်ကွယ်တာဖြစ်တယ်ဆိုတော့ကျွန်တော်အဲ့လိုလက်ခံရမယ်နော်ဟာအလူဝင်တဲ့မှာပတ်စံနဲ့ပြောတော့ဒီနေ့တော့900ပဲရှာအကုန်လုံးထည့်လိုက်ပြီဆိုတော့ပါလေပတ်စံဘုရားကြီးကိုကိုယ်ကွယ်ရမရဘူးအဲ့တော့အလူဝင်တဲ့လည်းကျွန်တော်တို့ဘုရားကြီးကိုကိုယ်ကွယ်တယ်အဲ့တော့အဲ့ဒီအလူဝင်တဲ့10ဖို့တခုနော်ဆိုတော့ဥပမာ10ဖို့တခုကကိုက1000ထားပါတော့1000ရတယ်1000ထားတဲ့ကမှာတနမှာတော့4ရက်ဒီနေ့မနေ့ရှိလို့ရှိပါလေ4ရက်မှာ1000ဆိုတော့400 3လို့ရတယောက်ဆိုနော်ဒါမှမဟုတ်လေ900 3လို့ကလေးတီကိုအသေးလေးတွေဝင်တွေ့ရတော့ခုနက50နဲ့လို့အိမ်မှာဘလောပါတယ်အတိကလိုတဲ့ဟာလဲမလိုတဲ့ဟာရှိတာအဲ့ဒါကိုစမ်းစီရအောင်အဲ့လိုလုပ်ပြီးတော့အဲ့ဒီလူကိုကြတဲ့ဟာကိုသူများတွေလုပ်တယ်ကုညီတဲ့လူတွေပါလဲအဝိကိရိတရားလုပ်တဲ့လူတွေပါကုညီလို့ရတယ်ဘယ်အမှုတော်နဲ့ပါဝင်လို့ရတယ်ဘာပဲဖြစ်ဖြစ်ဘုရားခင်အမှုတော်ထဲမှာဒါကကိုယ့်ရဲ့စေတနာစိတ်နဲ့အဲ့ဒီ1000တဲ့ခါနဲ့ကျွန်တော်တို့လုပ်လို့ရတယ်နော်နောက်ထပ်တစ်ခုကကိုအသက်ကြီးလာတဲ့အခါနော်ဒါဆို50 60 90ရှိတာပဲနော်ကိုအသက်ကြီးလာတဲ့အခါမှာသုံးဖို့အတွက်ဒါကလည်း10 ရခိုင်လို့နော်10ဖို့တစ်ခုပြောပါစမ်း10ရခိုင်လို့တိတ်ထားတယ်နော်ပါဖွင့်လို့ဖြစ်နော်တိတ်ထားတဲ့အခါမှာကျတော့အဲ့ဒါလည်းပဲအသက်ကြီးလာတဲ့အခါမှာဖြစ်တဲ့လောလောဆယ်မသုံးတော့ဘူးအများကြီးတိတ်ထားနေတာလာတိုင်းပေါ့ပြောမစမ်းဒီမှာဆိုအပတ်တိုင်းပေါ့ဒါမှမဟုတ်ပတ်တခါတလေရနော်ဆိုတော့အလားတိုင်းအဲ့လိုမျိုးတိတ်ထားတိုင်းနောက်ထပ်အဲ့ဒါ80ပြည်သား50 60 90 80ဘယ်လိုကြနေလဲ20နော်20 80ဆို20အဲ့လိုပြောမလားအဲ့ဒါကကျွန်တော်တို့ဘာလို့လုပ်ရသလဲဆိုစုရမှာပေါ့မစုလို့မရဘူးလားစုထားပြီးတော့မှအရင်ကြီးဆက်ဒါဒီမှာကိုရကောင်းလာနောက်တစ်ခုအစီးပွားရေးလုပ်ဆိုအဲ့ဒါတုံးပြီးမှစီးပွားရေးလုပ်အဲ့ဒီငါးချက်ဆိုအဲ့ဒီငါးချက်ကတကယ်လို့တိတ်မဆာမစုပြီးတဲ့အခါမှာဖြစ်လာတဲ့အဲ့ဒီ30ကိုလည်းချီးလို့ရတယ်တဲ့နော်စီးပွားရေးနေရာကိုချီးလို့ရတယ်နော်ဘယ်လိုချီးလို့ဆိုအဲ့ဒါပေါင်းပြီးတော့အဲ့ဒါလည်းလုပ်တယ်ဒါပေမဲ့ပြန်အမြတ်ရလာတဲ့ကမှာခုနစုထားတဲ့ဟာကိုပြန်ပေးရအဲ့ဒီမှာလုပ်ပြန်ဖြစ်အဲ့ဒါမှပဲကျွန်တော်တို့ကအောင်မြင်မှာဖြစ်တယ်အဲ့ဆိုအဲ့ဒီလူကြီးတွေပဲအလုံးလုံးရှိတဲ့လူတွေပဲလည်းမဟုတ်ဘူးကနေလည်းကလေးတွေအလုံးလုံးခံလို့နော်အဲ့ဒီလူတွေကအနည်း20အသက်20ဆိုတထေးပဲဖြစ်သွားပြီဆိုတော့ဒါနော်ဘလို့ဒါပေမဲ့ကျွန်တော်ကခုနက50ရာခိုင်နှုန်းပဲ300မှာဖြစ်တယ်ဆိုတော့အများကြီးစဉ်းကြရတော့နော်ဘယ်နေရာတွေမှာကျွန်တော်ကမလိုအပ်တဲ့သုံးတာနားတယ်နော်ဆိုတဲ့ဟာတွေကတီးခြားခြားသုံးချတော့အဲ့ဒါကြောင့်အဲ့ဒီနီးကဘုရားသခင်ကပေးတဲ့ကျွန်တော်တို့နီးလန်းတစ်ခုဖြစ်ပါလေလို့ပြောချင်တယ်နော်ဆိုတော့ကျွန်တော်မှာတော့အဲ့လိုလုပ်တဲ့အခါမှာတဲ့နော်ဒီနေ့အောက်ပြန်ချလိုက်ဖို့တည်ခြင်းလို့တဲ့အခါမှာနောက်ထပ်9နှစ်ဆိုတော့ဒီမှာရှိတဲ့လူတွေအကုန်လုံးကတတိပြည့်ဖြစ်သွားတယ်နော်အဲ့ခါကျတော့ကျွန်တော်တို့ကမာပြည်လေးမှာတိုးပြအောင်ကျွန်တော်တို့ကအော်စတြေးလျတွေကလုပ်လို့ရတယ်နော်အဲ့ခါကျတော့အဲ့လိုဖြစ်သွားတယ်ဖြစ်တယ်ဆိုတော့နော်ဆက်တော့တော့ဆိုတော့ဒါပဲကျွန်တော်တို့ကခုနပြောပြီးဒီလိုကျွန်တော်တို့ကဒီလိုဘုရားတည်ရဲ့ဗာလဲငွေကြေးဆိုင်ရာနေရာမှာဆိုတာအဲ့ကနေသိရမှာဖြစ်ပါတယ်နံပါတ်1မှာဘာလို့တလဲဆိုတော့ဆက်ပြောတော့မယ်
다 리밋 그러시는 유바요고 내가 말하는 유바요 유바요가 하나 파야 저는 오케이 하나 얘기지 그러면 유바요 소리 가마 야도 유바요 빠산야 보고 유바요 진짜 그러나 나도 빠산야 바로 가고 다음에 야들이 고고래도 알로 보고 저자 तमालिया उगुन्या परमा आराजा जीवसा को अदोचा बिरो जरो गले मांगाव तशिमे तमालिया को विन्या में नुबद को तजाओ विन्या हुयते युवायो था मा फिते नो आरा मा बे जरो गा मा फिले मांगा ने युवायो सिफे गा मा फिते न्योले चिन को जरो रो से मा पसा को म्योले दा मो बदु म्योले दा ला सो येशु खृष्ट को ये चिन जरो क्वा नो 요 알아가면 저러고 가면 리네는 말해 다들 얘기 말해 너 비로마 뷰빈 장래야 저는 우리가 저번에 가사 그냥로 쓰는 거 뷰빈 야나 야고 비비다가 누가 비비사 시대 비비지 뭐라 제가 저번에 뷰비야면이야 시비다가 알아고 뷰비야면 저 뷰비야면 아니 정말이 내글린 거 어쨌글린 거 뭐로 실래แต่ก่อนพยาตะกี้เนี่ยเส้นเลยตัวมาใช่ไหมมาเลยบุรุษคนนั้นว่าตัวมวยบอลน้องพวกเขาเตะตัวน้องตายแล้วมาเลยนักบุญได้ไม่ผิดส่วนก็จะตู้จะเราบ้านที่เนี่ยส่วนสิ่งตัวพยาตะกี้เส้นอะไรก้าวจีบิงอะไรอย่างนี้เนาะจ้องเลยว่าอะไรตัวจะมาจ้องเลยยากนะพยาหุ่นน้องสมจ้องเลยยากเนี่ยดูดีกูได้มาเลยนรกได้อยู่จ้องเลยยากไหมจิตสาริกาเลยได้มาเลยจ้องเลยยากไหมอาการจะเราพยาธิกิจอะไรที่วิญญาณยากไหมพยาธิกิจอะไรก้าวจีบิงอะไรยากมาที่เดียวส่วนที่แบบมันจะเราอันจะจะรู้ตัวแต่เอาเดียวได้มาเลยมาชี้ยากเพราะอะไรช่วยขอยากมาที่แบบนี้หุ่นล้มมาน้ำเหลวก็หาไม่ติวพิธาอะไรก็ไม่เอาตัวจีบิงจะဆွဲခေါ်လို့เนาะဆိုဒီလိုဆွဲခေါ်ရမှာဖြစ်ပါတယ်အခါကျမှကျွန်တော်တို့ကအောင်မြင်ခြင်းရှိမှာဖြစ်တယ်ဆိုတော့ကျွန်တော်တို့ကခေါ်တာအပေါ်သားမှာလေအနည်းရှိတဲ့ဟာတော့ဘုရားပြောတယ်နော်ဝိညာဉ်လေဆိုတာကတော့ညော်လင့်ခြင်းဝိညာဉ်ရမယ်ကျွန်တော်နှုတ်ကပတ်တော်ကိုလိတာပြီးတော့မှနှုတ်ကပတ်တော်ဒီလိုပြောပါတယ်တကယ်ချင်းဒီလိုရှိတယ်နားထောင်တော့သူ့ပါတယ်ဒါပေမဲ့ခုပြောပါလေဝိညာဉ်လူတဲ့စိတ်ရှိရမှာဖြစ်တယ်နော်အဲ့ဒါကိုဝင်ရအဲ့ခါကျမှပဲကြောင်းလဲအဲ့ဒါကဘုရားပြောတယ်သူတို့ကိုမချတဲ့ဘောလေးရှိပါလေဆိုတော့ပြောချင်တယ်ဆိုတော့ဆက်ပြတော့မယ်ဆိုတော့ကျွန်တော်တို့အလုပ်ပါလေသာသနာလုပ်လို့ပြောရင်အဲ့ဒါပဲကြောင့်လေပြောင်းလဲခြင်းရောက်ပြီးစာစင်ပေးရပြီဆိုတော့ကျွန်တော်တို့ကျန်းစာတောင်းပြီးတဲ့လူတွေဆရာတွေအသေးထောက်လူကြီးအကုန်လုံးကဒါဝတ်ပေါ်ပေါ်ရအောင်နော်အကုန်လုံးပါပဲအားနေတဲ့လူတွေပဲဖြစ်တဲ့အခါမှာပထမအဆုံးသူတို့ကသာသနာအစီခံလူနဲ့စိတ်နော်ရှိရနော်ပါပြလို့ပြောတဲ့ဆိုဘုရားခင်ခရစ်တော်ကိုယ်တော်တိုင်ကပါလေအစီခံတဲ့သဘောတရားကိုကြတာပြီးခဲ့အဲ့တော့အဲ့ဒါကပြည့်တယ်အကျင့်ဖြစ်တယ်နော်လောကမှာနေတဲ့ခါမှာဒါလေးလို့ကောင်းတယ်မရောက်တဲ့အဲ့ဒါလူသလားတကယ်တမ်းကျတော့ဘုရားသခင်ခရစ်တော်နဲ့အတူတူလို့ဘုရင်တော်လို့ရတယ်လို့မပြောဘူးလားမင်းကြီးဖြစ်အောင်အဲ့ဒီလိုတော့ချိန်မှာပျော်ပါလို့ရှိတော့ချီးမွမ်းမှုပဲရှိတော့ဒါမဲ့လောကမှာနေတဲ့ကျွန်တော်အစီခံနိုင်တဲ့စိတ်ဓာတ်မျိုးဝေးထားနော်စကားကြအဲ့ဒါအရေးကြီးတယ်ငွေကြေးကိုလည်းပါလေလုံငန်းတဲ့တာစသည်တို့နိုင်အသက်ရှင်စီပြီးပြုပြင်တောင်းလဲခြင်းရောက်ဒီသစ္စာစီရရတယ်မပြောင်းလဲသေးဘူးဆိုတော့တော့နောက်တစ်ခါပြောင်းလဲဆိုတော့လို့ရမှာဟုတ်တယ်မလားဆိုတော့အဲ့ဒါငွေဦးတကယ်သုံးတယ်လားဘယ်လိုသုံးတယ်လဲနော်အကောင်းသုံးလားဆိုတဲ့ဟာကိုကျွန်တော်တို့ကလူကြီးတဲ့ဘုလို့ကိုနားလေသဘောပေါက်အောင်လုပ်ပေးရမှာဖြစ်တယ်အဲ့ဒါကြောင့်မို့အစီခံစိတ်ဆိုတော့ဒီအေဝံဂေလိလုပ်ရမယ်အေဝံဂေလိလုပ်တဲ့နေရာမှာတခါလဲကျွန်တော်သဘောပေါက်နားလေတာနည်းနည်းလွဲတယ်အဲ့လို
짠자 배 허벼라 밀다마 에비 디냐고 도벼 알아도 알아 버트마 시베 지디 그게마 두고 야오레라 와로 거스나 알아 보냐 까레라 배가 두고 발에 내신 가면 이러마 발에 두고 띵비야 짠자 배마 발에 신 마데교 위다칸이 나세시 안에 사고 나세마 두고 콜라 배마 내신 가면 띵비야 다디 아슬라치 요시나 소가다 엘리미티 띵비나 어디도 지ቷ나 허라마 디바디니로 오가 아역 30လောက်ရှိတယ်50လောက်ရှိတယ်ဆိုတော့တယောက်ကတယောက်ခေါ်ဆောင်လာတယ်ဆိုမှလည်းနောက်နေ့ကျတော့အယောက်100 200 300အဲ့ဒီစိတ်ကိုကြားခင်ကမြတ်အေးဝိကလေးတရားလုပ်တာဖြစ်တယ်အချို့တော့ဟောကပြောလိုက်နေပြီလို့အဲ့ဒါမကြည့်ပါဘူးနော်ကိုကခေါ်ရမယ်ဆိုတော့ခေါ်ပါလေခေါ်လာရမယ်ဆိုတော့ဖြစ်တယ်လေကိုဘက်ကိုရောက်သွားတာအဲ့ဒါကောင်းလားမကောင်းဘူးနော်အဲ့ဒါတော့ကျွန်တော်တို့ဘယ်တော့မှအဲ့လိုမျိုးစိတ်နဲ့ဆိုတာစာကြည့်ကိုသိစိတ်တယ်အဲ့ဒါကြောင့်ကျွန်တော်အမြဲတမ်းဒီခါဘုရားကအလိုတော်နဲ့အညီဆိုရင်ဒီရဲ့အတင်းတော်ကြီးထွားလာအောင်ဒီအတင်းတော်လူတွေတခြားလူတွေကိုလည်းဝိပင်ကနေလို့လည်းသူတို့ခေါ်ဆောင်နေချင်းခံရအောင်သူတို့ကိုတင်ကြပေးနိုင်အောင်လုပ်ရမယ်လို့နောက်ဆုံးမှကျတော့သူတို့ကဥမဝေးတယ်ဆိုတော့ဟိုမှာအတင်းတော်ကိုတည်ဆောက်အဲ့ဒီမှာလည်းကျွန်တော်တို့ဒီအတင်းတော်ကနေပြီးပတ်စံဒီဂူညီပဲပထမပိုင်းမှာတို့ခွာမရှိတဲ့အခါမှာဒါမှမဟုတ်လေခရစ်စမတ်ပွဲကိုအတူတူပါလုပ်မယ်ဟုတ်တယ်မလားမျိုးမျိုးပေါ့အဲ့လိုမျိုးလေးတွေတို့ကိုကိုအားပေးတာတို့ရအဲ့ဒါကြီးထွားလာတယ်တို့လည်းကျွန်တော်တို့ကြီးထွားလာဖြစ်ဆိုတော့ကျွန်တော်ရဲ့အချစ်စာလေးတွေအဲ့လိုပူပြောင်းသွားတာကို AVK လို့ခေါ်ပါတယ်ဟောကိုအချင်းကဆိုးနေပြီးတော့မှသူများကိုလည်းမကောင်းတာပဲမြင်နေလို့ရှိရင် AVK လေးအောင်မြင်ပါမလားအောင်မြင်ဟောအဲ့ဒါကြောင့်ကိုအချင်းကိုသူများတွေကတိလာတဲ့အခါမှပဲသူများတွေစိတ်ဝင်စားလာမယ်စိတ်ဝင်စားသူတို့လည်းပဲယုံကြည်လာမယ်ယုံကြည်ပြီးဆိုတော့နေ့ချင်းကမှဘုရားခင်တို့ဘက်ကိုနားလေသဘောပေါက်သူတို့လည်းဗါလဲလိလာခံယူသွားမှာဖြစ်တယ်နော်ဆိုတော့ကကြတော့အကဲနံပါတ်3ပြဖတ်အောင်အခြေခံစံလုံးများတခင်ဖြစ်ခြင်းခေတ္တဒီဥကောင်းဖြစ်သည်တို့ဆောင်ပြုလာခေတ္တဥဆောင်ခြင်းကိုသိချစွာနာပိုင်ခြင်းအားဖြင့်ဉာဏ်ဖြတ်သည်ရောက်ပြီးမိဘဝတွင်ရာကိုဥစွာရှောက်ပြီးလူတို့ကဆုံးဖြတ်ချက်များကိုပြုလို့ရပြီဒါကကိုဘွားကိုရင်ကိုတိထားမှာအခါကျမှပညာမတူသေးဘူးလေခရစ်တော်နဲ့ဘာလို့ခရစ်တော်ကကျွန်တော်တို့ရဲ့ခရစ်တော်ရဲ့အကျင့်တွေကိုကျွန်တော်တို့ဆက်မသူများဆုံးပြန်ပေးရမှာကိုရောင်ပြထမ်းခတ်တယ်ဆိုတော့ကျွန်တော်တို့စီမှာမှခရစ်တော်ရဲ့အကျင့်နဲ့မရှိဘူးဆိုရင်ရောင်ပြထမ်းရလားအဲ့ဒါရောင်ပြမဟုတ်ဘူးအဲဆိုမဲကြီးသွားတာဘယ်သူမှစိတ်ဝင်စားမှာဟုတ်တော့ခရစ်တော်ရဲ့အကျင့်ကျွန်တော်တို့စီမှာရှိတဲ့အခါမှာအဲ့ဒါရောင်ပြထမ်းမှုတို့စီမှာရောက်သွားမှာအဲ့ဒါကြောင့်ကျွန်တော်တို့ကအဲ့ဒါအရေးကြီးတယ်အဲ့ဒါစံနှုန်းပဲဘယ်သူပဲလဲစံနှုန်းကခရစ်တော်ဖြစ်ပါစံနှုန်းကခရစ်တော်အဲ့လိုသွားတာကျွန်တော်ကျမ်းစာထဲမှာပါပြီးသားနော်ခရစ်တော်ဘာလို့လဲကျမ်းစာထဲမှာပါပြီးသားခရစ်တော်ဘယ်လိုသဘောထားလဲကျမ်းစာထဲမှာပါပြီးသားနော်ခရစ်တော်ဘယ်လိုအသက်ရှင်ခဲ့တယ်ကျမ်းစာထဲမှာပါလဲပါပြီးသားပဲအဲ့ဒါကိုကျွန်တော်တို့ပြီးပြီးမှဟောတခြားဟာတွေစံနှုန်းထားလိုက်ကြပါလေအတင်းတော်ကကျူဝင်းလာအတင်းတော်ကပြောတယ်အာရုံကောင်းတယ်နော်ဆိုတာကိုကျွန်တော်သိရတယ်ဒီစက်ပြောတော့မယ်တို့ဒီရားရည်အားဖြင့်ဘာလို့ဘောင်းဆာစီမာဖတ်ခဲ့ရရားရည်အားဖြင့်စီရဆိုတဲ့ချက်ချအဲ့ဒါကိုဘာလို့တတ်မှတ်ရမလဲလေဘာဒါထိန်အဖြစ်နဲ့ပြောတတ်ရမှာဆိုရင်အခုကလည်းစပြီးကျွန်တော်တို့ဘုရားသခင်ပေးတဲ့အလုပ်အဲ့တော့လူတိုင်းကိုဘုရားသခင်အလုပ်ပေးထားတယ်ဆိုတော့တို့သိရအောင်နော်ပတ်စာမရှိဘဲနဲ့ဒီလိုဆိုအဲ့ဒီပတ်စာကဘာမှလည်းလုပ်ပဲလေဘာလဲပတ်စာအများကြီးပဲနော်ဘာမှနေကြပါလေသူကတော့အဲ့ဒါလိုဘယ်လိုလုပ်မလဲဘယ်လိုလုပ်ရင်ဘယ်မှာအကျိုးရှိမလဲဘာအရင်ကြီးစုပ်လဲလုပ်မလဲဆိုတာအကုန်လုံးသူစီစဉ်တာပဲဒါပေမဲ့သူပတ်စာဟုတ်တယ်လို့သူသင်ပါမလားမထင်ဘူးဘာကအဲ့ဒီဘာရဲ့ကုမ္ပဏီဖြစ်တယ်ဆိုသူကြည့်တာအဲ့ဒါလိုပဲလောကမှာကျွန်တော်ရှိတဲ့အကုန်လုံးဘုရားသခင်ဖြစ်တယ်ကျွန်တော်သုံးနေတဲ့ပတ်စံကလည်းဗာလဲဘုရားသခင်ဖြစ်တယ်အဲ့တော့ဘုရားသခင်အလိုတော်အတိုင်းတာလူကိုဘယ်လိုသုံးမလဲခုနပြောပါတဲ့၅ချက်ပေါ်မှာသုံးလို့ရှိရင်တို့ကဘုရားသခင်အလိုတော်နဲ့ပြီးတာနိဒာအလူထဲဘူးလည်းရှိတာရှိပြီးသားပဲဒါမှမဟုတ်တချို့တခါတွေကတော့ဗာလဲကျွန်တော်တို့ကအိမ်ဝင်ကလေးလုံးနဲ့ကူညီဖို့လည်းရှိတာရှိပြီးသားပဲဆေးဖို့သဘောလည်းဗာလဲရှိတာရှိပြီးသားပဲဒါလည်းအလိုတော်လည်းဆိုအဲ့ဒါပဲဒါတွေကိုလို့ရတယ်ပြည့်စုံသွားတယ်နော်ကိုယ့်အတွက်လည်းပါသွားပြီ
သူများအတွက်ကိုကြီးတဲ့နေရာမှာသူများလည်းကျွန်တော်တို့မြင်နိုင်တယ်နော်အဲ့ဒါလို့မရှိလို့ရှိရင်တခါတည်းကျတော့ဘုံတခြားနေမှာတော့လာဒီတော့ပတ်စာကုန်လို့ဟိုမှာတော့လည်းတော့မရှိတော့ဘူးဟုတ်လားမလားအလိုလဲမလဲထည့်လို့မရတယ်နော်ဆေဖို့တခုလည်းတခါထားအရင်ကြီးကတော့လည်းပဲကွာဆိုပါလေဘုရားတကယ်ဘာနဲ့တဲ့ဘာလဲကွာယူထုတ်လိုက်နော်ကိုးသွားလိုက်အဲ့ဒါလို့မပြောဘူးအမြဲတမ်းအဲ့ဒါကိုအစီအစဉ်တကြလုပ်ရမှာဖြစ်ပါတယ်အဲ့ဒါကဘုရားတကယ်ရဲ့ခရစ်တော်ကကျွန်တော်ရဲ့ဘာလဲစံနမူနာဖြစ်တယ်လို့ဘုရားသခင်ခရစ်တော်ကငါတို့ခိုင်းထားတာကပါပဲအဲ့ဒါကိုအစီအစဉ်လို့ဘာမှန်နေကြဖြစ်တယ်ဘာနာထိတ်အဖြစ်နေကျွန်တော်တို့ကိုထားတာဖြစ်တယ်ဆိုတော့ကျွန်တော်အမြဲတမ်းသိရမှာဖြစ်တယ်နံပါတ်7ဘာရအောင်ပါလဲရဲရောချင်းကျမ်းစာကဘုန်းကြီးတော်ရဲ့ယောချင်းရဲ့ယောစွာတက်ရှိရဲ့ယောစွာပြေကံရှိစာရည်ကျော်တို့ဤဘုန်းကြီးအားပြည့်စုံရှိပါစေ။ဒါနဲ့ဆက်ဆက်ရှိဆိုတော့ကျွန်တော်ဒါတွေတော့တော့ခုနနေရာမှာဆက်ဆက်သွားပြီနော်ကျွန်တော်အဲ့လိုစီစဉ်ထားတော့ကျွန်တော်ရှိပြီးသားပဲနော်ပတ်စံကိုဘယ်လိုခုနပြောတဲ့ဟာဘုံရှိပြီးသားရေရောဆိုတော့ကျွန်တော်အေးကနိုင်သွားပြီအဲ့ဆိုတတ်မှတ်ထားလိုက်ပြီလေနော်မတတ်မှတ်ဘူးဆိုတာဟာငါတအားလို့တော့အရာလောက်ဆိုတော့10လောက်ထည့်လိုက်ဆိုတဲ့ဟာတွေပါလေမရေရောတော့အလိုမထည့်ဘူးဒါပေမဲ့ပေါ်တတ်မှတ်တာဘယ်လိုလုပ်ဖို့အစင်ဒီမှာဘယ်လိုလုပ်ဘယ်လိုဆိုဖို့တိသွားတယ်ရေရောဘာမှစိတ်ချမ်းသာဆိုပြီးဝမ်းမြောက်ဝမ်းသာဆိုဘုရားကြောင့်ပါလေလာလို့ရဘုရားဆုံးပါလေလူငွေလေးထည့်လို့ရတယ်ဘုရားဆိုကျွန်တော်ပြောမှာဆိုကျွန်တော်တို့ဒီတော့မှာဒါ3ခါလောက်တည်တယ်ပထမတစ်ခါတည်တဲ့အခါမှာနှစ်ဆတိုးလာနော်အရင်တော့တစ်ထောင်လောက်ပဲ1500 2000လောက်ပဲရတယ်အဲ့ဒါပါနော်လူရအမေပြည်တို့ကအလုတ်သမားဘဝနဲ့ပဲတက်ရှိနေဆိုနောက်ထပ်တစ်ခေါက်ဆိုတော့2000ပြလာပြီနောက်ထပ်တစ်ခေါက်ဆို3000 4000အခုဆိုတော့တောင်းချီရှိတာနော်တစ်လကို2000 3000 4000အဲ့ဒါနော်23ဆလောက်ကြည့်ရတယ်ကအခုတည်းဆက်ပြီးမတိုးရဘူးဘာသာအဲ့ဒါဖျားပြီးတောင်းနေတာခံစားရတယ်ခဏပြောပြီးတော့ဒီလိုကတတ်တယ်မျိုးခွဲထားတဲ့ခါကျတော့ချက်ပြီးသားပဲလို့ပြောအဲ့ဒါကျတော့ကျွန်တော်အတင်းတော်ထဲမှာအလုပ်လုပ်ရှာအများကြီးတယ်လေကျွန်တော်လုပ်နိုင်တာပြီနော်အခုကျွန်တော်အတင်းတော်ထဲမှာဆရာတွေတရားတော်ရှိတာပြီဟုတ်တယ်မလားအဲ့ဒါကျတော့ကျွန်တော်ကပျော်ရွှင်မှုတွေပုံပြီးမှရတယ်အဲ့ဒါကျတော့အဲ့လိုမျိုးဝေချံခွဲပြားတတ်တဲ့စိတ်ကဘုရားတည်စားပေးတဲ့ဉာဏ်ပညာကြည့်တဲ့အတွက်ကြောင့်ဒီခါလေးကျွန်တော်ဘုရားတည်စားပဲဆုတောင်းရမှာနော်ဘုရားကကျွန်တော်နားလဲအောင်ဘာဖြစ်လို့နားလဲဘုရားကကျွန်တော်ကိုနားလဲပြပေးပါတရှိတော်မင်းကျွန်တော်ကိုလမ်းပြပါဆိုကျွန်တော်ဆုတောင်းပြီးတော့မှကျူးစားတဲ့အခါမှာအရာရာကိုကျွန်တော်အောင်မြင်နိုင်လို့ရှိပါတယ်ဆိုတော့ပြောချင်ပါတယ်နော်အကေဒီမှာဆက်မတော့ချင်းကနေနာအကြောင်းလို့နော်အမဖတ်ရအောင်ပါလေလေငွေကြေးသုံးစွဲမှုအိုင်ရွယ်မှုစီမံကုကဲမှုနှင့်ပတ်သက်သောအရာနားလည်အောင်ကူညီပေးသောအဖွဲ့ဖြစ်သည်ဓမ္မကျမ်းစာအရေးအမြစ်များကိုအခြေခံပြီးထုတ်ဖော်သောလမ်းညွှန်မှုသည်တင်၌ရှိသောသူကျေးဇူးများနှင့်စွမ်းရည်များဖြစ်သစ္စာရှိလက်တွေ့အထုံးတော်ခံသည်ဘုရားသခင်အိဘုံတော်ထင်ရှားစေရန်လူဆိုပေးပါလိမ့်မည်ထိုအရာအားဖြင့်တင်နှင့်တင့်ပတ်ဝန်းကျင်ကိုပြုပြင်ပြောင်းလဲစေပါလိမ့်မည်ကျွန်တော်တို့နှင့်ဆက်သွယ်ပြီးအကောင်းဆုံးလွတ်ဆောင်ခြင်း၏အဓိပ္ပာယ်ကိုကိုရွတ်သိရှိသိနိုင်ရန်ရှားဖွေကြပါစို့အခါကျတော့အဲ့ဒါလည်းရေးကြီးတယ်ကျွန်တော်အများကြီးရှင်းစံလို့အရေးကြီးတယ်မှာလဲကိုကျင့်တယ်လို့ကျင်သူများကိုလည်းကျင့်တယ်မှာလဲကိုတော့လုပ်လို့ရပါတယ်တရားတွေကိုကျွန်တော်အင်းမင်းကြီးလုပ်ဖို့ရတယ်လွယ်သွားပြီဘာပဲဖြစ်နေနေလူကြလာစကိုအကူလာပြီသူတို့ကသူတို့တကယ်လိုတဲ့တဲ့ကိုကူညီပြီးတယ်လို့ရှိတာကြတော့ကျွန်တော်ဒီစားကျွန်တော်ကူညီတယ်ဟုတ်လားနောက်စကားတော့သူစမှာတော့ရင်းနှီးမှုကဒါအရေးကြီးတယ်အင်းမင်းကြီးတွေပါလဲရင်းနှီးမှုဒါအရေးကြီးကျွန်တော်အင်းမင်းကြီးလုပ်တဲ့ကျွန်တော်လည်းရင်းနှီးလို့ကောင်းနေတာနော်မရင်းနှီးတဲ့ဗဇက်နဲ့မပြောလို့ရှိရင်သူတို့မပြောနိုင်တာဒါပေမဲ့ရင်းနှီးတာလည်းသူတို့ကောင်းနေတာနော်အဲ့ဒါကြောင့်ကျွန်တော်တို့အဲ့လိုမျိုးအရေးကြီးပါတယ်ဆက်ပြန်ပါအောင်ကိုရများမှာလက်တွေ့ကြသောလမ်းပြခြင်းမာနသောလေ့ကျင့်မှုအကျိုးရှိသောငွေကြေးတက်ချက်ကိုငွေကြေးကိုင်တဲ့မှုနှင့်လွတ်လပ်မှုများဖြစ်သည်ဒီနေ့ဟိုပြီးသွားလို့ဟုတ်
표현해 와네 지금 Nampak tahu dia apa? Boleh lah. Nampak dia no. Surga aja nampak ni. Okey, surga aja di mana? Ada mula ni lu ada kah? Ini nama yeji ni jadi. Sini surga tu, lu ada sini no. Surga aja bahasa dah boleh lah ya. No, surga hari tu lu ikan apa no. Nanjam ni macam apa? Kami belajar nanjam ni. Baik. Jadi kau sendiri kalau tu pun naik kan kamu yang leh itu. Jadi ini apa sebenarnya naik yang yang ini apa jangan mereka cenggu dia lebih baik. Dia perlu jangan cenggu ni. Dia buat jadi yang itu ya online untuk channel ni kat ini lain punya boleh berbalik ni. Sudah kata semua kan, tahu juga dia online ni lepas ni, sebenarnya kuni ni dia mana tu juga aku jangan jadi tu apa, kalau nama tu apa yang Orang di lokal kampungnya jangan sampai fobia ni orang bukan orang itu dosa aja juga saya bangsa bangsa saya punya beli. Nunggu ibu ini saya ini nyati sahur nyani lepas kita nyaga tinggu rego lepas lepas cara temacam saat ini nyanya dosa punya beli. Nama ni go setua macam ni, no, itu di시en tu, no. Nama ni pa, mana solusi, sebab ni dah kau jumpa ya. Mana apa mah? Trong việc chuyện nhà thì chúng tôi với chế cái này mục đích khi đó này sẽ là mục có về lúc chỉ mà đó chú tay vào mục lúc chỉ mình nhớ đó cái sự tình đó ya đến lúc tất cả một chi mà đó sự tình của đến lúc lại về lúc ăn cả chất chất sẽ đi khi đó này đối với tất cả một sự tình thì tất cả đều sẽ mà đó về qua chính trị. Ada jauh, menurut kodai ga, kita dulu bahan mah, apa sini ni dek kama, no, kule buku mana, si canda men, dosu usi. Eri kita dek masih, tetap jangan nyanyi no. Kalau di kaum cibir ya, lemo kita naik berbicara, kita pun memang berbicara, no, kita naik, kalau di kaum cibir ada ya, gede tu ada, amnya di sini. Jadi gede tu ada dulu, jangan apa yang melihat dek, ada jadi kita naik mah. 대신에 가마 애니 세계 천하지 고행자마지 고롱가 야시마 비바 지도가 비바냐 같이 세차에 세를 되어 봐고 아 여들 그냥 진짜 세상은 시진이 세만으로 그래 이걸로 야 그렇다 Ada jenama kuna bahasa tahu nak apa malah, dia tu kita pin hawala malah kerja jenama log yang dia masih ada nama pin lu sih ni, dia di sini mana kaum di sini mana kaum di pinggir, kau sih di sini, dia nak bulu kau sih. Kalau mana ada jenama luka, kalau di ni nang tahu nak apa, dia di hanya tiga jenama lu, perlu bila mah, ngah jenama sahaja jenama, satu ngah puluh lima tu, no. Ada eri ngari gulung bila mah lulu le jaga betul sahut hebat dekare pinsi thala no bahaya kalau so icara kama dekare mu online sini be bane ma thelu ya da ka ba phit de so ma chalo thelu ya no ada jamu eri the ma lu wa de ha de ko security the ma shi de lu yo de lu lo ko no ko shi de lu lo ani ya ko ma to le so de ha de ko so lu wa sa lu de sa ma na ma ne ko ma
ခရစ်တော်၏မြင်ဖြစ်ခြင်းဝင်ကျဲခြင်းအဓိကတည်းဖြစ်သည်ဘယ်သူမျှသခင်တို့၏စေကိုခံနိုင်ခင်တို့ကိုငုံ၍တို့ကိုချစ်မိသခင်တို့ကိုမိကို၍တို့ကိုမခတ်မညာပြုရင်တို့သည်ဘုရားသခင်၏အစေကို၎င်းလောကီစည်းစိမ်ကိုစေကို၎င်းမခံနိုင်ကြအဲ့ဒါကြောင့်မို့ဗာလဲသခင်တို့ကိုဝယ်လို့ရတယ်လားမရဘူးတဲ့အဲ့ဒါကြောင့်ကျွန်တော်တို့ကခုနပြောပြီးဘုရားသခင်ရင်ထဲမှာထားလိုက်လို့ရှိရင်ဘုရားသခင်အလိုတော်နဲ့လက်လျှောက်နိုင်ဖို့ဘယ်သူပဲကိုကြည့်တယ်တန်ရှင်းလို့ပြီးလို့ဆိုတာဖြစ်တယ်အဲ့တော့ကျွန်တော်တို့ကအခက်အခဲမရှိတော့ဘူးတကယ်ရှိတယ်လို့မြင်ရမယ်မရှိဘူးနော်အဲ့ဒါသိရမယ်ရှိတယ်လို့ဗာလဲမြင်ရတယ်ဒါပေမဲ့အခက်အခဲတကယ်တော့မရှိတော့ဘူးနော်ဘာဖြစ်လို့ဆိုရင်ကျွန်တော်တို့ရဲ့ဘုရားသခင်ကိုတန်ရှင်းလို့ပြီးတဲ့ခေါ်ဆောင်မှုကျွန်တော်လက်ခံရရှိတဲ့အခါသူ့တော်လိုက်ခြင်းတဲ့စိတ်ကြီးပါလာမယ်လှုပ်ခြင်းတဲ့စိတ်ကြီးပါလာမယ်အာတင်ထားခြင်းနဲ့အမျိုးမျိုးကတော့အဲ့ဒီစိတ်ကဘုရားကိစ္စလာတယ်လို့ကျွန်တော်တောက်ဆံနော်ပြီးတော့မှအမှားပါတယ်လေနံပါတ်3ရောက်တော့နော်အခါအလူကခိုင်းစတဲ့အငယ်ဆက်30ကိုလည်းဖတ်ပြပါဦးရောနေငယ်တော်မူ၌တစ္ဆာရှိတော်သူသည်ကြီးတော်မူ၌လည်းတစ္ဆာရှိလိမ့်မည်နေငယ်တော်မူ၌တစ္ဆာမရှိတော်သူသည်ကြီးတော်မူ၌လည်းတစ္ဆာမရှိအဲ့ဒါကျွန်တော်တို့ဘာဖြစ်ရမလဲဘုရားကလက်တိုင်းဆက်လာတဲ့ဆေဖို့တဖို့ထည့်တယ်ဆိုအဲ့ဒါသစ္စာရှိတယ်နော်အများမထည့်ဘူးဆိုရင်တော့ဘုရားကတော့အဲ့ဒါသစ္စာရှိတာလားမရှိတော့ဘူးအဲ့ဒီလောက်မှာလောကမှာရတဲ့နေရာတော်မှာဒီမှာသစ္စာမရှိနိုင်ဘူးဆိုတော့ဘုရားကကောင်းကင်ကပေးထားတဲ့ဂတိတော်ကိုဘုရားစမတည့်ရဘူးခက်တယ်လို့ဘုရားကပြောတော့တာအဲ့ဒါကျွန်တော်တို့ကအဲ့ဒါလိုလောကမှာအသက်ရှင်တဲ့ဘုရားတခင်ရဲ့ဟာကိုအပေးရှိတာသစ္စာရှိတယ်ဖြစ်တယ်အဲ့တော့ဆေဖို့တဖို့လေးတည်းမှာသစ္စာရှိစမ်းဗာလဲတန်းချီတဲ့မှာတဖို့ဆိုဘယ်လိုရတော့လဲစေတန်းဆိုဘယ်လိုလဲတတန်းကဘုရားတခင်ကိုမှာပေးရမှာအဲ့လိုမျိုးကျွန်တော်စေတန်းရဖို့လွယ်တာမဟုတ်ဘူးနော်ဒါပေမဲ့ခင်ဗျတရားလောက်ရတဲ့အချိန်မှာအဲ့ဒါကိုမလုပ်နိုင်ဘူးဆိုပါလေစေတန်းရနိုင်လားရနိုင်ဘူးအဲ့ဒါကြောင့်ကျွန်တော်တို့ကလောဆယ်ရတယ်လို့ကိုသစ္စာရှိလို့ရင်ခင်ဗျားကိုစေတန်းအတန်း20တန်း30ရနိုင်အောင်ရတဲ့ကောင်းကြီးပေးတာနေမယ်ဆိုတဲ့ဟာကိုကျွန်တော်တို့ပြောရှင်းဖြစ်ပါတယ်အဲ့ဒါကတော့အဲ့ဒီရတဲ့စေတန်းရဲ့တတန်းနဲ့ကတော့အများလို့လို့ဘာမှပြခဲ့မှုတော့ဟုတ်တယ်မလားအိမ်ကြီးလို့လို့ရဆက်တွေကိုလည်းထောက်ပံ့ပေးလို့ရပြီဒါမှမဟုတ်အမှုတော်ထဲမှာအိမ်ဒီပါလေဆောက်ဖို့လည်းရပါဘူးเนาะအဲ့လိုဖြစ်လာအောင်ကျွန်တော်တို့ကအငြင်းဆုံးသောအရာမှာလည်းသစ္စာရှိစွာနဲ့ပြခဲ့သူကိုအဲ့ပေးရမှာဖြစ်တယ်ဆိုတော့ကိုပြောချင်တယ်เนาะဒီတော့မှနံပါတ်ခါကိုပြောတယ်โอเคဒါရတော့ဟိုရေးရတယ်ဒီတော့နံပါတ်1အားရအောင်ဒီဆိုတော့ကျွန်တော်အစိတ်ထဲမှာမြင်ရတဲ့ကာငါဟာမဟုတ်ဘူးဘုရားသခင်ပေးတဲ့ညာနော်အဲကြောင့်ဘုရားသခင်လည်းပဲဆိုင်တယ်အဲကြောင့်ငါနဲ့ဆိုင်တာပါလေကိုယ်ပိုင်နဲ့ဆိုင်ပါပြီနော်ဆေဖို့တဖို့ကဘုရားသခင်ဟာပြီးတော့နော်တရားစရတဲ့90ပေါ့နော်1900 1000ဒါတော့ဒါပေမဲ့ကျွန်တော်အဲ့ဒီဟာကိုဖဲအပ်ဖို့ရဆိုဘုရားသခင်ကကျွန်တော်ပေးထားတဲ့ကျွန်တော်လုပ်ရအဲ့ဒါကြောင့်မို့ဘုရားသခင်အပန်းဖြစ်တယ်ဘုရားသခင်အကုန်လုံးပိုင်နေတယ်ဆိုတော့ကျွန်တော်သိရအဲ့ဒါကျွန်တော်လုပ်လို့ရတာမဟုတ်ပါနဲ့ဘုရားသခင်ပေးလို့ရတာဖြစ်တယ်ဆိုတော့ခုနားလည်နိုင်မှပဲကျွန်တော်တို့ကဘုရားလူကိုခွဲခတ်နိုင်ဖြစ်နော်ဆိုတော့ကျွန်တော်နံပါတ်1ပါပါတယ်လေအဲ့ကတော့ကျွန်တော်နားလေရောက်ဘုရားကဘုလို့မြင်နေနော်ကိုယ့်ကိုယ်မမြင်ဘူးလို့မပြောဘုရားကတရားထဲမှာရှိတယ်နော်ဆိုတော့ဟိုမောင်တို့အခန်းထဲမှာတယောက်တည်းရှိလို့မမြင်တော့ဘူးဘုရားကနဲ့အကုန်လုံးဒီမှာနေရာတိုင်းမှာရှိတယ်အကုန်လုံးရဲ့အပိုင်းဖြစ်တဲ့ကြောင့်ခင်ဗျားတကယ်ခင်ဗျားနှလုံးသားကိုကြည့်နော်ခင်ဗျားသစ္စာရှိတာရှိပါခင်ဗျားသူများဆက်မရှိတယ်လို့နေတော့မှလည်းဘုရားကခင်ဗျားကျွန်တော်တို့ကြည့်ပြီးသားပဲအဲ့တော့အားကြိုးစားရင်လည်းမရနိုင်ဘူးဆိုတဲ့ခါကျအဲ့ဒါကျွန်တော်တို့ခင်ဗျားသစ္စာရှိစွာလို့ရှိရင်ဘုရားကပေးပါမယ်တကယ်လို့ဒီအချိန်မှာမပေးရင်သစ္စာရှိတဲ့နောက်ပိုင်းကျတော့ပေးပါမယ်အဲ့လိုဖြစ်တယ်အဲ့ဒါပိုင်ရှင်ဖြစ်တယ်ဆိုတော့ဘောဘောရမယ်နံပါတ်3
ခရစ်တော်အပြင်ယေရှုအပြင်တော့ပြည့်စုံစေတော်မူတဲ့ပြီဆိုတဲ့ကဘုရားသခင်ကထောက်ပါမယ်ကျွန်တော်တို့ခုနပြောတယ်ကိုကမလုံနိုင်ဘူးမတင်နဲ့ကိုအားလည်းသူပေးပါမယ်အတိညာလည်းဗာလဲဘုရားသခင်ပေးပါမအားလည်းကျွန်တော်အဲ့ဒါကိုသဘောပေါက်နိုင်လို့ရည်ကြည့်ပါတယ်နံပါတ်ခွေနာမည်ပိုင်ဆိုင်တော်ရာများကိုတင်းယူပြီးပိုင်ဆိုင်တော်ရာများကိုဆိုးစီ โอเคဆိုတော့ပါတိတဲ့တဲ့မှာတရားကြီးအုပ်စိုးတယ်နော်အကုန်လုံးပါလေအုပ်စိုးတာဖြစ်တယ်အများမရလို့လည်းပဲဘုရားကြီးပြီးပြီးသားနော်အများပြီးလိုက်တာလည်းပါလေဘုရားကြီးပြီးပြီးသားနော်အုပ်စိုးတယ်ဆိုအကုန်လုံးပြီးအဲ့ဒါကျွန်တော်တို့ကပါလေတရားကြီးကိုဥစားပေးရမှာပထမဥစားပေးခြင်းအပြတ်တွေကိုဘယ်လိုအဲ့ဒီတဲ့နော်ဘုရားတွေကိုဘယ်လိုဆိုပါလဲဘုရားကိုပထမနေရာမှာဥစားပေးတာကိုဘုရားတို့ဒီလိုကကျန်တဲ့ဟာဥစားပေးလို့အဲ့ဒီဟာကဘုရားကိုကြည့်သွားနိုင်တယ်ရှိနေတယ်နော်ဆက်မရအောင်ရေးကြည့်တယ်နော်သစ္စာပါလေကျွန်တော်လည်းဒီနေ့ကစတယ်တော့ပါလေဘုရားကြီးရှိမှလူရှိမှလည်းပါလေသစ္စာရှိတယ်နံပါတ်2ဘုဒ္ဓတော်ကိုဖြစ်နိတိယောဒီသုံးဆိုတာ ဆိုတော့ကြတော့ဟောလို့ရမှာတယောက်နိတိဘောတဲ့အခန်းကြီး3:16ကိုဘုရားသခင်ဘုရားတော်မူတဲ့ ကိုတန်းစာရှိသည်များသည်ဘုရားခင်မှုတည်တော်မူသောအားဖြင့်ဘုရားခင်၏လူသည်စုံလင်သောသူကောင်းသောအမှုမျိုးမျိုးတို့ကိုပြုစုခြင်းလို့ငါပြင်ဆင်တော်သူဖြစ်၏ကြောင်းဩဝါဒပေးခြင်းဖြစ်ကိုပေါ်ပြခြင်းကြောင်းမစွာပြုပြင်ခြင်းတရားကိုတူတည်ခြင်းယေရှုများကိုပြုတတ်၏အဲ့ဒါကဘုရားသခင်ကကျွန်တော်တို့နှုတ်ကပတ်တော်အကုန်လုံးဘုရားခင်မုတ်သွင်းတဲ့အသက်ရှင်တဲ့နှုတ်ကပတ်တော်ဖြစ်တယ်ဆိုတော့တည်ရတဲ့ကျွန်တော်မလိုက်ချလို့ရှိပါလေကျွန်တော်သစ္စာမရှိတာလေဟုတ်တယ်မလားဘုရားခင်ပြောတာကျွန်တော်မလိုက်ချတာသစ္စာမရှိပါကျွန်တော်တို့ကိုယ်တိုင်လည်းပါလေနှုတ်ကပတ်တော်ထဲမှာဘုရားခင်အသက်မွေးယူတော်မူတဲ့မုတ်သွင်းထားတဲ့နှုတ်ကပတ်တော်ရှိတယ်ဆိုတော့တည်ရတဲ့မလုပ်ဘူးဆိုတာအဲ့ဒါကယူပစတဲ့တော်မှာရှိတယ်အဲ့ဒါကြောင့်ဒီလိုကအများနဲ့ယူဆက်ဖို့ရေးကြည့်တဲ့သစ္စာရှိဖို့ရေးကြည့်ပါလေအဲ့တကယ်ချင်းမဟုတ်ဘူးဆိုတော့နည်းနည်းစီရရှိတဲ့ဟာလည်းလုပ်ပြီးပေါ့ဒီလိုစီရရှိတယ်ဘုရားမြင်ရနော်ယုံကြည်ခြင်းလို့ပြောရတာကျွန်တော်အတိလို့တင်ထားတဲ့ဘုလို့ယုံကြဆက်အောက်မှာရမှာပါကျွန်တော်ဒီမှာရှိတယ်မဟုတ်လားရှိတဲ့ခါကျတော့ဒီမှာတော့ပထမအနေရာမှာပါလဲပိုင်ဆိုင်ခြင်းဒုတိယနေရာမှာပါလဲအပြည့်နော်အဲ့ဒီစီးရဲ့ယုံကြည်တာစီးရဲ့မှာပဲဘုရားကအလိုတော်ပြည့်စုံတယ်လို့ရှင်းနေတယ်နော်ဆရာတွေကတော့စင်ရဲရဲနေတဲ့ဆရာတွေကပါလဲဒါတော့ဘုရားကတဲ့မှာမင်္ဂန်တဲ့လူဖြစ်တယ်တင်းတော်ဆရာဖြစ်တယ်ဆိုတဲ့လူတွေမရှိဘူးလားရှိတယ်နော်ပြီးတော့မှပါလဲပါဏာထိန်လို့ယုံကြည်တဲ့လူဒါစီးရဲချင်းလို့ယုံကြည်တော့အဲ့လိုစဉ်းစားပြီနော်ပါဏာထိန်လို့ကိုယ်ယုံကြည်တဲ့လူပါလဲတရားသခင်တောင်းဖြစ်ပါတယ်လို့မနေရဘူးဒါဝင်ဆိုရမှာလဲလို့ကမှာသူကအဲ့လိုမျိုးဒီစီပိုင်ဆိုင်မှုတစ်ခုရှိဆိုဘုရားသခင်ရဲ့ပါလဲတာဝန်ပေးထားတဲ့ညာဖြစ်တယ်ဘုရားပတ်စံ900ရှိတယ်ဆိုတော့ဘုရားသခင်ပေးထားတယ်အဲ့ဒါကျွန်တော်ဘယ်လိုလုပ်မလဲဘုရားသခင်ကအကျိုးရှိအောင်ဒီအောင်ဘယ်လိုလုပ်မလဲဟုတ်မလားဒါမှမဟုတ်လူတွေကူညီတဲ့နေရာမှာဘယ်လိုလုပ်မလဲကျွန်တော်အတွက်ငါအတွက်အသက်ကြီးလာတာဘယ်လိုလုပ်မလဲပိုင်ဆိုင်တဲ့အရာတွေဘယ်လိုထင်ပါတယ်ဒါပေမဲ့စီးရဲကျွန်တော်ပြီးတော့မှတို့ဒီမှာတော့ခုရှိတယ်နော်စီးရဲချင်းနဲ့ပါလေပါဏာထိန်ရဲ့ချမ်းသာခြင်းနော်အဲ့ဒါ prosperity ဟိုလည်းရှိတယ်နော်အဲ့ဒီလူတွေရှိတယ်နော်ဆိုတော့ဒီမှာချမ်းသာတဲ့ဥပပဲပြ
ပဲပြီနော်မလို့ချင်တဲ့ဗာလဲလုပ်တဲ့ကမှာဝင်နေတယ်အဲကြောင့်အလုပ်တစ်ခုကိုလုပ်တဲ့ကမှာသူတို့ကဘယ်လိုပဲလိုအပ်တာဖြစ်ဆွရမယ်အဖြစ်တွေပဲစဉ်းစားတယ်ဒါနဲ့ဒီမှာကိုကိုပါဏာထိန်လို့ယုံကြည်တဲ့လူတွေကလည်းအလုံးမှန်တယ်ကိုသူကဘာပြောလဲခရစ်တော်ကိုအစီခံခြင်းလို့အဲ့ဒီကိုလို့တဲ့အလုံးမှန်တယ်ခရစ်တော်ကိုအစီခံတဲ့အတွက်ကိုအကောင်းဆုံးပဲဖြစ်အောင်မလဲကျိုးစားခြင်းစိတ်မရှိလားရှိတယ်အဲ့တော့သူကအကောင်းဆုံးဖြစ်အောင်ဘုရားသခင်ကိုစက္ကပ်ဖို့ဆိုဖို့ရတယ်အလုပ်ကိုကြိုးစားတာဖြစ်တယ်။ဘာဖြစ်လဲသူတို့တော့မှန်နေတာဘုရားကျောင်းထဲမှာလုပ်တဲ့ဟာတော့မဟုတ်ဘူး။အပြင်မှာသူများရှိမှလုပ်တာမှန်နေတာကဒီကိုအလုပ်မှာလုပ်တာဖြစ်စေကဘုရားဘုရားသခင်ဘုန်းတော်ကြီးကဖြစ်တယ်။နော်ဆိုတဲ့ဟာကိုကခရစ်တော်ရဲ့အစီခံတပေါ်အနေနဲ့လုပ်တဲ့အခါမှာသူများတွေသူကောင်းတာလုပ်ကောင်းတာသိကြတာမှန်ကန်တာတွေ့လာတဲ့အခါဘာမှမဖြစ်လို့ဆိုဘုရားသခင်ဘုန်းတော်အဲ့မှာထင်ရှားသွားတာ။နော်အဲ့ဒါကြောင့်မို့တာယုံကြည်ဘာနာချင်းဖြစ်မှာငါဘာနာချင်းဖြစ်ပါတယ်လို့ယုံကြည်တဲ့လူကအဲ့ဒီလိုမျိုးရှိပါတယ်ဒါပေမဲ့ယုံကြည်သူကပဲချမ်းသာရမယ်ဆိုတော့ပါလေဘာပြောလဲနော်အလုပ်တစ်ခုကသူကဘာလို့လုပ်လဲချမ်းသာဖို့ပဲလုပ်တာနော်မြတ်သူကတော့ကြီးမမဟုတ်လားမဟုတ်တော့ဘူးသူချမ်းသာဖို့ပဲလုပ်တော့တာနော်အဲ့တော့အတွေ့အခေါ်ဆိုတာအမှန်တမ်းအရေးကြတာနော်ယုံကြည်ခြင်းဆိုတာအမှန်တမ်းအရေးကြီးနော်နည်းနည်းလေးချော်လို့ဆိုပါလေဟုတ်တယ်လို့မှန်တယ်လို့ပဲဒါလည်းမဖြစ်သက်တယ်မှားသွားတယ်နော်အဲ့တော့ချမ်းသာရမယ်ဆိုတော့စိတ်ရှိတယ်လို့ပါလေသူတို့ကကိုချမ်းသာဖို့ကြိုးစားတာဘူးဘုရားသခင်တော့မဟုတ်တော့ဟုတ်လားမလားအဲ့ဒါမျိုးဖြစ်ပါလေကဲဒီတော့မှဒီမှာဘုရားနဲ့အတူများတဲ့ဘယ်လိုပြောတယ်လဲချမ်းသာဘုရားမဲ့လူတွေကဗာပြလဲစီးရဲမှဘုရားခင်နဲ့တဲ့တယ်ဘုရားခင်နဲ့မှန်တယ်လို့ပြောတဲ့စီးတဲ့လူတွေပါလေအဲ့ဒီလူတွေကဗာပြောတယ်ကဘုရားကိုမသိတဲ့လူတွေကချမ်းသာတယ်လို့စဉ်းစားတယ်အဲ့တော့ကျွန်တော်အသိတော်ထဲမှာချမ်းသာလို့ရှင်ပါလေသူတို့ကဘုရားခင်ကိုမသိတဲ့ချမ်းသာတယ်စဉ်းစားလားသူတို့ရောအဲ့ဒါစဉ်းစားပြီးမှားတော့ဟောတော့အဲ့ဒါကြောင့်မို့ဒီမှာလဲအဲ့လိုမျိုးဖြစ်ပါတယ်အဲ့တော့ဘုရားမဲ့လူတွေချမ်းသာတယ်လို့ဘုရားသခင်ရဲ့တာသမီးစည်းရမယ်လို့စိတ်ရှိတဲ့လူတွေနော်ကအဲ့လိုစဉ်းစားပါတယ်လို့ပြောနော်ပြီးတော့ပါလဲဘာသာတဲ့ဘယ်လိုရှိတယ်သစ္စာမရှိဟုတ်နော်ဘုရားနဲ့လူတွေကဘာဖြစ်လဲသစ္စာမရှိတဲ့လူတွေဖြစ်တယ်လို့သူတို့ကမသိဘူးလားဘလို့မှသစ္စာမရှိတဲ့သူကဘုရားသခင်မှမရှိတာမသိဘူးနော်ဟုတ်လားသူကြိုက်တယ်လို့ပဲပါလဲလုပ်မယ်သူပြောတယ်လို့ပဲပြောမယ်စားရတယ်ပါလဲသစ္စာမရှိတော့ဘူးဘုရားသခင်မသိတဲ့လူဘုရားမဲ့တဲ့လူနော်အဲ့ဒါကြောင့်သူတို့ကဘုရားမဲ့တဲ့လူတွေကိုပါဏာထိလုပ်တဲ့လူကသူသစ္စာမရှိတဲ့လူဖြစ်တဲ့အတွက်ကြောင့်မို့ဘယ်လိုလုပ်မလဲဆိုလို့ရှိရင်သူတို့ကသဘောဝနာနဲ့ပဲချိန်မှာဘယ်လိုလုပ်မလဲဘယ်လိုဖြစ်လဲအတိအကျတော့လုပ်နေအဲ့ဒါကိုကောက်ွယ်နေတော့ပြောမှဆိုတော့သစ္စာမရှိတဲ့လူတွေအဲ့ဒါကြောင့်မို့ဒီမှာနော်ဘုရားမဲ့တဲ့လူတွေသစ္စာမရှိတဲ့လူတွေဖြစ်ပါတယ်တဲ့အဲ့ဒီနည်းလမ်းတွေကကျွန်တော်တို့သဘောပေါက်နားလည်တယ်နော်ဆိုတော့တချို့တွေကသစ္စာရှိတဲ့လူရှိကောင်းတယ်ဒါပဲဘုရားကမသိလို့ရှိရင်ချွတ်ချွန်နေတယ်ဆိုတဲ့ဘုရားကိုပြောချင်ဟုတ်တယ်နော်ဘုရားမဲ့ပြီးတော့မှသားလို့ရှိရင်အများကြီးပဲအဲ့လိုမျိုးဖြစ်တဲ့လူဒါပေမဲ့သူတို့တွေကဘုရားမသိတဲ့အတွက်ကြောင့်မို့ဘုရားဒီလိုသိတဲ့လူတော့သူတို့ကိုအားကိုးလို့မရသစ္စာနဲ့တယ်နော်ပြီးတော့မှဒါချမ်းသာရမယ်ဘုရားခင်သားသမီးအရောက်တိုင်းကချမ်းသာရမယ်လို့စဉ်းစားတဲ့လူတွေကဘာဖြစ်တယ်လဲဒါဘုရားမဲ့တဲ့လူစီးရတယ်လို့ပြောကျွန်တော်တင်တော့မစီးရတဲ့လူရှိလို့ဒီမှာလဲအဲ့လိုဘုရားခင်သားမသိသေးဘူးတေချာနာသဘောနားမလဲမပြောဘူးလားအဲ့ဒါတော့စီးရတာအကြည့်နေကိုကြည့်ပါလားဟိုလိုဖြစ်တယ်အဲ့လိုမပြောဘူးလားအဲ့လိုပြောအဲ့ဒါကြောင့်မို့ဒါတွေကတော့ချမ်းသာရမယ်ဆိုမှစိတ်ရှိတဲ့လူအဲ့လိုပြောပါတယ်တဲ့ပြီးတော့ပါလဲနောက်ဆုံးတော့ပါလဲဘုရားသခင်ကြီးလူများသည်တဲ့အမှန်တော့ဘုရားသခင်လူများပါဖြစ်ရမယ်လို့ဆင်းရဲတဲ့အခါမှာပဲဘုရားသခင်နဲ့မှန်ကန်တယ်လို့ပြောတဲ့လူကဘယ်လိုဆင်းနေလဲဘုရားသခင်ရဲ့လူများကဆင်းရဲရမယ်မပြောလားပထမတွေ့လားဖတ်ရအောင်ကဲဘုရားသခင်လူများတွေပါရပါလေစီးရဲရမယ်စီးရဲကိုစဉ်းစားတာဘုရားသခင်နဲ့ဘုရားကအလိုတော်လိုက်ချလို့ပဲသူကစီးရဲတာနော်သစ္စာရှိလို့သူတို့အဲ့လိုပဲတင်တယ်နော်ကြိုးစားမှုတွေသူတို့တော့မရှိတော့ဘူးနော်အဲ့ဒါကြောင့်မို့တချို့တွေကအဲ့လိုမျိုးစဉ်းစားတာရှိပါတယ်ဘာနာထိန်ဖြစ်ပါတယ်ကိုယ့်ကိုသိတယ်လို့ဘယ်လိုပြောရလဲဘုရားသခင်ရဲ့လူတွေကသစ္စာရှိတယ်အဲ့လိုတင်နော်သစ္စာရှိနော်ပြီးတော့မှပါလေဘုရားမှာချမ်းသာရမယ်ဆိုလို့ယုံကြည်တဲ့လူတွေဘာဖြစ်လဲ
ဘုရားသခင်လူတွေကဘာလို့လဲချမ်းသာရမယ်လို့ပဲသူတို့ယုံကြည်တယ်ဖြစ်တယ်နော်အဲယုံကြည်ခြင်းဖြစ်တယ်ခုနပြောလို့ယုံကြည်၃မျိုးရှိတာခုနော်ဆင်းရဲဘုရားသခင်လူတွေကဆင်းရဲတဲ့လူတွေဖြစ်ရမယ်ဆိုတော့ယုံကြည်ခြင်းတစ်ခုရှိတယ်အဲဘုရားသခင်လူတွေကချမ်းသာရမယ်လို့ယုံကြည်မရှိလားရှိတယ်ဒါပေမဲ့ကျွန်တော်တို့ဘုရားသခင်လူဆိုတာဘာနာတိဖြစ်ပါတယ်ဆိုတော့ဘုရားသခင်ကစံတဲ့ထဲမှာပါပြီးသားလူအဲ့လိုဖြစ်တယ်ဆိုတော့ဆိုလိုချင်းဖြစ်တယ်နော်သဘောပေါက်နားလည်နော်ပြီးတော့မှဗာလဲနောက်ဆုံးမှာကျွန်တော်ပေးကမ်းခြင်းမှာတဲ့ကျွန်တော်ပေးတာလည်းဗာဖြစ်တယ်တဲ့စီးရဲတဲ့လူကတာဝန်ရှိလို့လားမပေးမဖြစ်လို့ပေးတာဖြစ်တယ်နော်ပေးခြင်းတရားတစ်စက်ကပေးခြင်းကိုနော်အဲ့ဒါတော့တာဝန်အရာပဲပေးရတာဖြစ်တယ်ဆိုတော့သူလည်းပေးတော့ပေးလိုက်ရတော့စိတ်ချမ်းသာလားမချမ်းသာအဲ့ဒါတော့အဲ့လိုမျိုးစီးရဲတဲ့လူကစီးရဲတော့ပေးခြင်းတော့မလို့ကိုကမရှိတဲ့ဟာတော့ရှိတဲ့ဟာလို့သူများလည်းစိတ်ချမ်းသာမလားမချမ်းသာအဲ့ဒါစီးရဲတယ်လို့ထင်တဲ့လူတွေကတာဝန်ရပေးတာပဲရှိပါတယ်တဲ့ဒါပဲပါဏာချင်းကဘာပြောလဲနောက်ကိုချစ်တော့ကြောင့် ဘုရားတကူချစ်လို့သူများတို့ကူညီခြင်းနဲ့စိတ်ရှိတယ်စိတ်ချမ်းသာလားလူတွေကစိတ်ချမ်းသာတဲ့သူကူညီရရတဲ့ခါမှာသူဘာဖြစ်လဲစိတ်ချမ်းသာအဲ့လိုကအဲ့လိုဖြစ်ဒါပေမဲ့ဟိုဘက်ကလူတွေကျတော့ချမ်းသာရမယ်ဆိုတဲ့လူတွေကရရှိတယ်ငါတို့ကူညီလို့ရှိရင်ငါ့ကိုပြန်ကူညီမှာဟုတ်မလားဘယ်လိုပဲဖြစ်ငါတို့တော့အရင်နေ့ဆက်လို့ရှိရင်တော့ရမှာပဲအဲ့လိုစိတ်နဲ့သူလုပ်တဲ့ခါမှာနေရာချင်းမတူဘူးအဲ့တော့ပြန်လဲရဖို့လို့သူတို့ကဗာလဲသူများကိုလည်းဗာလဲပေးတာဖြစ်တယ်လို့ပြောတယ်ပြီးတော့ဗာလဲနောက်ဆုံးကသုံးဆွဲမှုတည်တဲ့သုံးရမှုနဲ့ပြောရှင်မှုဆိုတော့ကကြတော့သူတို့ကသုံးဆွဲရမှာတိကသုံးရမှာဖြစ်မရမကသုံးရတဲ့ဘောပဲရှိတယ်နော်သူတို့မှပြောလားမပြောဘူးတဲ့နော်ဒါပေမဲ့ဒီမှာဘာသာချင်းအဖွဲ့တွေကဘယ်လိုဖြစ်လဲတောင်းခြင်းနဲ့တာဝန်ပြုခြင်းဆိုတော့သုံးဆွဲရတယ်ဆိုတော့ခုနပြောလို့ဘုရားရှင်ဘုန်းတော်ဒီရှားဖို့အတွက်သုံးတဲ့အခါကျတော့ဗာလဲဘုရားရှင်ယေရှုတင်ဆုတောင်းတဲ့ဟာဘုရားရှင်ကျွန်တော်ဒီမှာသုံးလိုက်ရဆိုလို့အသင်ဘုန်းတော်ထင်ရှားပါစေနော်ဟုတ်တယ်နော်အဲ့လိုမျိုးအတွေးခေါ်တွေကအဲ့လိုမျိုးပွားဆိုလို့ဖြစ်တယ်အဲ့ဒါကြောင့်ဆုတောင်းခြင်းတဲ့သူကဗာလဲတာဝန်သိခြင်းဖြစ်တယ်သူများကူညီတယ်သူများမဆတယ်လိုအပ်တဲ့နေရာပေးတယ်ဆိုတာတော့ဘုရားသခင်ရဲ့တာဝန်ပေးတာဗာလဲကြီးပုဏ္ဏကိုဆိုလို့ချင်းဖြစ်တယ်နော်အဲ့လိုသူတို့စိတ်အဲ့လိုစိတ်ကြည်လိုက်တာဘောတော်ဝင်ကြလို့မတာဘူးလားတခါတည်းကြာဝမ်းတာတယ်မကြည်ရလို့ဝမ်းတာမလားကျွန်တော်တကယ်ဘယ်လိုပြောလာမလဲကျွန်တော်ဒီလိုလုပ်လိုက်လို့ဖြစ်လိုက်ပြီဆိုမှတော့သူလုတ်ခဏမလုပ်တဲ့ကောင်ကတော့စိတ်မပူဘူးလားစိတ်ပူတယ်အဲ့ဒါကတောင်းလို့ကြည့်တာဒါပေမဲ့ဘုရားသခင်လုံးခိုင်းတဲ့အခါကျွန်တော်တောင်းလို့ကြည့်ပြီးဆိုတော့ဝမ်းတာတယ်အဲ့လိုမျိုးပြောဆိုလို့ချင်းဖြစ်တယ်တဲ့ပြီးတော့မှဗာလဲချမ်းသာတဲ့လူတွေကဗာပြောလဲအဲ့ဒီသူသုံးလိုက်တာပဲဘုရားရှင်ဘုန်းတော်ချင်ချားတဲ့တဲ့ချင်ရမှာမသိတော့သူရှိတာကလည်းသုံးဖြုံးတာဖြစ်သွားတယ်အဲ့ဒါကြောင့်တာရတော့ကျွန်တော်တို့ဘယ်ဘက်ထဲမှာပါလဲကိုသိလားအရေးကြီးတယ်ကိုသိတယ်ဟာမသိလို့ရှိရင်တော့ပြဿနာနော်ကိုယ့်ကိုယ်ကလည်းဘယ်ချက်ဘက်ထဲမှာပါတယ်ဆိုတဲ့ဟာကိုမှတ်ထားလိုက်ဒါပေမဲ့ကျွန်တော်တို့ပန္နာထိန်အခွင့်ထဲမှာပါဖြစ်နော်ကျွန်တော်အဲ့ဒါပြောကြတယ်ဒါဆိုတော့အဲ့ဒီလိုပါပဲကျွန်တော်ဘုရားကဘုလို့ပါလေခြေရှားနိုင်တယ်။ဟောပေးမအဆူရောက်တဲ့ဟာတွေဘာမကောင်းလားမကောင်းဘူးခတဲ့ကျွန်တော်ကပြောနေတော့နေနဲ့လာလို့ကဘာကြီးကြီးကတော့နည်းနည်းလေးညွတ်သွားလို့ဆိုပါလေပိုပူလာတာကိုရေခဲသုံးပြီးသွားတော့ဆိုတော့ကောင်းလားယူလာကိုရောအတော်တိအကတ်ဖြစ်တဲ့ဟာကိုပဲဘုရားကပါစင်းလာတယ်နော်ပူလာလဲအဆူရောက်လာလဲဘုရားကမပါစင်းတော့အတိအကျဆိုတာကိုကျွန်တော်တို့ကဘုရားကလူအပ်တဲ့ဟာအစီအတာဖြစ်တယ်ဆိုတော့ပြောချင်တယ်နော်။သိရောက်ဒီနေ့လူတွေပေါင်းတယ်။မယူရတော့နော်။နားမလား။စီစားခဲ့။ Okay အဲ့ဒါဆိုဆက်ပြီးမှသွားရအောင်နော်။အလုပ်အဲ့ဒါကပြောပြီးကကြီးကိုဖတ်မယ်။လို့သူတို့ရဲ့ကျိုးအတွက်ရားတဲ့ခံပြီးပေးထားတော့ရာထိုအကာတော်အရှင်ရားတဲ့ဒီလိုမျိုးရေဥပ္ပင်ကိုပြုစုစောင့်ရှောက်ခြင်းဟာထားတော်မူပြီးအပြစ်ကင်းစင်သောဧဒီဥယျာဉ်ကလည်းသာသနာ့အာရံကိုအလို့ဆန်းသက်ပြီးတခါလဲကျွန်တော်တို့အလုပ်လုပ်တာပတ်စံရဖို့လုပ်တယ်လို့ရှိလားရှိတယ်ဒါပေမဲ့တကယ်တမ်းကျွန်တော်စဉ်းစားမှာဘုရားသခင်ပေးအပ်တဲ့လုပ်ဖြစ်နော်ကျွန်တော်တို့အလုပ်ရတဲ့ကြီးစုကိုချီးမွမ်းတယ်ပတ်စံရတယ်ဆိုတော့ဒုတိယပါပဲနော်ဆိုဒီမှာကျမ်းစာကို
알로즈라 대학교 비에 잠시만에 판신비를 판신시가 또 판신을 능력을 내말에 에리 테마 말에 럭바로ပြောတယ်နော် ပတ်စံရအောင်လုပ်ခဏဟုတ်လားမဟုတ်ဘူးအဲ့ဒီနော်ဘုရားသခင်အလိုတော်အလိုလုပ်တာကိုဘုရားသခင်ကြိုက်တယ်အလိုတော်နဲ့ညီတယ်နော်အလိုမလုပ်တာကဘုရားသခင်အလိုတော်နဲ့ညီလားမညီဘူးအဲ့ဒါလေးသိရအဲ့ဒါကျွန်တော်တို့ကမပြေးရဘူးဆိုတာအဲ့ဒါနော်ပြေးတယ်ကိုသမီးတော်မှမကျွေးတယ်လို့ကြားတယ်မပေါ့လားအဲ့ဒါကြောင့်မို့ကျွန်တော်တို့အလုတ်ဆိုတာဘုရားသခင်ပေးထားတဲ့အရာဖြစ်တယ်အဲ့ဒါကျွန်တော်ဘုရားသခင်ပုံလို့ထင်ရှားဆိုတော့အလုတ်ကိုကောင်းကောင်းသိသိချာချာလုပ်ရမှာကအဲ့ဒါမှပဲဖြစ်တဲ့ဘုရားထင်ရှားနော်ရင်းတဲ့ဆိုကျွန်တော်တို့ဘုရားသခင်ဘလို့ကဘုန်းတော်ထင်ရှားနိုင်မှာပေါ့အဲ့ဒီအလုတ်ထဲမှာအဲ့ဒါကြောင့်ဘုရားသခင်ခန့်အပ်တဲ့အလုတ်ဖြစ်တဲ့ဆိုကျွန်တော်တို့အဲ့ဒါကိုတူတူပန်းပန်းနဲ့သေးသေးချာချာတိတိကျကျလုပ်တဲ့အခါမှာကျွန်တော်တို့အတက်ကအားဖြင့်အလုတ်ရှိကိုလည်းဘုရားသခင်ကိုခေါ်ကြတာဖြစ်အေဝံဂေလိလုပ်တာဖြစ်သွားမယ်ပြီးတော့တငယ်ချင်းတွေကိုပါဒါလည်းဘုရားသခင်ကောင်းချီးခံစားရတဲ့ဟာဖြစ်သွားတယ်အဲ့ဒါကြောင့်ကျွန်တော်အဲ့ဒါစဉ်းစားရမှာဖြစ်တယ်ဒီသဘောပေါက်ရမှာဖြစ်အဲ့ဒါအလုတ်ဟူသမျှကိုဘုရားသခင်ပန်တီးပေးထားတာဖြစ်တယ်ဘုရားသခင်အလိုတော်ကလူတိုင်းကိုအေးချစွာမှန်ကန်စွာအလိုတော်ချင်းကိုသဘောကျတယ်အလိုတော်ရှိတယ်ဆိုတော့အားထားရအောင်အခုပြန်ဖတ်ရအောင် လို့ဘောထားရဲ့အလုပ်ကိုရှိရှိဆောက်ရတဲ့လုပ်လို့မလို့တင်တော့ဒီကဆောက်ရလို့ခုနကပြောပြီးဆိုတော့နော်အလုပ်လုပ်တာအင်မတန်မှအရေးကြီးပါတယ်တဲ့6ရက်စလုံးလုပ်လားလုပ်ရမယ်ကျွန်တော်တို့9ရက်နောက်တဲ့နေ့မှာဘာလို့လဲနားတယ်အဲ့ဒါဘာပြောလဲဘာလို့ဆိုလို့ခေါ်ရတာကိုပုပ်နေပေါ့နော်ပုပ်နေရက်နားနေပြီဖြစ်နော်ဘုရားကအလုပ်လုပ်တော့ပြီအဲ့ဒီနေ့အခုချိန်မှာပဲရဲ့ဖြစ်နေတယ်ပြောစဉ်းစားပါဟမ်ဇနေပေါ့ ဘုရားကနားခဲ့တဲ့နေ့ကဘယ်နေ့ဖြစ်နေလဲပုပ်နေအခုချိန်ကာလနဲ့ဘယ်နေ့လဲ Sunday စက်တယ် တတိယနေ့နဲ့ဘာနေ့လဲ Sunday တကယ်ဘုရားရဲ့ဒီဘာပြောလဲခရစ်တော်ဘုရားအဲ့ဒီနေ့ပါပဲရှင်ပြန်ခါပြလာတယ်ဒါပေမဲ့ဘုရားလက်ကြီးခါစင်းပြနားနေရပဲဖြစ်နေလေစနေနေ့ဖြစ်တယ်နော်တို့အဲ့ဒါသိရမယ်တို့ကအဲ့တော့တပတ်ထဲမှာပထမနေ့ရဖြစ်တဲ့ဘယ်ဒီနေ့မှာစမ်းပြုတ်ကမှရေးစားတယ်ပထမနေ့မှာစမ်းနေလို့မရေးစားဘူးလားအဲ့ဒါပထမနေ့ကိုစနေနေ့နောက်ဆုံးနေ့မှာမရေးစားဘူးလားအဲ့ဒါတပတ်ထဲမှာနောက်ဆုံးရဖြစ်တဲ့ကြောင့်ကနောက်ဆုံးနေ့မှာရေးစားအဲ့ဒီနေ့မှာဘုရားသခင်ကိုယ်တော်တိုင်ကပါလေနားခဲ့တဲ့ဥပုပ်ရဖြစ်အဲ့ဒါကြောင့်တို့ကစနေနေ့ဆိုလို့ရှိရင်တို့နားရဖြစ်တဲ့ကြောင့်ကဘာလုံးမှာကဘာလို့လဲဥပုပ်နဲ့မဟုတ်ဘူးလားမနာဘူးလားအစိုးရတွေကမနာခိုင်းဘူးလားစနေနေ့နားရတယ်ဒီနေ့ဦးနေတဲ့ကတပတ်ထဲမှာပထမနေ့ခရစ်တော်ရှင်ပြန်ထားလာတဲ့နေ့မျိုးအဲ့ဒီနေ့မှာလည်းခရစ်တော်သခင်ပြရဲ့နေ့ဖြစ်တဲ့ကြောင့်ကိုပါဖို့ကိုးွယ်ရရေးပြနေတော့ရက်ဖြစ်တဲ့တော့တို့ဒီနေ့လည်းမနာဘူးလားနားတယ်လောကတဲ့အကုန်အဲ့ဒါကြောင့်မို့အဲ့ဒီနေ့ကစနေနေ့နားတာဒီနေ့ဦးနေနားတယ်ဆိုတော့ကျမ်းစာထဲကဖြစ်လာတဲ့အရာဖြစ်တယ်ဆိုတော့ဒီသိချာနော်အလကားလေးကိုစဉ်းစားလို့ဖြစ်တာမဟုတ်ဘူးကျမ်းစာထဲမှာရှိလို့တကဘာလုံးကအသုံးပြုတာကအဲ့ဒီစနေနေ့တနေ့ကိုလေဘုရားသခင်နားခဲ့တဲ့နေ့နဲ့ဗါလေခရစ်တော်ရှင်ပြန်ထမြောက်တဲ့နေ့ဖြစ်တဲ့အဲ့ဒီနေ့ကိုအတိမပြုတဲ့နေ့ကျွန်တော်တို့ကဖြစ်လာတာဖြစ်တယ်ဆိုတော့ဆိုလို့ချင်ပါတယ်အတိကတ်စစ်ချင်ပါတယ်နော်အဲ့ဒါကြောင့်အများအားမှထားလိုက်တနေ့ကိုနေ့ဆိုတာပထမဆန်ဒေးပဲနော်အဲ့ဒါဆန်ဒေးကပထမနေ့တရက်တစ်ပတ်ထဲမှာဗါလေပထမရက်ဖြစ်တဲ့ဆန်ဒေးအနေနဲ့ဟိုမှာပထမနေ့ရေးစတယ်စနေနေ့ကျတော့ဆုံးမှာဗါလေစနေနေ့ရေးထားတာဆက်တဲ့နေ့ကနောက်ဆုံးမှာပဲနေတာအဲ့ဒါကအလွယ်ဆုံးပဲတော့မပြီးဘူးမဟုတ်လို့ကျန်ဟာဒီနေ့ကိုလည်းဥပုနေလားနော်ဥပုနေတော့ဟုတ်ပါရဲ့ဒါပေမဲ့ကျမ်းစာထဲမှာပြောတာပြည့်ရတယ်ဆိုတော့ပေါ့နော်ဆိုတော့အဲ့ဒါပြောချင်ပါတယ်ပြီးတော့ဆက်ပြောတော့ပဲဗါလဲလေလုံးတဲ့အခါမှာနော်ကျွန်တော်တို့လူရဲ့အကျင့်စာတွေလို့ပြောနေတာဒါလုံးလာဝရိယရှိလားမရှိဘူးလားဒါဆိုမရှိတဲ့လူဘယ်လိုပဲနည်းနည်းတော့လိုအပ်တယ်အဲ့ဒါကြောင့်ကျွန်တော်တို့ကအလုံးချင်းဟာဘုရားသခင်တာဝန်ကိုထားဆောင်ခြင်းဖြစ်ပါလေဆိုတော့သိချာနော်
အဲ့ဒါကြောင့်မို့တဲ့အဲ့ဒါလုံးလုံးဝိရိယနဲ့လုံးလုံးနဲ့ဘာဖြစ်တယ်လဲဒီမှာအစိုးရတည်းနော်ဆိုတော့ကျွန်တော်တို့ကကိုမီတခုတည်းမှာလုပ်ရင်တော့တီးတီးချာချာလုပ်ပြီးတော့မှသစ္စာရှိရှိတောင်းတီးတီးလုံးလုံးဝိရိယနဲ့လုပ်လို့ဆိုတော့နောက်ဆုံးအတဲ့ဆုံးခံရတယ်အဲ့ဒီကုမ္ပဏီရဲ့မန်နေဂျာတွေလည်းဖြစ်နေနော်ဘာဖြစ်လို့လုံးလုံးဝိရိယရှိတယ်လဲကျွန်တော်တို့ခန့်ချင်တဲ့စိတ်လေးရှိတယ်အဲ့တော့နောက်ဆုံးကြတော့အဲ့ဒီကုမ္ပဏီကျဘာလို့အုပ်စိုးနိုင်တဲ့ဖြစ်လာတယ်ဆိုတော့ပြောချင်တယ်နော်အဲ့ကြောင့်မို့အဲ့ဒီကလူမျိုးတွေကကျွန်တော်တို့ဆက်ပေးပြီးလာလဲအဲ့လိုပြောလို့ချက်တာနော်သူကဘာပြောဆိုတော့ဘာပဲဖြစ်ဖြစ်အလုပ်တစ်ခုလို့ဒါတတိယငါဒီအချိန်ပိုင်းရနော်ဒါယူကြည့်ပြောလေးချင်းနော်ယုံကြည်ခြင်းဒီညော်လေးချင်းတော့ရပါလေမျက်မှောက်ပြုစေတယ်ပြီးတော့မမြင်ရတဲ့ရပါလို့လည်းစိတ်ထဲမှာဆွဲလန်းခြင်းဖြစ်တယ်လူမြင်တဲ့လားသူ့ချိန်မှာမမြင်တာပဲဒါတော့ငါပိုင်ရှင်ဖြစ်ရမယ်တတိယဟုတ်တယ်မလားအဲယုံတာပဲအဲ့ဒါကြတော့အဲ့ဒီဟောအမြဲတမ်းဆွဲလန်းလို့ဟာကျူးစားတဲ့နေတာနောက်ဆုံးကြတော့တော်လာတဲ့ခါကျအကုန်လုံးသဘောပေါက်လေကိုယ်ကြီးမှသူလုပ်တယ်လို့ကိုလုံးလွတ်လာပြီးရတယ်လုပ်တယ်လို့အကုန်လုံးသဘောပေါက်သွားပြီသဘောပေါက်လာတယ်သူကတော့သူများလူပါလေပြောရတော့မယ်ဒါလို့ဒီလိုပေါ့လို့ကိုလုံးအစီအစဉ်ကြမန်နေဂျာကြီးဖြစ်သွားတဲ့ခါကျနောက်ဆုံးကြတော့အကုန်လုံးနဲ့အဲ့လိုမျိုးစိတ်သက်မရှိတဲ့လူချက်ဆံအဲ့ဒါလိုလုံးလောက်ပြီးဒီပိုင်းဒီနေရာကပဲပိုင်ရမယ်ဖျားသိကောင်းကြီးပြထားနေရဖြစ်တဲ့ဒီပညာလည်းငါတက်လာဆိုလို့ရှိရင်မလုံးချင်တော့မှဒီလိုကတော့အနာနော်ဒါမှမဟုတ်တဲ့ခင်ဗျာတက်ကုမ္ပဏီတစ်ခုထောင်လို့ခင်ဗျာအဲ့ဒီပုံစံမျိုးတော်လို့ရနော်အဲ့လိုမျိုးကိုပြောချင်ဖြစ်တယ်နော်အဲ့ဒါကြောင့်ကျွန်တော်တို့ကအစိုးရတယ်နော်ဆွဲလုံးကဝိရိယဖြစ်တဲ့လူတွေကနောက်ဆုံးကြတော့အစိုးရနေတယ်ဆိုတော့ကိုကြားတဲ့ခင်ဗျာလည်းပြောထားတာဖြစ်တယ်နော်ဆက်ပြောဟိုဘက်မှာသွားရအောင်အဲ့လိုဒီထွက်တော့တဲ့လောက်ဒီတို့အမှုတို့တာဆောင်ရွက်တဲ့တဲ့မဟုတ်ဘယ်ပြားမှုတော့ဆောင်ရွက်တဲ့ဒီလိုများတို့နဲ့ဒီမှာစိတ်နဲ့ပြီးကြတော့ဒီလိုဒီခင်ခင်တော်ရဲ့အစီအစဉ်ကရှိတယ်ကတော့မဖတ်တော့ဘူးစိတ်သိမရှိတယ်အဲ့ဒါကြောင့်ကျွန်တော်တို့ကအလုံးလုံးတာမှပြသူတလုံးတယ်လို့ပြောချင်ရမယ်လေဘုရားတင်ကြလို့ဆောင်ရွက်တယ်ဘုရားကမှုသူတော်ကိုအစီခဏဖြစ်နေဆိုတော့ကိုပါလေတိထားရမှာဖြစ်တယ်ဒီအလုံးရှင်အတွက်လုပ်တယ်ပတ်စံအတွက်လုပ်လို့ဆိုတော့ပေါ့သွားတယ်နော်အကောင်းဆုံးမလုပ်နိုင်တော့ဘာလို့လဲကွာတခါကျမောလာတယ်တခါကျတော့ပြင်ပန်းတာလည်းမျိုးရှိတာကကျွန်တော်အကောင်းဆုံးမလုပ်နိုင်ဘူးဘာဖြစ်လို့ဒီလောကအစစ်လောက်မှာပဲကျွန်တော်တို့လုပ်တယ်ဘုရားသခင်အစစ်လောက်မှာလုပ်တဲ့လူတော့ကျွန်တော်မလုပ်နိုင်အဲဒါတော့ဘာပဲလုပ်လို့ကျွန်တော်တို့ကခရစ်တော်ရဲ့အစီခံဖြစ်နေကျွန်တော်လုပ်တဲ့အခါမှာအကောင်းဆုံးဖြစ်အောင်ကြိုးစားခြင်းနဲ့စိတ်ကမရှိတာဘူးလားဖြစ်နေတာရှိတာဘာဖြစ်လို့ဆိုတော့ကျွန်တော်လုပ်တာကလည်းဘုရားကြီးဘုန်းတော်ကြည်ရှားဖို့လုပ်တဲ့ဒီလိုမျိုးစိတ်ကလည်းကျွန်တော်တို့အလုပ်လုပ်တဲ့အခါမှာအင်တမပြောရွှင်တဲ့ဘုရားတဲ့ကောင်းခြင်းမိကလည်းခံစားရမှာဖြစ်တယ်ဆိုတော့ကိုဒီမှာပြောထားခြင်းဖြစ်တယ်ဆက်ပြောဖတ်ရအောင်ဆိုကျွန်တော်ဆိုတော့ကျွန်တော်တို့အရေးကြီးတာအဲ့ဒါပဲเนาะဘာပဲလို့ကျွန်တော်စိုးရိမ်စရာမလိုဘူးတကယ်တမ်းကျတော့ဒီEDL လိုမျိုးဟိုးအင်ဂျင်အေဂုတုဘီပေါ်တော့ကျန်တာအေဂုတုဘီကထွက်လာတဲ့အခါမှာဟိုးဒီပြည်တဲ့တရားကိုပေးပြီးတော့မှတို့ကမလုပ်ရမှာဆိုတော့တဲတော်ဆောက်အောင်ချိန်ဘုရားသခင်ကဟိုးအင်ဂျင်ထဲကလုထားပြီးပြီလို့เนาะဒီစင်ထားပြီးပြီကကျွန်တော်များများပြောတော့ကျွန်တော်တို့အဲ့တော့ဘုရားသခင်အချစ်ရှိလို့နောက်အနစ်တရားအနစ်တစ်ထောင်အတွက်ပြင်ဆင်ထားရမယ်ဘုရားသခင်ကမှအတည်ပြုတဲ့ဘုရားကဘုရားသခင်ဖြစ်ပါကျွန်တော်တို့ကအဲ့ဒါကိုဘယ်လိုစီမံကိန်းလုပ်တတ်ရမလဲဆိုတာဆိုလို့ချင်းဘုရားသခင်တော်အကဲအနစ်လေးထောင်လောက်နောက်ပိုင်းမှာဖြစ်တော့ကိုကေတီပြရတဲ့အလုပ်ကိုပြုလို့ရတဲ့စဉ်းလာခိုင်းတာဒါပေမဲ့အဲ့ဒီဟာဟိုးကဘာဦးကြမ်းရတယ်ဗာလေခန်းကြီးတော့ငယ်15မှာအမျိုးသမီးရဲ့တာကခင်ဗျားကလည်းခြေတော်နေပြီးတော့ခင်ဗျားလည်းခင်ဗျားရဲ့ဘာပြောလဲအဲ့ဒါကိုခြေတော်ကိုပေါက်လိုက်တယ်ပြောတာဘာဖြစ်လို့အဲ့လိုပြောတယ်ပြောသိတာလူတစ်မျိုးလူပေါ့နော်လူကြောက်စင်မှာယောက်ျားလေးမှာယောက်ျားလေးအမျိုးလဲမျိုးစစ်လေးပါမိန်းကလေးမျိုးစစ်လေးယောက်ျားလေးဒီမှာမိန်းကလေးစင်မှာကသူ့ရဲ့တဘာဝအုံးမကောလို့ခေါ်တဲ့ခိုင်းလို့နော်အဲ့ဒါဒီဥစ္စာကို
야기 뉴스 타라고ပြောမယ်ဆိုတော့ယောက်ျားလေးစီကယောက်ျားလေးမျိုးစိတ်ကမိန်းကလေးနဲ့ပေါင်းလိုက်တဲ့အခါမှာယောက်ျားလေးဖြစ်တယ်ယောက်ျားလေးစီမှာရှိတဲ့မိန်းကလေးရဲ့အစိကမျိုးစိတ်ကမိန်းကလေးစီမှာပေါင်းလိုက်တဲ့အခါမှာပဲမိန်းကလေးဝေးလာဟုတ်တယ်နော်အဲ့ဒါကြောင့်မို့ကျွန်တော်တို့ကအဲ့ဒါသိထားမှာတော့များသောအားဖြင့်အဲ့ဒါမသိဘူးနော်ဆိုတော့ယောက်ျားလေးတွေကတော့မိန်းကလေးဟာငါမင်းမယောက်ျားလေးပဲမွေးတယ်မဟုတ်ဘူးမိန်းကလေးပဲမွေးစားအပြစ်တင်ကြတယ်တကယ်တော့ကိုလိုတာသိဘူးလို့ကနော်ဆိုတော့ကျတော့အဲ့ဒါကဘာဖြစ်လို့ဘုရားသခင်ကအမျိုးသမီးရဲ့စီကလာတဲ့တာကကြောက်အဲ့လိုလုပ်မလဲလို့ပြောတာကအဲ့ဒီခရစ်တော်ကဘုရားသခင်သားဖြစ်လို့အမျိုးသမီးစမှာရောက်အာတာနဲ့အမျိုးဆက်မတော်တော့အဲ့ဒါနော်ဆိုတော့အဲ့ဒါကိုသိထားအဲ့ဒါကြောင့်ဘုရားသခင်ကဒီစီမံကိန်းလုပ်တဲ့နေရာမှာအတော်ဆိုအကောင်းဆုံးဖြစ်တယ်လို့ဘုရားသခင်သားသမီးတွေပါလို့ရမယ်စီမံကိန်းယူပါယုံနဲ့အသက်ရှင်ခြင်းဟာဘုရားသခင်သားသမီးစီမံကိန်းနော်အဲ့ဒါကြောင့်ကျွန်တော်တို့အဲ့ဒါကိုကြည့်ရမယ်ဆိုတော့အဲ့ဒါကိုသဘောပေါက်ရမယ်နော်ဒီတော့ဆက်ပြမတော့ကျွန်တော်တို့ပြောကြတာမလို့ဘုရားသခင်ဘာဖြစ်လဲကျွန်တော်တို့ကိုအောင်မြင်စေတယ်နော်အောင်မြင်မှုပေးခြင်းနဲ့ဘုရားသခင်ဖြစ်တယ်နော်ကျွန်တော်တို့တော်လို့တော့မဟုတ်ဘူးနော်ထိုင်းနိုင်ငံမှာနေတာကျွန်တော်တို့ကြာပြီပေါ့နော်1980နဲ့89ကရလာပြီ90မှာတော့နော်အဲ့ဒီကရက်အခုဆိုမှလည်းတော့ရှိတယ်90ဆိုရှင်တော့ဖြစ်တော့30တော့ပေါ့နော်အဲ့ဒီကြားမှာအနည်းနဲ့ထောင်ကစပြီးတော့ကျွန်တော်ဒီခိုင်းကြောင်းတက်တာဒါတော့မှရိုးပေါ့နော်အဲ့ဒါတက်တယ်ပြီးတော့မှ2005မှာကြာကြောင်းတက်တယ်2011မှာအန်ဒီတက်တယ်ပြီးတော့မှ2000နဲ့မှ19မှာဒီမီတက်ဆိုတော့အဲ့ဒါတွေကကျွန်တော်တို့ဘာမှမလုပ်ဘူးတကယ်တော့ဘာမှမတတ်ဘူးเนาะဒါပေမဲ့ဘုရားသခင်အခွင့်အရေးပေးတယ်ကကျွန်တော်ရအောင်ယူနေတာဆိုတာကလည်းကျွန်တော်ကိုယ်တိုင်လည်းတော့စပိတ်ပြီးတော့ခုမရှိလို့ဒါလည်းလုပ်လို့เนาะဘုရားသခင်အဲ့ဒါအရေးကြီးတယ်သူကတင်ပေးတဲ့အခါမှာကျွန်တော်တို့အဲ့ဒါကိုအခွင့်အရေးရတာကအဲ့ဒီစပိတ်ပြီးတော့ကျွန်တော်တက်ချင်လို့ပြောပါတယ်လက်ခံကျွန်တော်တို့တကယ်ချင်းတော့ခိုင်းကဒါမှမွေးတာတဲ့လက်စကားတတ်တယ်အဲ့ဒီစပိတ်ပြီးမရှိတဲ့အခါကျတော့ empty လည်းပါလေတက်လို့မရနော်ဒီမီးလည်းပါလေတက်လို့မရဘူးဘာလို့ထိုင်းတော့ဟုတ်တယ်ဒါပေမဲ့တို့ certificate မရှိဘူးဒါပေမဲ့ဘုရားသခင်ယေရှုတင်ရကျွန်တော်တို့ကအဲ့ဒီလိုကျွန်တော်အဲ့ဒါအားပေးတာအဲ့ဒါပဲဘယ်သူပဲဖြစ် certificate ကိုပြရအောင်ဒီပလိုမာပဲဖြစ်ဖြစ်ပေါ့နော်ဘာပဲဖြစ်ဖြစ်တက်လို့ရတယ်အဲ့ဒါ promotion နဲ့တက်တယ်လာစားလည်းတိုးတယ်နော်ကျွန်တော်တို့ခိုင်းပါလားလို့နော် certificate မရှိရင်ရိုးရိုးပေါ့မှဒါပေမဲ့ certificate ကိုရှိလို့ချင်းလာစားကတိုးတယ်နောက်ခုစနေတိုးတယ်နော်ဒါပေမဲ့အမေရိကမှာဒေါက်တာဒီဂရီရလို့ရှိရင်အလုပ်ရှာခက်တယ်ဘာဖြစ်လဲလာစားအဲ့ဒီဒီဂရီအရာပေးရဆိုတော့လာစားမပေးနိုင်ကြဘူးမပေးရှိချောက်တယ်အဲ့တော့ဒီဘလိုမှာတက်တယ်ဆိုတော့ဆယ်မကမဲလည်းအဲ့လိုပြောကျွန်တော်တကယ်ချင်းဆိုတော့အဲ့လိုပြောနေရှိတယ်ဒါပေမဲ့ကျွန်တော်အရေးကြီးတာတတ်ဖို့ကအဲ့လို certificate ကိုကိုရအောင်ဟိုကယူနိုင်ဖို့အရေးကြီးတယ်ဆိုတော့ပြောချင်တယ်အဲ့ဒါကျွန်တော်တို့ကဒါဒီ level ကိုတော့ပြောဘုရားသခင်ပြင်ဆင်ပေးထားတဲ့အရာဖြစ်တယ်အဲ့ဒါကိုဘုရားသခင်ယေရှုတင်ဆိုတော့သူကအာငါတပ်ပင်ငါတော်ပြီဆိုတော့ကြွားဝါနေလို့ရှိပါလေဘုရားသခင်ရဲ့အမှုတော်ကိုဆောင်ရွက်ဖို့ရတဲ့သူကပြီးလိုက်တဲ့ဟာကိုကြွားဖို့ဖြစ်သွားတယ်အခါကျတော့ဘုရားသခင်ကိုမတတ်တော့ဟုတ်တယ်မလားဆိုတော့ခင်ဗျားတို့လုပ်နေတဲ့အာဏာဘုရားသခင်အတွက်အသုံးပြုရမယ်ဘုရားသခင်ဘုန်းတော်ချေချောင်းဖြစ်တယ်ဆိုတော့တို့သဘောပေါက်တဲ့အခါမှာကိုလည်းဝမ်းသာပြီးတော့မှအရင်မှာတို့ချက်ကိုလည်းဖြည့်ဆွလို့ရတယ်နော်သူ့တဲ့ချို့တာငါဘာပဲပြောနေမျိုးအဲ့လိုမျိုးဖြစ်လာတဲ့အခါမှာအတင်းတော်တွေလည်းပါတယ်မတုံးချင်တာမျိုးသုံးလို့မရတာမျိုးဖြစ်သွားတဲ့အခါမှာဘုရားကပြီးဆိုအဲ့ဒါကြောင့်ကျွန်တော်တို့ကကျွန်တော်တတ်တမှမှန်တယ်အားလို့ဘုရားသခင်အမှုတော်ဆောင်ရွက်ပြီးရှားသိပြင်စီပေးတာဖြစ်တယ်ခုနပြောဣတိယလိုမျိုးတွေလည်းရက်ကရက်မဲ့တွေဟောမှာပြင်ထားပြီးသားနော်ဒီတော့ဘုထုမဲ့တွေလည်းဗါလဲဘောမှာအကြီးထဲမှာလုံချပေးပြီးတော့သူတို့တင်ထားပြီးအလုပ်လုပ်တဲ့အခါမှာတင်တာပြောတာအလကားလေးတက်အောင်လုပ်တာပေါ့နော်သူတို့ကိုယ်တိုင်ဗါလဲဘုထဲမှာလုပ်တဲ့လူတွေရှိမှရက်ကရက်တဲ့လူတွေရွှေထဲမှာလုပ်တဲ့လူတွေရှိအမျိုးမျိုးပါအကုန်လုံးသူတို့ကိုအလုပ်နဲ့တင်ထားပေးတဲ့လူတွေခဏလေးဓာတ်တွေ
ဒီမှာလည်းတော်ဆက်နေအပေါ်လို့ဒီမျိုးတောင်းပေးတဲ့ကောင်အစီအပြီးသွားတာနော်ဆိုအဲ့လိုပဲကျွန်တော်တို့မလေးရှားမှာနေတဲ့ကောင်မလုပ်ကြတဲ့တာတော့အသုံးချလို့ရဟုတ်လားအဲ့လိုမျိုးလေးကိုဒီလိုစံပြီးဒီရထားလို့ဆိုတော့ဘုရားအစီအပြီးသွားဟုတ်လားအဲ့ဒီသဘောမျိုးတွေကိုဘုရားပြန်ပြင်ဆင်တာဖြစ်ပါတယ်အဲ့လိုကျွန်တော်တို့ကအမြဲတမ်းဘုရားခင်ဘုန်းတော်တင်ရှားဖို့လုပ်တဲ့အခါမှာဘုရားသခင်လည်းဝမ်းပြောင်းမှာဖြစ်တယ်နော်အဲ့ဒါကြောင့်ကျွန်တော်တို့လည်းဝမ်းပြောင်းတာရှိတယ်ဆိုတော့ပြောချင်တယ်ဆက်ပြောတော့အောင် ဒါလည်းဒီလိုရှင်းအောင်ရှင်းတဲ့ဥဒ္ဒေဖြည့်စင်းကိုထိန်းချုပ်ပြီးဒါရည်စရာရောက်တဲ့မိစ္ဆာကြီးရောက်တဲ့ပြည့်ရောက်တယ်အဲ့ဒါလည်းအရေးကြီးတယ်နော်ဒီတော့အတန်ရေးတဲ့ဒီမှာလည်းလို့ပဲနော်ဘုရားသခင်ကလည်းဘယင်းဒီကလည်းဖြုတ်ချခြင်းနဲ့ဆိုဘုသူ့ကိုဆိုတော့ဘုရားဖြုတ်ချတယ်ဟုတ်လားအဲ့ဒါတို့ဘုရားသခင်ရဲ့လူတွေကကျွန်တော်အဲ့ဒါလည်းအမြဲတမ်းပြောတယ်နော်ဂျိုးဆက်ခေါ်တာပေါ့နော်ဂျိုးဆက်တို့ဒါနီရဲဆိုတော့ယုံကြည်သူပေါ့ဘုရားသခင်တည်တယ်လို့ယင်ထဲမှာဘုရားသခင်တက်ရှင်တော်မူတယ်လို့ခေါ်တယ်နော်အဲ့ဒီလိုဘာမှမဆိုင်တဲ့အေဂျင့်နိုင်ငံအေကုတုနိုင်ငံမှာဗာလဲဝန်ကြီးချုပ်မဖြစ်ဘူးလားသူကဖြစ်တာပဲအဲ့ဒါကျွန်တော်တို့တခါတည်းကျတော့ယုံကြည်သူတဲ့လူတွေကအုပ်ချုပ်သူခုနလည်းတော့ပုံပြီးနော်အစိုးရလည်းချိကုန်ချိနိုင်တယ်ဆိုတော့ပြတ်သားတာလည်းပါလေလက်တွေလည်းပြတ်သားတယ်ကျွန်တော်ပြောလဲပြောတာဖြစ်အဲ့ဒါဆိုကျွန်တော်တို့လည်းပဲဒီနိုင်ငံမှာရောက်တဲ့လူပဲအော်စတြေးလျနိုင်ငံဝန်ကြီးချုပ်မဖြစ်တယ်ဘယ်လိုပြောလို့ရလားမရဘူးဖြစ်လာနိုင်တယ်ဒါပဲကျွန်တော်အရေးကြီးတာဘုရားသခင်နှုတ်ကပတ်တော်နဲ့အကန့်ကြီးအောင်နေဖို့ရည်ကြီးတယ်နော်သူများရဲ့အခြေအနေပေးလို့ငါဟိုလိုဖြစ်သွားဆိုတာအဲ့ဒါစီစီပေးတာနော်ဘာပဲဖြစ်ဖြစ်ကျွန်တော်တို့နှုတ်ကပတ်တော်အကြည့်အသက်ရှင်တဲ့ဘုရားသခင်တို့ကိုထောက်ပံ့ပြီးတော့အမြင့်ဆုံးလို့နေရာကိုပို့ဆောင်ပေးတယ်ဘုရားသခင်ရှိတယ်နော်အဲ့တော့ဒါနီရဆိုလည်းအဲ့လိုပဲဘုရားသခင်ပို့ဆောင်တဲ့အခါမှာသူကအဲ့ဒီနေရာမှာအကြီးဆုံးဖြစ်ခဲ့တယ်ယောဆက်ဆိုလည်းပဲဂျိုးဆက်ဆိုလည်းအဲ့လိုပဲအဲ့ဒီအေဂုတို့မှာအကြီးဆုံးဖြစ်ခဲ့ဆိုတာကျွန်တော်ရတယ်အဲ့ဒါလည်းဘုရားသခင်ပို့ဆောင်တော့ဘုရားသခင်ဒီလိုချင်းသူလုပ်တဲ့ပြောတဲ့တည်းမှာလည်းလုပ်တဲ့အခါမှာလည်းဘုသူဖြစ်သွားတာဘုသူအလကားရတာမဟုတ်ဘုရားသခင်ပို့ဆောင်လို့ရတာနော်အဲ့ဒါကိုသိတာနော်ဆက်ပြပါအောင်ဘုရားတော်ကလူတို့တို့သာလို့ရတယ်။ဆောင်းရပြမှုရှိများကိုသူကအားထုတ်ပြီးဆောင်ရွက်လို့လုံလာဝရိယပြုတော်ကိုဥစ္စာမျိုးကဘုရားကြီးလုံတော့ကဘုရားတော်ကြီးဥစ္စာကိုကုန်စီတော်ဒီလိုတရားကိုမြတ်မဟာစေတနာဘာသာကိုတော့အားထုတ်ပြီးမိကမတော်လက်ဆောင်ဆောင်လို့ဒီလိုလိုက်ကြရဖို့ပုံသက်ပြီးရှိလို့ဒီကြည့်ကြအဲ့ဒါကကျတော့ကျွန်တော်တို့ကြိုးစားတဲ့ကျွန်တော်ဘာလို့လဲကြိုးစားတယ်လဲတွားဖို့အတွက်လားပုံသက်ပြီးဖြစ်ဖို့နော်အခုတော့ကျွန်တော်ပြောလို့ဘုရားသခင်ကဘယ်လိုလုပ်တယ်လဲဆိုရင်ကျွန်တော်တို့လည်းဘာမှမသိဘူးဆိုတော့အိမ်မှာနေတဲ့ခါမှာမြို့နယ်ဥစ္စာပြောမှာမဟုတ်ဘူးဆိုတော့လူကကျွန်တော်တို့ကိုခင်ဗျားတို့မိသားစုကအဲ့ဒါမဟုတ်တက္ကသိုလ်က CMU တက္ကသိုလ်ကလာပြီးတော့မှကျွန်တော်ဆရာတယောက်နဲ့ဒီဘက်စစ်စစ်နော်အေးပြီးစစ်စစ်တော့ဒီကြည့်တဲ့အခါမှာကျွန်တော်တို့မိသားစုလည်းခင်ဗျားတို့ပုံသက်တွေကောင်းတယ်မိသားစုအခုလည်းစိတ်ကြွေးတယ်Facebook မှာလည်းကျွန်တော်ကောက်လို့လာမျိုးပြထားတာ။ဘာဖြစ်လို့အဲ့လိုဖြစ်လဲဆိုကျွန်တော်တို့တော်လို့မဟုတ်ဘူးလားပြောမှာ။သူတို့မြင်တဲ့အခါမှာလည်းတစ်တည်ရုပ်ဆိုဆိုဘာဖြစ်လို့အရက်မတောက်အောင်စင်းလေးတောက်။တလေးတွေပါကုန်ကိုရလုံးနေကျွန်တော်ဆိုတော့အဲ့ဒီနောက်မှာကျွန်တော်တကယ်ချင်းလည်းပုံမှန်ပဲရောက်တာအရက်တောက်တယ်လို့များတာပဲနော်။ရှိလာတဲ့အခါကျတော့လည်းကျွန်တော်ပြည်နယ်လည်းနေရအရေးကိုရထားတော့ပုံသက်တွေကောင်းဆရာမိသားစုပြောထားပေမဲ့မတကကျန်အဲ့ဒါကျွန်တော်ယူဆက်ရတယ်ဒီနေရာလည်းပွက်လို့တယ်ဗျာဘုရားကြီးကောင်းခြင်းမင်္ဂလာရရှိတဲ့လူကြီးတယ်ခင်ဗျားတို့အဲ့ဒီမှာကောင်းတယ်ဘုနော်အချက်လည်းတော့ဆက်လည်းတော့ဘုနော်အဲ့ဒါကြောင့်အင်တမကောင်းတဲ့လူမျိုးတွေဖြစ်ပါတယ်ဆိုမှယုံကြည်မှုတွေဖြစ်ပါတယ်ပြီးရတဲ့နောက်ဆုံးပြန်တယောက်တည်းဟုတ်မဟုတ်တယ်လို့ပြောလို့ပါတယ်ကျွန်တော်ပြင်နာပြက်ဆက်နောက်ဆုံးမှကိုကြီးရမယ်ကိုကြီးတွေပြတ်သွားတယ်အဲ့ဒါကျွန်တော်အချင်းချင်းနေရာမှာမလို့ဒါတွေကိုတတိထားပြီးတော့ကလေးတွေလည်းပြောဆုံးမတူပြရမယ်ပြီးတော့မှအတူတူကတလုံးတော့ွားတယ်ဒါတွေကိုဖြတ်ပြီးအမှုတော်ချမ်းဆောင်တယ်အကြီးကြီးတာဖြစ်ပါတယ်ဆိုတော့ရှိတယ်အဲ့ဒါတော့မဟုတ်ပါနဲ့ဘုရားကအဲ့လိုမျိုးကျွန်တော်တို့ကိုကြိုးစားခိုင်းတာပါလို့ဆိုတော့ပြည့်ပြည့်ဖြစ်လို့လက်ကကြိုးစားခိုင်းတာမဟုတ်ဘူးအလကကြိုးစားနေတာမဟုတ်ဘုရားသခင်ကဒီနေ့ရှေ့မှာ
တော်တဲ့လူဖြစ်တယ်ဆိုတော့မြင်လာတဲ့သူများအမှန်တကယ်စူးစမ်းတဲ့လူလုံးလုံးဦးရရှိတယ်လို့မြင်လာတဲ့အောင်ဘုရားသခင်ကိုကြည့်ပြီးတော့မှအဲ့လိုမျိုးချင်းချတဲ့တဲ့ခင်ဗျားကိုတိုင်ရဘုရားသခင်ကောင်းနေခံစားရပြီတာဘာဖြစ်လို့လဲဆိုခင်ဗျားရဲ့အတ္တမှာဘုရားသခင်ကိုချင်းချခိုင်းတဲ့အတွက်ကြောင့်အဲ့ဒီကဘုရားသခင်ကောင်းခြင်းကိုခံစားရပြီနော်အဲ့ဒါဆိုချင်းကြည့်တယ်ဒီကတော့ဒီဘက်ကနေလာဒါနဲ့ရှိပြီးတော့နော်ဒါကဒီဘက်မှာတော့ဒီချီโอเคဒါမှမဟုတ်တော့မယ် သူတို့ဘုံလုံးကျွန်တော်တို့ရ6ရက်တော့လို့လို့ရတယ်ဒါမှမဟုတ်တော့ဘယ်လိုဆိုရလဲဒီလိုကကာလအင်းတော်လေးကိုရတာဖြစ်တော့လဲပထမနေ့ရက်နဲ့မျိုးဆိုရတယ်ကျွန်တော်တို့ကတခါကျွန်တော်လည်းဗျာမြေရလုပ်ပဲလုပ်နေရနော်လုပ်တော့ကျွန်တော်ပတ်ဆိုင်ရတယ်လို့တော့မဟုတ်လူမှုရှိလို့နော်တနေ့ကိုတနေ့ခံသွားလဲလာလိုက်တခါကျတော့ကျွန်တော်တို့ရဲ့ကျွန်တော်စတိတယ်လေတခါပြောတယ်အခုတော့တိတ်မပြောတော့ဘာလို့လဲဆိုတော့ရှင်းပြလိုက်တယ်ဘာလို့ဖြစ်ကျွန်တော်အဲ့လိုမျိုးလုပ်တဲ့အခါမှာတကယ်ကျတော့ဘုရားသခင်ကတခါကျတော့အဲ့ဒါကိုသဘောပါနော်နားရနော်နားယူမှကြည့်ဘုရားသခင်ကိုတော့ဒါပါလေခုနပြောပြီးနားယူခဲ့တယ်ခုနရက်မှာပါလေနောက်ဆုံးရက်မှာဘုရားသခင်နားခဲ့တယ်အဲ့ဒါကတော့ပြောလို့ကျွန်တော်တို့ဒီဘယ်လိုခေါ်လဲပုံမှန်လို့မသိဘူးနော် solar sticks ခေါ်တဲ့နေ့ရှိတယ်လေးချိန်ကြီးတယ်နော် summer winter ဘာလဲဒီဘက်ဒီဘက်အဲ့လိုရှိအဲ့ဒါတွေကတော့နေနဲ့တဲနေအောင်ပို့ရရက်အဲ့ဒါမှရက်အရှိဆုံးပဲအဲ့ဒီချိန်မှာကျွန်တော်တို့လူပေါင်းလူမျိုးတွေကအဲ့ဒါကိုခေါ်လဲအဲ့ဒါကလည်းနံဘရိုဆိုရင်ငိမ့်လေးနေတာနော်နေအောင်ချက်တနေရာတည်းကဒီဘက်ဒီလိုကျန်အဲ့ဒီတခါကျတော့နေတဲ့ဒီလိုသွားတာမြင်လားဆိုတော့အဲ့ဒီနေတဲ့တရက်ထဲမှာပဲအဲ့လိုအသုံးရပြောမှာနော်အဲ့တရက်တစ်စီးထဲမှာပဲနေအောင်ချက်သွားတဲ့နေကိုနံဘရိုအဲ့ဒီနေကပါလဲဆိုတော့တိရစ္ဆာန်တဲ့အကုန်လုံးလေးရောငိမ့်တယ်ပြောတယ်နော်လေးရောမထက်ဘူးလေနော်အဲ့ဒီလေးရောမငိမ့်တယ်တိရစ္ဆာန်တွေကလည်းသူ့နေရာနဲ့သူနေနော်လှုပ်ရှားမှုနဲ့ကလေးတွေကအတမပြဘူးအေးစစ်စစ်ထိုင်အဲ့ဒီနေရာဘုရားသခင်ပြောတဲ့ဒီဘုရားသခင်နားခဲ့တဲ့ဥပုပ်နဲ့ရတဲ့ဒီပဲအဲ့ဒါကျွန်တော်တို့ကအဲ့ဒီနေ့မှာယုံကြည်သူတွေဖြစ်ဖြစ်မယုံကြည်သူတွေဖြစ်ဖြစ်နားတယ်အဲ့ဒါဘုရားသခင်ကိုလက်လျှောက်တာဟုတ်တယ်မလားမစင်တော့တိရစ္ဆာန်တော့မနားနေတာကျွန်တော်တို့အလုံးလုံးနေလို့ရမလားဘုရားသခင်ကစကားကိုနားမလုံးတဲ့သူတွေပဲဘာမှမသိနားမလဲဘူးလို့ထင်တဲ့နော်တိရစ္ဆာန်တော့မအနေနဲ့နားလားနားတယ်နေနေလီတော်မနားလားနားတယ်နေနေအဲ့ဒါကိုကျွန်တော်တို့နံဘရိုလုပ်ချင်အဲ့ကျွန်တော်တို့နောက်ပိုင်းကျတော့ကျွန်တော်အဲ့ဒါကိုပြောချင်တာအဲ့ဒီနေ့မှာကျွန်တော်တို့ဘာလို့ပြောလဲကိုလုံးရဲ့နားရဲ့တို့ရနော်အားပေးအမှဆိုကျွန်တော်ဆိုစီးမယ်တိုင်းကြီးနဲ့ပြောဆိုမယ်ဘုရားသူတော်ချီးမွမ်းမယ်အဲ့ဒါတွေပြောရုံပဲအရင်တော့ကျွန်တော်တို့အဲ့ဒါတွေလုပ်ခဲ့တယ်အဲ့ဒီလုပ်တဲ့ဟာလည်းခုနကတော့ပြောလို့ပြောတယ်ရှိတယ်ဘာနဲ့မှမရှိဘူးပစကာတတခါပွဲနော်ခရစ်တော်အဘလိုပြောလဲအင်ဂျီဘနဲ့ဒီလိုလူမျိုးတွေဘာလဲဥပယဖတ်ပြတဲ့ကောင်နော်ဖတ်ပြတဲ့ကျမ်းမှာအဲ့ဒီမှာအဲ့ဒီတရားမှာဘုရားနော်တစ်စင်းမပါတဲ့ဘုစားရတယ်ပြီးတော့မှသူ့ကလေးကိုတက်ရတယ်တွေ့တယ်ဗာလဲတွေ့ရတယ်အဲ့ဒါမျိုးတွေကျွန်တော်တို့လည်းအဲ့ဒီရုံးမှာတော့ဘုနော်စီးလို့ဘောနော်ဒီဘုစားတယ်ပြီးတော့မှအဲ့မှာခါတဲ့ရွက်တဲ့စားတယ်နော်ကျွန်တော်တို့လည်းအဲ့တော့ကခါတဲ့ဒီပညာဆိုတဲ့နော်တိမ်ဖူးတဲ့စားတယ်နော်ပြီးတော့မှဘာတွေသူလဲဆိုတော့အဲ့ဒီစားပြီးဆိုတဲ့အိမ်ကမြဲအဲ့ဒီဘာလဲတိပူရတဲ့သူတကားပါလို့ရှိမှလို့သူစားထားတဲ့ထုတ်ထားတဲ့ပေါ့နော်ထုတ်ထားတဲ့အကြွတွေကချိတ်ထားနော်ချိတ်တဲ့ဆိုဒီကစားဆိုတော့ပြီးတော့မစားတဲ့အိမ်မှာရှိခဲ့တဲ့ကလေးတွေဒီဘက်ဒီလိုနော်အဲ့ဒီနေ့မှာတဲ့ပွဲကြီးရှိတယ်ဟိုနံပါတ်6ပြည့်အဲ့မှာတွားပြီးတော့မှတွားတဲ့ခါမှာတဲ့သူတို့ကအတင်းကမှကျွေးတယ်အဲ့ကနိုင်တယ်ဘာစားမစားတယ်တွေ့
စားရကကြောင့်အဲ့ဒီနံရုံးချုံမှာစားတဲ့လူထတော့ပြီးပါမယ်ဘုသူဝိညာဉ်ကိုထားလိုက်တယ်ဒါပေမဲ့အိမ်အခုနပြောတဲ့ကိုလောကအပေါ်မှာစားခဲ့တဲ့လူတွေကတက်ရှိတယ်ဟာမတူဘူးပေါ့နော်ဆိုတော့အဲ့ဒီဒီကကျွန်တော်တို့ကတော့ပါလေတာဦးကိုမစားတဲ့လူတွေတောက်တယ်ဆိုလို့ရှိရင်အဲ့ဒါနဲ့ကျွန်တော်တို့ရဲ့တန်တန်ရည်နဲ့လုတ်ပတ်တယ်အဲ့လိုတိုက်ရည်ပါလေလို့ပြောချင်တယ်အဲ့ဒါကျွန်တော်တို့အဲ့ဒါကိုကျွန်တော်တို့လည်းပဲအဲ့ဒါကိုလုတ်တာလည်းပဲကောင်းတယ်ဆိုတော့ပြောချင်တယ်အဲ့လိုလို့ဆိုရင်ကိုချီးမွမ်းမှုဖြစ်တယ်နော်တခြားလိုလုတ်တာကိုဆိုလိုက်နော်ဆက်ပြီးမှမရအောင်တော့ဆရာတို့ဟုတ်တယ်မလားသစ္စာရှိရမယ်ရိုးသားရမယ်နော်ရိုးသားလည်းရမယ်ဆိုပညာကိုမသိဘူးပညာကိုနားတော့နော်ဒါလည်းဒီသူကလေးတို့ဒီနေ့တည်ပြီးတော့မှလည်းဒါလည်းဘုရားပါပါလေးပါပါဟိုဒီမှာပတ်နေရနော်အဲ့ဒါကျွန်တော်တို့ရိုးသားမှုရှိရမယ်အဲ့ဒါမှဖျားတဲ့လူဘုရားတင်ရှားဖြစ်တယ်ဒီစက်ပြမတော့အောင်โอเคအဲ့ဒါဆိုဒီဒီလောက်မယ်ပဲလို့ရပါမယ်ဒီမှာလည်းခုနပြောသလိုပေါ့ဘုနော်ကိုရအလုပ်ပေါ်ကအဲ့လိုမလုပ်ရမလဲလေးစားနော်လေးစားရအဲ့ဒါမှ work team work ကောင်းတာကျွန်တော် team work ကောင်းလို့ဆိုတရားနဲ့လေးစားမယ်တရားနဲ့စကားကိုနားထောင်မယ်လိုအပ်တဲ့ဟာရှိတဲ့ဘုရားလေးပြည်စီမယ်ပြောဆိုမယ်ဒီသူများအမှန်တကယ်စူးစမ်းတဲ့လူလုံးလုံးပြည့်ရှိတယ်လို့ပြည်လာတဲ့ဘုရားကိုပြောကြည့်ပြီးတော့မှအဲ့လိုချင်းချတဲ့တဲ့ခမများကိုတိုင်လာဖျက်တဲ့ကောင်းနေခံစားရခုတာပါပြည့်လို့ဆိုခမများရဲ့အတက်တာဖျက်တဲ့ဘုလို့ချင်းချခိုင်းတဲ့အတွက်တော့အဲ့ဒီလူကဖျက်တဲ့ကောင်းနေခံစားရနော်အဲ့ဒါဆိုလို့ချင်းချင်းတယ်ဒီတော့နော်ဒီဘက်นี่นะဒါပြန်လာရှိပြီးတော့နော်ဒါတော့ဒီဘက်မှာတော့ဒီချင်း Okay, naman din, tama yan. Sulok mo lang sa malaya, kawya ba lo ya. Eda ma ni yo na ni yo so ni ya. Ni lo ya ka la din da ni ko ya ka. Na ti do le, eda ma ni yo na ni yo so ni ya. ကျွန်တော်တို့ကတခါကျွန်တော်လည်းဗျာမြေရလုပ်ပဲလုပ်နေရနော်လို့လည်းကျွန်တော်ပတ်ဆိုင်ရတယ်လို့တော့မလူမှုရှိလို့နော်တနေ့ကိုတနေ့ကသွားလဲလာလိုက်တခါကျတော့ကျွန်တော်တို့ရဲ့ကျွန်တော်စတိတယ်လေတခါပြောတယ်အခုတဲ့ကိုပြောတော့ဘာလို့လဲဆိုတော့ရှင်းပြလိုက်တယ်ဘာလို့ဖြစ်ကျွန်တော်အဲ့လိုလုပ်တဲ့အခါမှာတကယ်ကျတော့ရသခင်ကတခါကျတော့အဲ့ဒါကိုသဘောကနော်နားရနော်နားယူမှရှိတယ်ဘုရားဒီကိုလိုတယ်ဗါလဲခုနပြောပြီးနားယူခဲ့တယ်ခုနရက်မှာဗါလဲနောက်ဆုံးရက်မှာဘုရားသခင်နားခဲ့တယ်အဲ့ဒါကတော့ပြောပြီးကျွန်တော်တို့ဒီဘယ်လိုခေါ်လဲပုံမှန်လိုမသိဘူးနော် solar sticks ခေါ်တဲ့နေ့ရှိတယ်လေးချိန်ကြီးတယ်နော် summer winter ဘာလဲဒီဘက်ဒီဘက်အဲ့လိုရှိအဲ့ဒါတွေကတော့နေနဲ့တဲနေအောင်ပို့ရရဲ့အဲ့ဒါမှရက်အရှိဆုံးပဲအဲ့ဒီချိန်မှာကျွန်တော်တို့လူအောင်လူမျိုးတွေကအဲ့ဒါကိုခေါ်လဲအဲ့ဒါဘာလဲနံဘလို့ဆိုရင်ငြိမ်လေးနေတာနော်နေအောင်ချက်တနေရာတည်းကဒီဘက်ဒီလိုချလာအဲ့ဒီတခါကျတော့နေတဲ့ဒီလိုသွားတာမြင်လားဆိုတော့အဲ့ဒီနေတဲ့တရက်ထဲမှာပဲအဲ့လိုအသုံးရပြောမှာနော်အဲ့တရက်တစ်စီးထဲမှာပဲနေအောင်ချက်သွားတဲ့နေကိုနံဘလို့အဲ့ဒီနေကပါလဲဆိုတော့တိရစ္ဆာန်တဲ့အကုန်လုံးလေတော်ငြိမ်တယ်ပြောတယ်နော်လေတော်မထက်ဘူးလေနော်အဲ့ဒီလေတော်မငြိမ်တယ်တိရစ္ဆာန်တွေကလည်းသူ့နေရာနဲ့သူနေနော်ဘလို့ရှာဖို့ငှက်ကလေးတွေကအတမပြဘူးအေးစစ်စစ်ထိုင်အဲ့ဒီနေရာဘုရားသခင်ပြောတဲ့ဒီဘုရားသခင်နားခဲ့တဲ့ဥပုပ်နဲ့ရတဲ့ဂျူပဲအဲ့ဒါကျွန်တော်တို့ကအဲ့ဒီနေ့မှာယုံကြည်သူတွေဖြစ်ဖြစ်မယုံကြည်သူတွေဖြစ်ဖြစ်နားတယ်အဲ့ဒါဘုရားသခင်ပြောလက်လျှောက်တာဟုတ်တယ်မလားမစင်တဲ့ကတိရစ္ဆာန်တော်မနားနေတာကျွန်တော်တို့အလုံးလုံးနေလို့ဆိုရမလားဘုရားသခင်ကစကားကိုနောက်နောက်နဲ့တူတူပဲဘာမှမသိနားမလဲဘူးလို့ထင်တဲ့နော်တိရစ္ဆာန်တော်မအဲ့နေနောက်လား
나를 내니데 리노 나오라 나를 내니데အဲ့ဒါကိုကျွန်တော်တို့လုပ်ချင်ခေါ်ဖြစ်တယ်အဲ့ကျွန်တော်နောက်ပိုင်းကျတော့ကျွန်တော်အဲ့ဒါကိုပြောချင်တာအဲ့ဒီနေ့မှာကျွန်တော်တို့ဘာလို့ပြောလဲကိုလုံးရဲ့နားရဲ့တို့ရနော်အားပေးပြီအမှဆိုကျွန်တော်စုစည်းမယ်တိုင်းပြည်နဲ့ပြောဆိုမယ်ဘုရားတော်ကိုချီးမွမ်းမယ်အဲ့ဒါတွေပြောရုံပဲအရင်တော့ကျွန်တော်တို့အဲ့ဒါတွေလုပ်ခဲ့တယ်အဲ့ဒီလုပ်တဲ့ဟာလည်းခုနကတော့ပြောပြီးတော့တယ်ရှိတယ်ဘာနဲ့မှမရှိဘူးပစကာအတခါပွဲနော်ခရစ်တော်အဘလို့ပြောလဲအင်းကြီးကလည်းဒီလိုလူမျိုးတွေဘာလဲဥပယဖတ်ပြတဲ့ကောင်နော်ဖတ်ပြတဲ့အကြောင်းအဲ့ဒီမှာအဲ့ဒီတရားမှာဘုရားနော်တစ်စင်းမပါတဲ့မုတ်စားရတယ်ပြီးတော့မှသူ့ကလေးကိုတတ်ရတယ်တွေ့တယ်ဗာလဲတွေ့ရတယ်အဲ့ဒါမျိုးတွေကျွန်တော်တို့လည်းအဲ့ဒီရိုးမှာကျတော့ဘုတ်နော်စီတို့ဘောနော်ဒီဘုတ်စားတယ်ပြီးတော့မှအဲ့မှာခါတဲ့ရွက်တဲ့စားတယ်နော်ကျွန်တော်တို့လည်းအဲ့တော့ကခါတဲ့ဒီပညာဆိုတဲ့နော်တိမ်ဖူးတဲ့စားတယ်နော်ပြီးတော့မှဘာတွေသူလဲဆိုတော့အဲ့ဒီစားပြီးဆိုတဲ့အိမ်ကအမြဲတမ်းအဲ့ဒီဘာလဲတိပူရတဲ့သူတကားပါလို့ရှိမှလို့သူစားထားတဲ့ထုတ်ထားတဲ့ပေါ့နော်ထုတ်ထားတဲ့အကြွတွေကထိတ်ထားတယ်နော်ထိတဲ့ဆိုဒီကစားဆိုတော့ဘာမှပြီးတော့မစားတဲ့အိမ်မှာရှိခဲ့တဲ့ကလေးတွေဒီလိုပဲလို့နော်အဲ့ဒီနေ့မှာတဲ့ပွဲကြီးရှိတယ်ဟိုနံတော့ချုံရဲ့အဲ့မှာတွားပြီးတော့မှတွားတဲ့ခါမှာတဲ့သူတို့ကအတင်းတမကျွေးတယ်အဲ့ကနိုင်တယ်ဘာစားမစားတယ်ကျွေးလိုက်စားရကကြောအဲ့ဒီနံတော့ချုံမှာစားတဲ့လူတွေတော့ပြီးပါမယ်ဘသူဝင်းကြီးကိုထားလိုက်တယ်ဒါပေမဲ့အိမ်အခုနပြောတဲ့ကိုလောကအပေါ်မှာစားခဲ့တဲ့လူတွေကတက်ရှိတယ်မတူဘူးပေါ့နော်ဆိုတော့အဲ့ဒီဒီကကျွန်တော်တို့ခုနကပါလေတာဦးကိုမစားတဲ့လူတွေတောက်တည်ရဆိုလို့ရှိရင်အဲ့ဒါလည်းကျွန်တော်တို့ရဲ့ကန္တာရည်နဲ့လုပ်ပတ်တယ်အဲ့လိုကဲ့ရည်ပါလေလို့ပြောချင်တယ်အဲ့ဒါကျွန်တော်တို့အဲ့ဒါကိုခုချိန်ကျွန်တော်တို့လည်းပဲအဲ့ဒါကိုလုပ်တာလည်းပဲကောင်းတယ်ဆိုတော့ပြောချင်တယ်အဲ့လိုလို့ဆိုရင်လည်းကိုချီးမွမ်းမှုဖြစ်တယ်နော်တခြားမျိုးလုပ်တာမဟုတ်ဆိုတော့နော်ဆက်ပြပါမယ်အောင်အဲ့တော့ဆရာတို့ဟုတ်လားမလားသစ္စာရှိရမယ်ရိုးသားရမယ်နော်ရိုးသားလည်းရမယ်ဆိုပညာကိုမသိဘူးပညာကိုခုနကတော့နော်ဒါလည်းဒီပုံလေးတို့ဒီနေ့တင်ပြရမှာလေဒါလည်းဘွေးပါပါလေးပါပါဟိုလိုဒီမှာပါလာရနော်အဲ့ဒါကျွန်တော်တို့ရိုးသားမှုရှိရမယ်အဲ့ဒါမှဖျားတဲ့လူဘုံတော်ချရှာမှုဖြစ်တယ်ဒီစက်ပြမတော့အောင်โอเคအဲ့ဒါဆိုဒီလောက်မယ်ပဲလို့ရပါမယ်ဒီမှာလည်းခုနပြောသလိုပေါ့နော်ကိုရအလုပ်ပေါ်ကဖက်လို့မလုပ်ရမလဲလေးစားနော်လေးစားရအဲ့ဒါမှ work team work ကောင်းတာကျွန်တော် team work ကောင်းလို့ဆိုတရားလည်းလေးစားမယ်တရားလည်းစကားကိုနားထောင်မယ်လိုအပ်တဲ့ဟာရှိတဲ့ပုဂ္ဂိုလ်လေးပြင်စီမယ်ပြောဆိုမယ်ဒီလိုကိုယ်ကောင်းမယ်ဒီနေ့ကျွန်တော်တို့ဒီလိုလူတွေကကျွန်တော်